ဒီနေ့မှာတော့စာရေးဆရာပီတာမြဦးရေးသားထားတဲ့ပန်ဆန်းရွာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။စကိုင်းတောင်ယူမှာရောက်လာတော့ရေးကြီးစာတစ်စောင်ဒါစိုးမမမျိုးတို့အိမ်လားအိရှိချောင်းဝမှာရက်ပြီးလှမ်းမေးလိုက်တဲ့တင်ကန်းဝဝဖြင့်ဦးစင်တပားရဲ့အတန်ကြောင့်စိုးမမမျိုးအိရှိတကားဝကိုကမန်းကတန်ထွက်လာလိုက်တယ်။တင်းမဖေတပည့်တော်စိုးမမမျိုးပါဘာကိစ္စရှိလို့ပါလဲ။ဦးပစင်းကအိမ်တကားဝထီလာကတင်ကန်းအတွင်းဘက်မှာလွှဲထားတဲ့လွယ်အိမ်ငယ်တွေကိုလှမ်းနိုင်ပြီးတော့တစုံတစ်ခုရှောက်ဖွေးနေတယ်။ချောင်းဝမှာကအမျိုးသမီးကြီးတအုပ်နဲ့သီလရှင်နှစ်ပါးရက်နေကြတယ်။ဦးပစင်းတို့ကစကိုင်းတောင်ကပြန်လာတကမကြီးရဲ့ခုနကလေးကမှရန်ကုန်ရောက်တာလေရောက်ချင်းဒီကိုအရင်တန်းလာခဲ့တာပါတင်းမဖေစကိုင်းတောင်ရိုးကပညာဒီပကျောင်းတိုင်မှာဦးပစင်းဦးပညာတာမိဆိုတာနဲ့တွေ့ခဲ့တယ်တကမကြီးရဲ့အမေရဲ့အဖေလို့ပြောတယ်သိရလားသိပါတယ်ဖေဖိုးဖိုးအဲ့ဒီမှာဖုန်းကြီးဝင်နေတယ်ကြားပါတယ်အေးအဲ့ဒါဦးပစင်းတို့နဲ့လမ်းကြုံနေရနဲ့စားတစောင်ထည့်ပေးလိုက်တယ်ရန်ကုန်ရောက်ချင်းတကမကြီးလက်ထဲကိုအရောက်သွားပေးပါဆိုလို့လာခဲ့ရတာကွအရေးကြီးတယ်ထင်ပါရဲ့တင်းမဖေဘာများအရေးကြီးလို့လည်းမသိဘူးအဲ့ဒါတော့ဥပစင်းတို့လည်းစကိုင်းကိုခဏသွားတဲ့အာဂန်နုတွေဆိုတော့မပြောတတ်ဘူးလေဒါပေမဲ့အဲ့ဒီဥပစင်းကြည့်ရတာတော့အားမရဘူးဝေဒနာတစ်ခုခုကြောင့်အတော်လေးကျန်းမာရေးချွတ်တဲ့နေတယ်လို့တော့ဥပစင်းတွက်လို့ရတယ်တင်မအိမ်နဲ့ကြွပါအောင်လားဖေမတက်ကြီးမဝင်တော့ပါဘူးဘန်းကရှင်ပြုတ်တစ်ခုအမိသွားရမှာမို့လို့ကဲရောတကမာကြီးရဲ့ဖိုးဖိုးစီကစားဥပစင်းတို့သွားပြီတင်မကျေးဇူးတင်ပါတယ်ဖေဥပစင်းကစားအိတ်တိတ်ကိုလှမ်းပေးပြီးစိုးမမမျိုးကလက်အုပ်ချပြီးခံယူလိုက်တယ်ဥပစင်းကနှုတ်ဆက်ကခြံဝမှာရက်ဆောင်နေသူများနဲ့အတူပြန်ကြွသွားပါတယ်။စိုးမမမျိုးကအိမ်ထဲကိုပြန်ဝင်ကအိတ်ခမ်းမှာထိုင်ပြီးဥပစင်းပေးသွားတဲ့စာကိုဖောက်ဖက်လိုက်တယ်။တို့ချစ်မလေးလေးမဒီစာရရချင်းအမြန်လားဖိုးဖိုးဥပညာသားမိပညာတိပါကျောင်းတိုင်စကိုင်းတောင်ရိုးစိုးမမမျိုးကနေရာမထကဖျားကျောင်းဆောင်အောက်ရှိဖိုးဖိုးဥထွန်းရွှေရဲ့ဓာတ်ပုံကိုကြည့်ပြီးလက်အုပ်ချီကတော့လိုက်ပါတယ်။ဒီဓာတ်ပုံမှာသူမ10နှစ်သမီးအရွယ်လွန်ခဲ့တဲ့အနှစ်20ကျော်မိဘနှစ်ပါးရှိစဉ်ကလေးကချိတ်ဆွဲထားခဲ့တဲ့ဘိုးဘိုးရဲ့လူဝဲကြောင်တဲ့ပုံဖြစ်ပါတယ်။အဲတော့ကဘိုးဘိုးရဲ့အသက်မှာ55နှစ်ကျော်ခန့်ရှိအောင်မယ်။အခုဆိုရင်တော့အသက်85နှစ်ကျော်80နေပါရှိပြီတော့မယ်။ဘိုးဘိုးမှာအမေရဲ့အဖေဖြစ်တယ်။သူမအသက်10နှစ်ခန့်ကမိဘနှစ်ပါးစလုံးဖျားဖူးကားမောက်ပြီးသေဆုံးခဲ့ရတယ်။အဲတော့ကဘိုးဘိုးတယောက်ဘယ်ရောက်လို့ဘဲပေါက်နေမှလည်းမသိ။သူမမှာဖခင်ရဲ့အမကြီးတော်ဖြစ်သူရဲ့လက်မှာလူဖြစ်ခဲ့ရတယ်။ဘိုးဘိုးကကြီးတော်ကြီးစီလမ်းပြီးမကြခဏစာရေးတတ်တယ်လို့ဆိုတယ်။တာเจ้าမှာเจ้าနဲ့သူတသနာပြုလုပ်ငန်းများဆောင်ရွက်နေကြောင်းတနေ့ပြန်လာပြီးသူမြေးမလေးကိုလာကြည့်မိဖြစ်ကြောင်းများစားတဲ့ထည့်ရေးတက်ကြောင်းကြီးတော်ပြောလို့သိခဲ့ဘူးတယ်။ဒါပေမဲ့ဒီကနေ့ထိတခါမှပြန်မလာခဲ့ဘူးပါဘူး။လွန်ခဲ့တဲ့4-5နှစ်ကတော့ဖိုးဖိုးဟာစကိုင်းတောင်ယူမှာသာသနာ့ဘောင်ဝင်ကရဟန်းဝတ်သွားကြောင်းသတင်းကြားခဲ့ရတယ်။တခုတော့အံ့ဩမိတယ်။နှစ်ပေါင်း20ကျော်သူမနဲ့လူကြုံဖြစ်၎င်းစားအားဖြစ်၎င်းတစ်ချိန်တစ်ခါမှအဆက်အသွယ်မလုပ်ဘူးပါပဲလျက်ယခုမှသူမကိုအရေးတကြီးခေါ်ယူခြင်းကြောင့်ဖြစ်ပါတယ်။ဘသူစီကစားလဲမမအိမ်ငန်းထဲကအတန်ကြားလို့ထွက်လာတဲ့ကြီးမေကသူမရဲ့လက်ထဲမှာစာကိုကြည့်ရင်းနဲ့မေးလိုက်ပါတယ်။စိုးမမမျိုးကစာကိုလှမ်းပေးလိုက်တယ်။ကြီးမေကစပွဲပေါ်ကမျက်မှန်လှမ်းယူတက်ကဖတ်တယ်။ခဏနေမှကြီးမေကမျက်မှန်ပြန်ချွတ်ပြီးပြောတယ်။အော်တမီးပူပူမှားတာကသူ့သွေးသားဆိုလို့ပြေးကြည့်စရာဒီမီးမလေးတယောက်ရှိရမဟုတ်လား။အသက်ရွယ်ကလည်းရလားကျမ်းမာရေးကလည်းညံ့လားဆိုတော့သူမျက်စိနှလုံးမမိတ်ခင်သူမြေးမလေးကိုနောက်ဆုံးအနေနဲ့မြင်တွေ့သွားကြံလို့နဲ့တူပါတယ်။သမီးသွားတွေ့လိုက်ပါကွယ်။ကြီးမေကစဉ်စဉ်ဆက်ဆက်ပြောတယ်။သူမအနေနဲ့သွားတော့တွေ့ရမယ်။ကြီးမေကတော့ကျမ်းမာရေးကြောင့်လိုက်နိုင်မှာမဟုတ်ပါဘူး။ထုံးစံအတိုင်းကိုကျော်စီရကိုပင်အကူအညီတောင်းရလိမ့်မယ်။ကိုကျော်စီရကသူမတဲ့10နှစ်ကတက္ကသိုလ်မှာဥပဒေဘွဲရတဲ့အထိအတူတက်ခဲ့တဲ့တငယ်ချင်းဆိုလည်းဟုတ်တယ်။လုပ်ပေါ်ကိုင်ပတ်ဘိုးတရားရုံးရှိနေတူဆိုလည်းမမဘူး။မိမိကိုမကြာခဏချေးဆိုတက်လို့မိမိရဲ့တုတ်ပြညစ်တာကိုတစားစားတောင်းခံနေသူလည်းဖြစ်ပါတယ်။နောက်တနေ့ညနေပိုင်းအမှုရုံးချင်းများအပြီးတရားရုံးရှိလက်ဖက်ဆိုင်မှာစုံကြစဉ်ကိုကျော်စီရအားဘိုးဘိုးစာကိုပြမိတယ်။မမကိစ္စကမသွားမဖြစ်သွားရမယ့်ပုံပဲ။စကိုင်းတောင်ရိုးအတီတောင်ဆိုတော့အနည်းဆုံးအသွားပြန်တစ်ပတ်လောက်ကြာသွားနိုင်တယ်။တစ်ယောက်စလုံးသွားရမှာဆိုတော့နောက်ရုံးချင်းတွေကိုကျွန်တော်တပည့်တွေနဲ့လည်းတပတ်တလေလွှဲထားခဲ့လို့ဖြစ်ပါတယ်။တိတ်ကြသွားရင်တော့အမှုတွေတွေကိုအားနာဖို့ကောင်းတယ်မမရဲ့။စိုးမမမျိုးကကောင်းချိန်ပြလိုက်ပါတယ်။ကြည့်ရတာတပတ်တက်တော့ပိုမကြနိုင်လောက်ပါကိုကျော်စီရရဲ့ချိန်ပါအောင်မြင့်တို့နဲ့လွှဲထားခဲ့လို့ဖြစ်ပါတယ်ရှင်ကိုကျော်စီရကမတိမတာခေါင်းရမ်းပြတယ်ဘာပဲဖြစ်ဖြစ်လိုရမယ်ရရုံးချိန်နှစ်ပတ်စာလောက်တော့သူတို့ကိုတိကျအပ်ထားခဲ့မှစိတ်ချရမယ်ဟိုလူတက်မှုအတွက်တော့ရှေ့ဖက်စရေးကိုအကျိုးချောင်းပြောပြပြီးတရားသူကြီးစီလည်းမျက်နှာပြခွင့်တောင်းခဲ့အောင်မှနောက်ပြီးတော့တရားခံဘက်ကိုလည်းစိတ်မပြတ်အောင်
ကြိုတင်အားပေးထားခဲ့မှာဖြစ်မယ်မမကောင်းပါပြီတော့ကိုကျော်စရာကောင်းတယ်လို့သာကြည်စီစဉ်ခဲ့ပါတော့ရှင်စိုးမမမျိုးကလက်ကပြကအဖြစ်သေးရန်ကောဆိုတဲ့အမှုအရာပြတယ်အော်မမလည်းခရီးသွားတယ်ဆိုတာရဲအတိအကျသတ်မှတ်လို့ရတာမျိုးမဟုတ်ဘူးလေကိုဘက်ကရေဘက်မဝင်အောင်လှုပ်ထားခဲ့မှရှေ့နေအလုတ်ကတော်ကကြတာဗျဒါနဲ့ဒီဖိုးဖိုးကြီးနဲ့ကအရင်ကလည်းတခါမှအဆက်အသွယ်ရှိတယ်မကြဘူးပါဘူးအခုမှဘာတွေအရေးတကြီးဖြစ်လာရလဲမသိဘူးအဲ့ဒါမမလည်းသိချင်နေရပေါ့ရှင်အရေးကြီးရဆိုတာအကြောင်းတော့ရှိရမှာပေါ့မမရေမဟုတ်ဘူးလားဖိုးဖိုးအသက်ရွယ်ရလာလို့ကျမ်းမာရေးမကောင်းဘူးလို့ပဲသတင်းရတယ်ဘာတွေအရေးကြီးမှန်းလဲမမလည်းမသိဘူးမမတို့ကတော့လှုပ်လိုက်မှဖြစ်အဖြစ်မရှိတဲ့ဗေဒီဆန်ဆန်တွေပဲကြားလိုက်ရရင်လည်းထူးထူးဆန်းဆန်းတွေကြီးပဲမမဖြစ်တွေနဲ့အခုမမယူထားတဲ့ဂမ်ဘီယာမမဆိုတဲ့ကလောင်နာမည်နဲ့တော့ကွက်တွေပဲကိုကျော်စရာပြောမယ်ဆိုရင်လည်းပြောစရာကြီးပဲစိုးမမတို့ကြုံလိုက်တွေ့လိုက်ပြီဆိုရင်တာမန်ထက်ထူးကဲပိုလွန်နေတတ်တယ်မနှင်းသားလျော်နောက်ကလိုက်မိနေရတယ်တော်ယုံအိုင်ကျူနဲ့စိုးမမမျိုးကိုလိုက်မိနိုင်ခဲ့တယ်ဒါခုမှမဟုတ်ဘူးကိုကျော်စရာနဲ့10တန်းနဲ့မှစတင်ဆုံးခဲ့စဉ်ကဖြစ်တယ်နင်း10တန်းကျောင်းသားမဟုတ်လားတနေ့ညနေကျောင်းဆင်းပြီးအတူပြန်လာစဉ်လမ်းမှာမမျော်လင့်ပဲပြုံးစားကြီးမိုးရွာချလိုက်ရာစိုးမမမျိုးကသူမရဲ့ခောက်ထီးကိုလွှဲထဲကထုတ်ခါကိုကျော်စရာကိုပါထီမိုးပေးနေအဲ့ဒါလိုမေးလိုက်ခြင်းဖြစ်တယ်ဟုတ်တယ်လေဘာဖြစ်လို့လဲကိုကျော်စရာကဇဝေဇဝါနဲ့ဖြေးနေပြန်မိတယ်နင်း10တန်းကျောင်းသားဆိုရင်ထီတော့ယူလာရမှာပေါ့ဟာကိုကျော်စရာကခေါင်းကုပ်လိုက်တယ်နင်းဟာကလည်း10တန်းကျောင်းသားနဲ့ဘာဆိုင်လို့တော့ပြီးတော့အခုကမိုးရင်းလည်းမဟုတ်ဘူးလေစိုးမမမျိုးကနှက်ခမ်းမဲပြတယ်အေးနင်တို့အဲ့ဓာတွေခတ်နေတာမိုးရင်းမှမိုးရွာတာမဟုတ်ဘူးအချိန်ခါမဲ့မိုးဆိုတာရှိရလေမကြဘူးလားဟုတ်ပါပြီမမယာငါအဲ့ဒါကိုဘလို့သိနိုင်မှာတော့မိုးလေဝသကလည်းဘာမှမကြေညာဘေးနဲ့ကိုကတဘာဝတရားကြီးကိုလိလာနေမှသိမှာပေါ့နင်ပြောတာငါနားမလဲဘူးဘာတဘာဝတရားလဲငါအဲ့ဒီတဘာဝတရားကြီးကိုလိလာခဲ့လို့နင်အခုမိုးမဆိုပဲထီးဆောင်နေရတာပေါ့နင်လိလာခဲ့တဲ့တဘာဝတရားကဘာလဲငါမနေ့ကအိမ်ကားထွက်မဲ့အလုံးမှာပရွဲစိတ်တွေအုံနေခြင်းနဲ့အိမ်ပြောင်းနေကြတာတွေ့ရတယ်အဲ့ဒါဒီနေ့မိုးရွာမယ်ဆိုတဲ့တဘာဝတရားလေးရှင်းပြီလားကိုကျော်စရာစိတ်ထဲရည်ချင်းတလို့တော့ဖြစ်မိတယ်ဒါပေမဲ့မရေခဲ့နိုင်ပါဘူးစိုးမမမျိုးရဲ့စကားကမှားနေတာမှမဟုတ်ပဲပရွဲစိတ်တွေအိမ်ပြောင်းရင်မိုးရွာတတ်တယ်ဒါလူတိုင်းသိတဲ့တလိษံတို့ရဲ့တဘာဝတရားရဲ့ပြုပြင်ပြောင်းလဲမှုကိုကြိုတင်သိတတ်တဲ့လူထက်တလန်းတာတဲ့တဘာဝအတိတရားခန့်စားမှုဖြစ်တယ်တီးလျက်နဲ့အမှုမဲ့အမှတ်မဲ့နေရင်တတိမမှုကူမမြင်ဖြစ်တတ်တယ်စိုးမမမျိုးကသူများတတိမထားမိတာကိုမြင်တတ်တဲ့သူပဲထိုမြတ်တာမဟုတ်သေးဘူးတက္ကသိုလ်ရောက်လို့ဥပဒေဒုတိယနှစ်တက်နေစဉ်တစ်နေ့အတန်းနာချိန်ဦးချစ်လက်ဖက်ရဆိုင်မှာစိုးမမမျိုးကပြောတယ်ဒီတစ်ချိန်တက်ပြီးမမပြန်မယ်ကိုကျော်စရာနောက်ဆုံးချိန်တက်တိကံဥပဒေတင်မဲ့ဆရာလာမှာမဟုတ်ဘူးတက္ကသိုလ်ရောက်တော့စိုးမမမျိုးကကိုကျော်စရာအားနေငါနဲ့မပြောတော့ဘူးကိုကျော်စရာလို့လေးလေးစားစားခေါ်တယ်သူ့ကိုယ်သူတော့မမတဲ့ကိုကျော်စရာကလည်းကျွန်တော်နဲ့မမနဲ့ပြောင်းလဲခေါ်ပေါ်လာတယ်ဘာဖြစ်လို့ဒီလိုပြောနိုင်တာလဲမမလည်းမသိဘူးစိတ်ထဲကထင်မိလို့ပါထိုနေ့ကနောက်ဆုံးအချိန်မှာစိုးမမမျိုးမတက်တော့ပဲအိမ်ပြန်သွားတယ်အဲ့တော့အံ့ဩစရာတိုက်ဆိုင်လို့ပဲလားမပြောတတ်ဘူးထိုနေ့နောက်ဆုံးအချိန်မှာဘယ်တော့မှပြက်ကွက်တတ်သူမဟုတ်ခဲ့တဲ့တက်တေကံဥပဒေနည်းပြစရာတကယ်ပဲရောက်မလာခဲ့ဘူးတတိယနှစ်ရောက်တော့လေတခါကြုံရသေးတယ်စိုးမမမျိုးတို့အိမ်ကိုကျောင်းအားရက်မှာကိုကျော်စီကသွားလေတဲ့နေ့ကဖြစ်တယ်ထိုနေ့က10တန်းဆောင်မှုပဲအောင်စင်းထွက်တဲ့နေ့နဲ့ကြုံနေတယ်စိုးမမမျိုးကအပျော်တန်းဘီဒင်လူလိုလဲတခါတရံဟောပြောတတ်ရအိမ်လေးဝင်းကျင်မှာ10တန်းဖြေထားသူကျောင်းသူ2ဦးရောက်လာပါတယ်အောင်စရင်သွားမကြည့်မီစိုးမမမျိုးထံဘီဒင်လာမေးကြခြင်းလည်းဖြစ်ပါတယ်စိုးမမမျိုးကကိုကျော်စီရရှေ့မှာမျက်စိဆုံးမိတ်ပြီးဟောတယ်သမီးတို့နှစ်ယောက်စလုံးကစရင်နဲ့အောင်မယ်မြင့်မြတ်ကခုံတူးပါမယ်ထိုနေ့ကစိုးမမမျိုးဟောလိုက်တဲ့အတိုင်းနှစ်ယောက်စလုံးကစရင်ကအောင်ကြကမြင့်မြတ်ဆိုသူကခုံတူးတစ်ပါးသားပါပါတယ်မမအဲ့ဒါဘလို့ဟောလိုက်တာလဲသူတို့နှစ်ယောက်ရဲ့အခြေအနေကိုကြိုသိနေလို့လားမမသူတို့အကြောင်းဘာမှကြိုမသိဘူးလက်တလုံးမြင်တာကိုနမိတ်ကောက်ပြီးဟောလိုက်တာပါလောက်ပါအောင်ဘလို့နမိတ်ကောက်လိုက်တာလဲကိုကျော်စီရရောက်လာလို့ဝင်းထိုင်လိုက်တဲ့အခိုက်မှာဒီကောင်မလေးနှစ်ယောက်မမကိုလာမေးကြတာနော်ကိုကျော်စီရကတနင်္လာသားဆိုတော့ကခကကန်ကနမဲကလည်းကနဲ့စတာမဟုတ်လားဒါကြောင့်ကစရင်ကအောင်မဲလို့ဟောလိုက်တာပါကိုကျော်စီရမျက်ခုံးနှစ်ဖက်မြင့်တက်သွားတယ်ထားပါတော့ဂုံတူးနဲ့အောင်မဲဆိုတာကရောအဲ့ဒီကောင်မလေးနှစ်ယောက်ထဲမှာမြင့်မြင့်ကနှက်ကန်းနေပါနေဆိုးလာတဲ့အပြင်ထူးထူးခြားခြားစရွက်ဝိုင်းကလေးနဲ့ဖြစ်မနေဘူးလားဟုတ်တယ်သူကြည့်ရတာအလူတစ်ခုခုမှကပြီးပြန်လာတာနဲ့တူတယ်ဘာပဲဖြစ်ဖြစ်လေမမမြင်လိုက်ရတဲ့အခိုက်တန့်လေးမှာသူ့ပုံစံကထူးထူးခြားခြားလေးဖြစ်နေလို့ဂုံတူးပါမယ်လို့ဟောလိုက်မိတာပါဟုတ်လဲဟုတ်တယ်စိုးမမမျိုးပဲသူများတတိမထားမိတာကိုမြင်တက်ကြိုးတွေးတက်
နမိတ်ကောက်တက်တဲ့သူလေးပဲဥပဒေနောက်ဆုံးနှစ်မှာတော့စိုးမမမျိုးကတဒန်းလုံးကိုကဲလိုက်ပြန်ပါတယ်ရာဇသက်ကြီးဥပဒေတင်တဲ့ဆရာကတနေ့ចောင်းသားတွေကိုမေးတယ်ပြစ်မှုတစ်ခုကိုကျူးလွန်လို့အောင်မြင်သွားရင်အဲ့ဒီလိုအပြစ်ဒဏ်မခံစားရတော့ဘူးတကယ်လို့မအောင်မြင်ခဲ့ရင်အပြစ်ပေးတာခံရလိမ့်မယ်အဲ့ဒါဘာမှုလဲနောက်ဆုံးနေ့ဥပဒေတင်တဲ့တစ်ခုလုံးအကြတန်ကြားမတက်တိတ်ဆိတ်ငြိမ်သက်သွားကြတယ်တွေးမရလို့တပြင်းချတန်များစဉ်းစားမရသွားတကြိတ်ကြိတ်ဖြစ်နေတန်များနဲ့တယောက်နဲ့တယောက်တီးတိုးမီးမြန်းတန်များတာဟိုတကွက်ဒီတကွက်ကြားနေရတယ်ကဲဘလို့လေဥပဒေနောက်ဆုံးနေ့ចောင်းသားတွေဒါလေးတော့မဖြေနိုင်ဘူးလားဆရာရဲ့ထင်းငုံငေါလောင်ပြောင်တယ်လို့လေးတန်းကြောင့်ចောင်းသားចောင်းသူများရှင်ထဲမှာနာတာခံခက်ဖြစ်နေကြတယ်မနေ့ပြန်တပတ်ဥပဒေပွဲရလို့ဥပဒေပညာနဲ့အသက်မွေးကြတော့မယ်သူများဖြစ်ပါလေဒီမိကုန်းကမှမဖြေနိုင်မှာကနောက်နှစ်ဆက်ဆက်ဥပဒေတင်နန်းများမှာစနမူနာထားပြီးအပြောခံရပြီးတော့မယ်ကဲခင်ဗျားတို့ចောင်းသားတွေကမဖြေနိုင်ဘူးဆိုရင်ကျွန်တော်အဖြေကိုပြောလိုက်တော့မယ်ကျွန်တော်ကတခန်းလုံးကိုမျက်လုံးဝေးကြည့်ရင်ပြောလိုက်တယ်မြည်သည့်လှူရှားမှုမှမတွေ့ရအောင်ဆရာကမေပြုံးပြုံးပြီးပါဇက်ဟာရင်ပြင်လိုက်တယ်ထို့စဉ်အဲ့ဒါကိုတေချောင်းကြံစီမှုပါဆရာတခန်းလုံးရဲ့မျက်လုံးများကအတန်လိုင်းရစီကိုလက်တစ်ပြက်စုပြုံရောက်သွားကြတယ်ဟာမအလိုစိုးမမျိုးပါလားចောင်းသားចောင်းသူများထံမှအံ့ဩဝမ်းသာတဲ့အာမေရိကန်များတခန်းလုံးကိုလှမ်းမိုးသွားတယ်ထိုအခိုက်ဆရာကနှစ်ချိုက်ကျင်းနဲ့စွာပြုံးပြီးလက်ခုပ်တီးလိုက်တယ်ဆရာရဲ့လက်ခုပ်တန်နောက်မှာတခန်းလုံးရဲ့လက်ခုပ်တန်များပဲ့တင်ထွက်သွားတယ်လက်ခုပ်တန်များထဲမှာဆရာရဲ့အောင်မြင်သောအတန်ကိုကြားလိုက်ရတယ်စိုးမမျိုးရဲ့အဖြစ်တစ်ခုတည်းနဲ့တင်ခင်ဗျားတို့အားလုံးဒီနေ့ရာဇသက်ကြီးဥပဒေကိုအောင်ပြီးလို့ကျွန်တော်ယုံကြည်ပါတယ်တခန်းလုံးဝမ်းသာအားရပွဲလို့ရိုက်သွားကြတယ်ကြည်စံအတွေးကောယူဆကသူများနဲ့မတူဘူးတမှုထူးပြီးတကားတရအနာဂတ်ကိုပင်ကြိုတင်သိတတ်တဲ့စိတ်ဝိညာဉ်နဲ့အတိတ်နမိတ်အကောက်အပြူတိုးနဲ့ရောပြိုးနေတဲ့ဘ ഹു တရားယုံရှိနေစိုးမမျိုးအားသူမယူထားတဲ့ကလောင်နာမည်ဂမ်ဘီယာမနဲ့အံဝင်ခွင်ကြရှိနေပါတော့တယ်အရှိတ်ဘက်တလွားမှာနတ်ပကြီးစေးစုံချဲတာထားသလိုတာယာလှပနေတဲ့အေယာဝတီမြစ်နဲ့ဒုဋ္ဌဝတီမြစ်နှစ်သွဲကိုလှမ်းမြင်နေရပြီးအထက်တလွားကိုမျှော်ကြည့်ပါကဇေဒီပထုဖျားတွေကိုတညံကြားမှာမြင်တွေ့နိုင်ပြီးတရားရှာနေတဲ့ယောဂီတို့ရဲ့စိမ့်ဆိုတဲ့ကျောင်းအသေးသေးကိုအပေါ်စီးမှာလွှမ်းခြုံမြင်နေရတဲ့နေရာကစကိုင်းတောင်ရိုးပင်ဖြစ်ပါတယ်ပညာဒီပတရားကျောင်းအတွင်းကိုလှမ်းဝင်လာတဲ့ဇိုးမမျိုးနဲ့ကိုကျော်စီရတို့အားချောင်းတဟောစိုးနေတဲ့ပိမ့်ပိမ့်သွဲအသက်55နှစ်ခန့်ရှိဥပဇင်းတစ်ပါးကစီးကျူနှုတ်ဆက်တယ်ရုတ်တရက်ဥပဇင်းရဲ့ရုပ်သွင်းမှာသူမအိမ်ဖျားကျောင်းဆောင်အောက်မှာဓာတ်ပုံနဲ့ကဖိုးဖိုးကြီးရဲ့လူဝက်ကျောင်းပုံနဲ့ရုပ်ချင်းစင်လာတယ်လို့ထင်မိသေးတယ်တကယ်ဆိုရင်သူမရဲ့ဖိုးဖိုးကြီးမှာယခုချိန်မှာအသက်80နီးပါးပဲရှိနေပြီမဟုတ်ပါလားတပည့်တော်မကဒီကျောင်းကဥပဇင်းဥပညာတာမီရဲ့မြေးဖြစ်ပါတယ်ဖိုးဖိုးကအမြန်လာတွေ့ဖို့စာရေးခေါ်လိုက်လို့လာတာပါဖေဟာဖိုးဖိုးနဲ့တွေ့ပြရစီဖေဟာဥပဇင်းကလက်ကင်ပွားပြီးပါဇက်ကိုပိတ်ပြီးချောင်းတဟိုစိုးနေတယ်မျက်လုံးများကစိုးမမျိုးရဲ့ရုပ်သွင်းကိုမျက်တောင်မခတ်ပဲတေချာစူးစိုက်ကြည့်နေတယ်ခဏနေမှခေါင်းတစ်ချက်ညိတ်ကမျက်လုံးကြည့်ကကိုကျော်စီရတန်ကိုရွှေ့ရှားသွားတယ်စိုးမမျိုးကသူကတပည့်တော်မရဲ့ငယ်တငယ်ချင်းကိုကျော်စီရပါဖေဟာရန်ကုန်မှာတပည့်တော်မနဲ့အတူအမှုလိုက်နေတဲ့ဘ ഹു တရားယုံရှိနေပါဖေဟာဥပဇင်းကခက်ပြုံးပြုံးကောင်းညိတ်ပြတယ်ပြီးမှအခန်းရဲ့နောက်ဖက်နားစီကိုလက်မြောက်ကတစုံတယောက်ကိုလှမ်းခေါ်လိုက်တယ်ခဏကြာအသက်50ခန့်ရှိလူကြီးတဦးဥပဇင်းရှိရောက်လာကဥချကတော့တယ်ကပိယကြီးဒီကတကားလေးကိုတောင်ပေါ်ရှုခင်းတွေကိုလိုက်ပြပေးလိုက်ပါညအိပ်ဖို့နေရာထိုင်ရဲလဲစီစဉ်ပေးလိုက်စိုးစားချိန်လောက်ဒီကိုပြန်လာကြပါတင်မဖေဟာကပိယကြီးကကိုကျော်စီရကိုကြည့်လိုက်ပါတယ်ကိုကျော်စီရကစိုးမမျိုးကိုငဲ့ဆောင်ကြည့်စဉ်စိုးမမျိုးကမတိမတာကောင်းချင်းပြလိုက်တယ်ကိုကျော်စီရကဥပဇင်းအားဥချကသူ့ရဲ့ခီးဆောင်လက်ဆွဲအိတ်ကိုဆွဲလျက်ကပိယကြီးခေါ်ရနောက်ကိုလိုက်ပါသွားတယ်ကဲလားမကဥပဇင်းနဲ့လိုက်ခဲ့ဥပဇင်းထံမှာမလို့ခေါ်လိုက်တဲ့ကြောင့်စိုးမမျိုးရှင်ထဲမှာထိတ်ကနေဖြစ်သွားတယ်မိမိကိုမလို့ခေါ်ကြတာကမိမိရဲ့မိသားစုနဲ့ကိုကျော်စီရအပါအဝင်ရင်းနေတဲ့မိတ်ဆွေတငယ်ချင်းများတာဖြစ်ပါတယ်ယခုတော့စကိုင်းတောင်ရိုးမှာအခုမှတွေ့ရတဲ့ဥပဇင်းတစ်ပါးကမလို့ရင်းနေခေါ်လိုက်တဲ့ကြောင့်အတော်အံ့တသင့်ဖြစ်နေမိတယ်ဥစဉ်ခေါ်လာတဲ့နေရာမှာတရားကျင့်တဲ့အတွင်းခန်းနေရာဖြစ်ရရှိတယ်အခန်းမှာမကျဲလူ3ဦးခန့်ကောင်းစွာတရားထိုင်နိုင်တယ်အခန်းထိပ်မှာမှန်ပေါင်းချောင်းထဲမှာစံမြန်းတော်မူနေတဲ့ကျေးသွန်းရှိဟောင်းဖျားတဆူတွေ့ရတယ်။သူမအားထိုဖျားရှိမှထိုင်ခိုင်းထားတဲ့ဥပဇင်းကဖျားကန်းနဲ့တဆက်တဲ့အတွင်းကန်းတစ်ခုထဲဝင်သွားတယ်။ဥပဇင်းရဲ့ကျိန်းဆက်ရာအခန်းဖြစ်ပါတယ်။ခဏကြာမှဥပဇင်းပြန်ထွက်လာတယ်။လက်ထိပ်မှာတော့ဓာတ်ပုံ2ပုံကိုင်းလျက်ဒါဘသူဓာတ်ပုံလဲ။ဥပဇင်းကဓာတ်ပုံချပြတယ်။သူမအတော်အံ့ဩသွားတယ်။
ဓာတ်ပုံမှာသူမတို့အိမ်မှာရှိတဲ့ဖိုးဖိုးဦးထွန်းရွှေရဲ့ဓာတ်ပုံဖြစ်နေပါတယ်။ဒါတပည့်တော်မရဲ့ဖိုးဖိုးပုံမှာဖေဟာစိုးမမမျိုးကဦးစင်းအားမော်ဖွေးနဲ့ဖြေတယ်။အဲ့ဒီပုံကဦးပစင်းနဲ့မတူဘူးလား။စိုးမမမျိုးဘာပြန်ဖြေရမလဲမသိဘူး။မင်းတက်မိတယ်လို့ခံစားမိတယ်။ဒီเจ้าဝင်းထဲဝင်ဒီဦးပစင်းကိုစတွေ့ကြတဲ့ကဒီဓာတ်ပုံထဲမှာမိမိရဲ့ဖိုးဖိုးပုံနဲ့ရုပ်ချင်းစင်တာကိုချက်ချင်းတတိပြုမိခဲ့ပြီးသားဖြစ်တယ်။သို့တော်ဘာကြောင့်ဒီလိုဖြစ်နေရပါသလဲ။တင်မဖေဟာတူပါရဲ့ဖေဟာ။ဒါဖြစ်ဒီပုံကိုရောကြည့်ပါဦး။ဦးပစင်းကနောက်ထပ်ဓာတ်ပုံတစ်ပုံကိုပြပြန်တယ်။ထိုပုံမှာယခုလက်ရှိမြင်နေရတဲ့ဦးပစင်းရဲ့တင်ငန်းဝင်းတဲ့ပုံပဲဖြစ်တယ်။ဒါကအခုဦးပစင်းရဲ့ဓာတ်ပုံမှာဖေဟာဦးပစင်းကမေးပြန်တယ်။အဲ့ဒီလူဝတ်ပုံဓာတ်ပုံနဲ့တင်ငန်းဝတ်ထားတဲ့ဦးပစင်းဓာတ်ပုံတွေတစ်ခုနဲ့တစ်ခုတူကြတယ်လို့တင်ငန်းဝတ်ဓာတ်ပုံကအခုမြင်ရတဲ့ဦးပစင်းရဲ့အသက်အရွယ်နဲ့ကွာခြားနေသလားကွယ်။မကွာခြားလာပါဘူးဖေဟာ။အခုအသက်အရွယ်နဲ့အတူတူလောက်ပဲထင်ပါတယ်ဖေဟာ။အဲ့ဒီတင်ငန်းဝတ်ဓာတ်ပုံရဲ့နောက်ကျောကရက်ဆွဲကိုဖတ်ကြည့်စမ်းပါ။စိုးမမမျိုးကဓာတ်ပုံနောက်ကျောဘက်ရက်ဆွဲကိုလှည့်ကြည့်လိုက်တယ်။ဟင်ကြည်စမ်းဒါဘလို့ဖြစ်တာလဲမယုံနိုင်စရာဒီဓာတ်ပုံရိုက်ခဲ့တာကလွန်ခဲ့တဲ့1965ခုနှစ်ကဖြစ်ပါတယ်။ယခု1985ခုနှစ်ဆိုတော့အနှစ်20ပဲရှိနေပြီ။ဘာကြောင့်အခုမြင်နေရတဲ့ဥပစင်းရဲ့ရုပ်ရည်ကဓာတ်ပုံတွေကလွန်ခဲ့တဲ့အနှစ်20မှရုပ်သွင်းမျိုးဖြစ်နေရတာပါလေ။ထူးဆန်းတာကထိုဥပစင်းရဲ့မျက်နှာမှာမိမိဘိုးဘိုးကြီးဦးထင်းရွှေရဲ့မျက်နှာနဲ့လည်းတူနေပြန်သေးတယ်။ဥပစင်းဟာမမရှာနေတဲ့ဥပညာသားမိပဲကွယ်။ရှင်ဟုတ်တယ်မမဥပစင်းဟာငါမြေးလေးကိုတွေ့ကျင်နေတဲ့ဖိုးဖိုးဦးထွန်းရွှေပဲရှင်စိုးမမမျိုးကကြားလိုက်ရတဲ့စကားကြောင့်တရှင်ရှင်နဲ့တန်တော်ငေးမောကြည့်နေအောင်မှတပါဘာမှနားမလဲဘူးကြောင်ချောက်ချားဖြစ်မဖြစ်နိုင်တာများကိုသာမျက်မှတ်တက်တဲ့အိမ်မထက်ရောက်နေတယ်လို့ခံစားထင်မြင်နေမိတယ်ကြည့်လေဥပစင်းကသူ့ကိုယ်သူမရှာနေတဲ့ဥပညာသားမိတဲ့သူမရဲ့ဖိုးဖိုးကြီးဦးထွန်းရွှေတဲ့ဘလို့လို့ဖြစ်နိုင်မှာလဲဓာတ်ပုံများတဲ့ကဖိုးဖိုးဦးထွန်းရွှေနဲ့ဒီဥပစင်းရဲ့ဓာတ်ပုံများအရာထိုစင်ကသူတို့ရဲ့အသက်တွေက50နှစ်ကျော်60နှစ်ခန့်သာရှိကြပြီအောင်မေယခု1985ခုနှစ်မှာသူတို့အသက်တွေက80နှစ်ကျော်80နီးပါးခန့်ရှိပြီလိမ့်မယ်ယခုတော့သူမရဲ့ဖိုးဖိုးလို့ဆိုတဲ့ထိုဥပစင်းရဲ့အသက်မှာတော့55နှစ်ကျော်60နှစ်ထက်မပိုနိုင်ဘူးသူမဖြစ်ကမယုံရင်ပုံမြင်မဲ့ဆိုတဲ့ရုံနှန်းစကားကိုထိုင်နာထောင်နေရတယ်လို့ဖြစ်နေတယ်ဥပစင်းမှာအတော်မသက်နိုင်အောင်ဇက်တိုင်တဟုတ်ဟုတ်စိုးနေချောင်းကိုမဟန်တားနိုင်ပဲရှင်းဘက်ကိုဖိကဝေဒနာကိုပြင်းစွာခံစားနေရပါတယ်ယောဂဖိစီးမှုတန်ကအတော်ကြီးနေပြီထင်တယ်။စိုးမမမျိုးမှာလက်ထဲကဓာတ်ပုံများကိုတလဲဥပစင်းကိုတလဲအပြန်နှိုင်းရှင်ကြည့်ရင်မယုံကြည်နိုင်တဲ့အတွေးများဖြင့်အုံနောက်တစ်ခုလုံးနဲ့ချက်လဲနေတယ်။သူမအဓိကဒုက္ခပေးနေတဲ့အချက်မှာ1965ခုနှစ်ကဥပစင်းနဲ့ယခု1985ခုနှစ်ရှိဥပစင်းတို့ရဲ့ရုပ်သွင်းမှာဘာကြောင့်မပြောင်းမလဲပဲငကိုတိုင်းရှိနေရတဲ့အချက်ဖြစ်တယ်။အိမ်ငါမြေလေဒီကိစ္စကိုရုပ်တရက်ချက်ချင်းတော့နားလေသဘောပေါက်နိုင်အောင်မဟုတ်ဘူးကွ။ဖိုးဖိုးမျက်စိနှလုံးမမိတ်ခင်ဒါတွေကိုရှင်းပြချင်လို့ငါမြေးလေးကိုခေါ်လိုက်ရတာပါအေးတခုတော့ရှိတယ်မမရဲ့တင်ပါဗျာဒီကိစ္စကဖိုးဖိုးနဲ့မြေးလေးမမတို့အတွက်အလွန်အရန်အရေးကြီးတဲ့ကိစ္စဖြစ်တာကြောင့်ဒီကဘာပေါ်မှာငါမြေးလေးကလွဲပြီးဘယ်သူမှမသိအောင်လျှို့ဝှက်ထားနိုင်မှာဖြစ်မယ်ကွတင်ပါဗျာဘယ်နဲ့လဲဒီကိစ္စကိုလျှို့ဝှက်ထားပါမယ်လို့ဖိုးဖိုးကိုဂတိပေးနိုင်မလားစိုးမမမျိုးစဉ်းစားရပြီဒီကိစ္စဆိုတာကအဘယ်နည်းမိမြတဲ့အရေးကြီးပြီးမိမိမှလွဲလို့ဘယ်သူမှမသိနိုင်အောင်လျှို့ဝှက်ထားရပါမလဲတကယ်လို့ဒီလျှို့ဝှက်ချက်ပေါက်ကြားသွားပါကဘလို့သောအခြေအနေများဖြစ်ပေါ်လာနိုင်တယ်လဲတခုလောက်မေးပြစေဖေဟာအေးမေးပါကွယ်တကယ်လို့များဒီလျှို့ဝှက်ချက်ကိုသူများတွေသိသွားရင်ဘာဖြစ်နိုင်မလဲဖိုးဖိုးဥပစင်းကရုတ်တရက်မဖြေသေးပဲအတန်ကြာချောင်းဆိုးနေသေးတယ်ပြီးမှအေးဒီလျှို့ဝှက်ချက်သာပေါက်ကြားသွားရင်တော့ငါမြေးအသက်နဲ့ဘဝလုံခြုံရေးကိုအကြီးအကျယ်ထိခိုက်သွားနိုင်တယ်ကွယ်ဒါကြောင့်ဖိုးဖိုးပြောချင်တာကဒီကိစ္စကိုပြောပြသိပေးဖို့ဖိုးဖိုးဘဝမှာမြေးလေးမမတယောက်ပဲရှိတယ်။ဒါကြောင့်မို့ဒီအကြောင်းကိုလုံးဝမပေါက်ကြအောင်မြေးလေးစောင့်ထိန်သွားရလိမ့်မယ်။စိုးမမမျိုးကစိတ်ထဲမတင်မကျဖြစ်နေတဲ့တခုကိုမေးလိုက်တယ်။ဒါဖြစ်ဖိုးဖိုးကဘာလို့အနည်း20လုံးလုံးရုပ်ပြောင်းမသွားပဲအသက်55နှစ်လောက်ကအတိုင်းဖြစ်နေရလဲဖေဟာ။အေးအဲ့ဒီဖေကိုငါမြေးလေးကိုအတိပေးဖို့အမြန်ခေါ်လိုက်ရတာပဲ။ကဲအခုတော့ငါမြေးလေးလည်းခီးပန်းလာတယ်။နားလိုက်ပါအောင်။ညကြမှာဖိုးဖိုးအေးဆေးဆေးရှင်းပြမယ်။ဦးစင်ဖိုးဖိုးကစကားဖြတ်ပြီးနေရာမှထားလိုက်တယ်။ထို့နောက်ဆုံးစားဆောင်မှာအမျိုးသမီးကြီးတစ်ယောက်ကိုခေါ်ပြီးတော့စိုးမမမျိုးကိုအပ်လိုက်ကအတွင်းကန်းထဲကိုဝင်သွားတယ်။စိုးမမမျိုးကအမျိုးသမီးကြီးနဲ့လိုက်သွားကအဲ့ရနေရပြင်ဆင်ပြီးတော့ရေမိုးချိုအဝတ်စားလဲတယ်။ကပ္ပိယကြီးနဲ့အတူပြန်လာတဲ့ကိုကျော်စီရနဲ့မနက်စာစားကြပြီးနောက်တရားကျောင်းရှိတမပင်အောင်ခုံတန်းမှာထိုင်နာနေကြတယ်။ကိုကျော်စီရကစဉ်းတော်စဉ်းစားစရာပဲမမဘာလို့လဲရှင်။ဩ
ကပ္ပိယကြီးမေးကြည့်တော့ဥပဇင်းဥပညာတာမီဆိုတာအဲ့ဒီဥပဇင်းပဲလို့ပြောတယ်မမရဲ့ဖိုးဖိုးဖုန်းကြီးကအသက်80-80လောက်ရှိပြီဆိုပြီးတော့ဥပညာတာမီဘွဲနဲ့ဥပဇင်းကလည်းဒီတရားကျောင်းမှာဒီတစ်ပါးနဲ့ရှိတာတဲ့အဲ့ဒါကျွန်တော်တို့ကျောင်းများမှားလာမိတာများလားစိုးမမမျိုးရဲ့ရင်ခုန်တန်များရုတ်တရက်မြန်သွားတယ်အုံနောက်ထဲမှာအချက်ပေးခေါင်းလောင်းများရဲ့စူညံစာနီးဟီးသွားတန်ကိုကြားရတယ်ခက်တော့ခက်နေပြီဒီလိုခရီးဝေးမျိုးကိုမိမိတယောက်တည်းလာလို့ကလည်းမဖြစ်ကိုကျော်စီရားတို့လိုယုံကြည်စိတ်ချရတဲ့အဖော်ကောင်းတစ်ယောက်တော့ပါဖို့လိုတယ်ယခုတော့ထိုအဖော်ကောင်းကပဲမိမိအတွက်ဝင်တော့ဝင်ဖို့ဖြစ်နေပြီလားမသိဘူးဘာပဲဖြစ်ဖြစ်ဒီဖိုးဖိုးနဲ့ပတ်သက်တဲ့ကိစ္စကိုကျော်စီကလုံးဝသိလို့မဖြစ်ဘူးကျောင်းလည်းမမားဘူးလူလည်းမမားဘူးရှင်ဟေးဟုတ်လားဒါဖြစ်ဒီဥပဇင်းကဖိုးဖိုးကတက်တက်လွတ်တွေမီးလွတ်တွေစားပြီးတော့မြင့်မြတ်တဲ့ဒီစကိုင်းတောင်လိုနေရာမှာတရားကျင့်လို့အရွယ်တင်နေတာဖြစ်ပါလိမ့်မယ်ကိုကျော်စီကအော်အင်းလေဗုဒ္ဓရဲ့တရားတကူတော်တွေကကျွန်တော်တို့ပုထုဇဉ်တွေလိုက်မမီနိုင်တော့အောင်ထက်မြက်တယ်ဆိုတော့လေဒီလိုနေရာမျိုးမှာတရားထုကျင့်ကြံတဲ့ပုံကိုယ်တွေအဖို့လူပြိုပြီးတော့အရွယ်တင်တာလောက်ကတော့မဆန်းပါဘူးလေစိုးမမမျိုးတပြင်းတစ်ချက်မတိမတာခိုးဆိုင်ထုတ်လိုက်တယ်ကိုကျော်စီကအမှန်တကယ်ယုံကြည်တာမယုံကြည်ရတော့မသိဘူးမိမိဘာသာပြောလိုက်တဲ့စကားကကြိုးချောင်းစီလျော်မှုရှိပြီးရုပ်တည်မကင်းမဲလာဘူးလို့တော့မိမိထင်မြင်မိတယ်ဘလို့ပင်စိုးစေလောလောဆယ်အခက်ခဲတစ်ခုတော့မတိမတာကြော်လွှားနိုင်လောက်ပြီဒီတက်ဘလောက်ခက်ခဲတဲ့ပြဿနာများလာလဲအောင်မလဲမသိဘူးဒါနဲ့တလောက်အရေးတကြီးဘာကိစ္စနဲ့ခေါ်ရလဲမသိဘူးနော်မမလာပြန်ချေပြီကာကရှင်သူမကိုယ်တိုင်ပဲဘလို့ကိစ္စမှန်အရေးအမောမြပဲမခံမနိုင်သေးတာကိုသူကပဲနွားရှိထွန်ကျူလှုပ်ချင်နေသေးတယ်တော်တော်ရှာရှည်တဲ့ရှေ့နေပါလားစိုးမမမျိုးအုံနောက်ဘလောင်ဆူအောင်တွေးရပြန်တယ်ကြည့်ရတာအပြင်လူလုံးဝမသိစေချင်တဲ့မိသားစုအမွေကိစ္စဖြစ်ဖို့များတယ်ကိုကျော်စေရရဲ့အခုဘာမှမပြောသေးဘူးညကြမှာပဲအေးစစ်စစ်ခေါ်ပြောမယ်တဲ့ကိုကျော်စီကခေါင်းတစ်ချက်ဆက်ပြတယ်ဖြစ်နိုင်ပါတယ်ဒါနဲ့ဥပဇင်းကြည့်ရတာခန္ဓာကိုယ်ကသာအရွယ်တင်လို့အမှုပြိုနေပေမဲ့အသက်အရွယ်အရယောဂဝေဒနာတော့ပြင်းပြင်းထန်ထန်ခံစားနေရပြီပဲခန္ဓာကိုယ်လည်းခက်လက်လက်ကျန်းတော့တာနော်ဟုတ်တယ်ကိုကျော်စီကဒါကြောင့်မို့လို့မမအောင်အမြန်ခေါ်လိုက်တာဖြစ်မယ်ထိုနေ့ည9 နာရီမှာဖိုးဖိုးဥပဇင်းခေါ်လို့အတွင်းကန်းလေးကိုဝင်သွားပါတော့တယ်ကိုကျော်စီကကပ္ပိယကြီးနဲ့ပါသွားပြီကဲငါမြေးလေတေချာနားထောင်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ဖိုးဖိုးတို့ရဲ့နောက်ဆုံးဘရင်ဖြစ်တဲ့တီဘောမင်းလက်ထက်တော်မှာအမရပူရမြောက်ပြင်အရက်မှာညောင်တပြေးဆိုတဲ့ရွာကြီးတစ်ရွာရှိခဲ့တယ်ရွာသားကြီးကဥတုတော်တဲ့ဥတုတော်ဟာနမင်းနဲ့လိုက်အောင်သူ့ရဲ့ရွာမှာတရားသဖြင့်မြင့်မြတ်တတအုပ်ချုပ်ခဲ့တယ်ဘာသာတရားကိုလည်းအလွန်ယူသေးကိုင်းဆိုင်ခဲ့တယ်ဥတုတော်ဟာငယ်စဉ်ကလေးကတရားထိုင်တဲ့အကျင့်ရလာခဲ့ရကအိမ်အောင်ကြပြီးသား3ယောက်ရလို့ရွာသားကြီးဖြစ်လာတဲ့အထိနေ့စဉ်ပုံမှန်တရားထိုင်လာခဲ့တာဒီလိုနဲ့သူ့အသက်50နှစ်လောက်မှအိမ်မာတွေမဟုတ်တော့ပဲရွာနိချုပ်ဆက်ကစိတ်ငြိမ်အရက်တွေအထိရှောက်ပေးပြီးတော့ကြင့်ကြံအားထုတ်ခဲ့တဲ့တနေ့မှာတောခဏနဲ့တစ်ခုတည်းကိုရောက်သွားပြီးတော့အလွန်တရာအေးချမ်းတဲ့လှိုင်ကိုကြီးတစ်လုံးကိုတွေ့ရနဲ့အဲ့ဒီနေရာမှာမကြာခဏတရားအားထုတ်နေခဲ့တယ်အဲ့ဒီလိုနဲ့ရက်လာတော့ရလာတဲ့အခါအဲ့ဒီလှိုင်ကိုရဲ့ပိုင်ရှင်ဂန္ဓာရီစေးဝိစာကြီးတစ်ပါးကဥတုတော်ကိုသဘောကျနဲ့ကိုထင်ပြပြီးဗုဒ္ဓသာသနာပြုလို့တဲ့စန္ဒာရှိသလားလို့မေးတယ်အဲ့ဒီဂန္ဓာရီဝိစာကြီးကလည်းဥတုတော်ရဲ့တီလာနဲ့တမာရိခိုင်မာပုံသိမြင်တယ်ဥတုတော်ကလည်းဗုဒ္ဓသာသနာပြုခြင်းနဲ့စန္ဒာရှိတာကြောင့်သူ့လှိုင်ကိုနန်းနယ်ကိုခေါ်သွားပြီးမအိုမနာမသေးစေးဖော်စံဒီကိုသင်ကြားပြသပေးခဲ့တယ်ဥတုတော်ကဂန္ဓာရီဝိစာကြီးစီမှာ45ရက်ကြာမီးလွတ်အသီးနှံတွေစားပြီးတော့တရားထိုင်ခဲ့ရတယ်ဝိစာကြီးချပေးတဲ့ဖျားကုံတော်တွေဂါရမန္တန်တော်တွေကိုရွတ်ဖတ်တရက်ဆဲပြီးပတိစိတ်ကျင့်ကြံအားထုတ်ခဲ့ရတယ်အဲ့ဒါလို45ရက်ပြည့်လို့ဝိစာကြီးကျင်းနေပြီဆိုမှဂတိသစ္စာ10ပါးကိုပြုခိုင်းနေတဲ့အဲ့ဒါတွေအားလုံးပြီးတော့မှစေပညာနဲ့ပတ်သက်တဲ့ရာသီနက္ခတ်ဘေးရင်ရတရားတွေသင်ရတယ်စေပေစေကုသမှုနားလည်အောင်စေးတဲ့ကျမ်းကြီးတွေကိုသင်ကြားရတယ်အဲ့ဒါတွေတက်ပြီဆိုမှနက္ခတ်တာရဘေးရင်ရတရားတွေအရအချိန်ခါကောင်းကိုရွေးပြီးတော့ဝိစာကြီးကိုယ်တိုင်စေးဖော်စက်နေသင်ပေးတယ်ပထမရက်မှာမအိုးစေဒုတိယရက်မှာမနာစေတတိယရက်မှာမသေးစေတွေကိုသူ့ချိန်ခါနဲ့အကိုက်ဖော်ဆက်စေတယ်အဲ့ဒါလိုဖော်ဆက်ပြီးတဲ့စေးတောင်ကလေး3တောက်ကိုခြေဖလားတစ်လုံးထဲမှာထည့်ပြီးဖျားရှိမှာ9ရက်တိတိအထိတ်တန်ဝင်ရသေးတယ်အထိတ်တန်9ရက်ပြည့်တဲ့နေ့ကျမှခြေဖလားရဲ့ရေထည့်ပြီးဂါရမန္တန်တွေရွတ်ဖတ်ရသေးတယ်ပြီးမှခြေဖလားတွေကပရိတ်ရည်တွေကိုအကုန်တောင်းလိုက်ပြီးတဲ့ဆိုရင်ပဲဥတုတော်ဟာမအိုမနာမသေးစေတိတ်ထိနဲ့ပြည့်စုံသွားတယ်တဲ့အဲ့ဒီချိန်ကသူ့အသက်က50နှစ်ဆိုတော့အဲ့ဒီချိန်ကစပြီးသူ့မှာအိုခြင်းနာခြင်းတည်ခြင်းတရားတွေမရှိတော့ဘူးတဲ့တဘောကတော့သူ့အသက်50နှစ်အရွယ်ထက်ပိုပြီးအိုမလာတော့တဲ့ပြင်အနာရောဂါတွေလုံးဝကင်းရှင်းပြီးတော့
တေချင်းတရားကိုလည်းဟန်တာထားနိုင်ခဲ့တဲ့စိုးမမမျိုးလည်းဘိုးဘိုးရှင်းပြနေတာကိုနားထောင်နေရင်မှတချို့အရာတွေကိုတဖြည်းဖြည်းရိမ့်မိလာတယ်လို့ဖြစ်လာမိတယ်။ဒါပေမဲ့တဲတဲကွက်ကွက်တော့မဟုတ်သေးဘူး။ရိုးရိုးရိတ်တွေဝူရဝါဒမျှတာဖိုးဖိုးကချောင်းနေငယ်ဆိုးလာလို့ခဏရက်လိုက်ပြီးမှဆက်ရှင်းပြတယ်။အဲ့ဒါလို့စေးတောင်စိန်ထားတဲ့ပရိတ်ရည်တွေကိုတောက်ပြီးတဲ့အခါစေးတောင်၃တောက်ကိုကျုပ်ကလေး၃ခုမှထည့်ရတယ်။ဝိစာကြီးအထူးစီမံထားတဲ့ကျုပ်ကလေးတွေပေါ့။မအိုစေးတောင်ကိုရွှေကျုပ်ကလေးထဲမှာမနာစေးတောင်ကိုငွေကျုပ်ကလေးထဲမှာမတိစေးတောင်ကိုကြီးကျုပ်ကလေးထဲမှာထည့်ရတယ်။ပြီးမှအဲ့ဒီစေးတောင်ကျုပ်ကလေး၃ခုကိုစေးဖော်ဆက်စီမံထားတဲ့ပရိတ်ကျိုးနဲ့တီးထည့်ပြီးဦးသူတော်ရဲ့လဲဘဲမှာချိတ်ဆွဲထားရတဲ့ကိုနဲ့မကွာပေါ့လေတခုကြံသေးတယ်ဦးသူတော်ဟာ၃နှစ်ပြည့်တိုင်းဒုံလက်ဘက်ရဟန်းဝက်ပြီး29ရက်အတိတ်တန်ဝင်ပေးရတယ်တဲ့ဒါမှစေးတောင်တွေရဲ့ငကိုတိတ်ထိမပြေမာတဲ့စေးတောင်တွေကတိတ်ထိဆက်ပေးရတာခေါ်မှာပေါ့ဦးသူတော်ဟာ၃နှစ်တစ်ကြိမ်ရဟန်းပြုပြီးအတိတ်တန်ဝင်ပေးခဲ့တာကြောင့်သူ့သက်85နှစ်ရောက်တဲ့အထိအသက်50နှစ်ကလို့နုပြိုအရွယ်တင်ပြီးအနာရောဂါလည်းလုံးဝမဖြစ်ဘူးတဲ့သူနဲ့ရွယ်သူတွေတဖြုတ်ဖြုတ်နဲ့တီကုန်ကြပေမဲ့သူကတော့လူငယ်တယောက်လိုဖြက်ဖြက်လက်လက်နဲ့ထောင်းထောင်းမြည်ပဲတဲ့တနေ့မှပေါ့လေသူ့ရဲ့အငယ်ဆုံးသားကအဖေရှိန်ဝါနဲ့တစ်ချိန်လုံးတောက်စားမှုရပြီးသူကြိုက်တဲ့မင်းမပြိုလေးတွေကိုတွေ့ရင်မရရအောင်ယူပြီးတော့ခြေတော်တင်တဲ့အဲ့ဒါကိုမခံနိုင်တဲ့မင်းမပြိုတယောက်ရဲ့မောင်တော်တဲ့သူတယောက်ကအဲ့ဒီသူ့သားလူရန်ကားကိုတက်ပြစ်ဖို့ဒီကြံစီခဲ့တယ်အဲ့ဒါကိုဥသူတော်တိသွားတော့သားစောကပ်ပြီးအဲ့ဒီမင်းမပြိုလေးရဲ့မောင်ကိုတက်ဖို့အမိန့်ပေးခဲ့တဲ့တရားဥပဒေနဲ့အုပ်ချုပ်တတ်တဲ့ဥသူတော်ဟာသူ့ရင်သွေးကိုထိတာနဲ့တတိလက်လွတ်ဖြစ်သွားရှာတာပေါ့ကွယ်အဲ့ဒီမှာသူဝိစာကြီးရှိမှဂတိသက်စာပြုထားခဲ့တဲ့ကာယကံ၃ပါးကပါဏာတိပါဒကံကိုကျိုးလွန်ဖောက်ဖျက်မိတာကြောင့်တဖြည်းဖြည်းစေးတောင်တွေရဲ့တိတ်တိတကိုးတွေပြေးပြက်ပြီးသူအမှန်တကယ်ရောက်နေတဲ့အသက်85နှစ်အရွယ်အတိုင်းအိုမင်းမဆွတ်နဲ့အဖိုးအိုကြီးဘဝကိုရောက်သွားတဲ့ဥသူတော်ဟာဒီလိုအိုမင်းမဆွတ်ဖြစ်လာတာနဲ့ယောဂဝေဒနာတွေချက်ချင်းစုပြုံကြောက်ရောက်လာလေတော့သူတည်ရတော့မယ်ဆိုတာသိလာတဲ့ဒါကြောင့်သား၃ယောက်ကိုခေါ်ပြီးမအိုမနာမသေးစေးတောင်တွေရဲ့လျှို့ဝှက်ရာဇဝင်တွေကိုတိတ်တဆိတ်ရှင်းပြတယ်ပြီးတော့သားကြီးကိုရွှေကျုံနဲ့မအိုစေးတောင်သားလက်ကိုငွေကျုံနဲ့မနာစေးတောင်နဲ့သားငယ်ကိုကြီးကျုံနဲ့မသေးစေးတောင်တွေပြည့်ရခဲ့တဲ့ဒီစေးတောင်လက်ဝယ်ရရှိတဲ့လူဟာဂတိသစ္စာ10ပါးကိုဖျားရှင်ရှေ့မှောက်မှာသစ္စာပြုပြီး45ရက်တိတိဂါရမဏန်တွေရွတ်ဖတ်ပတိစိတ်ပြီးအတိတ်တန်ဝင်ပြီးမှဒီစေးတောက်တွေအစွမ်းတိတ်ထိပြလာမှာဖြစ်တယ်ပြီးတော့3နှစ်တစ်ကြိမ်လဲဒုံလက်ဘက်ရဟန်း29ရက်ဝက်ပြီးစေးတောင်တွေကိုတိတ်ထိတင်ပေးရတယ်ဒီစေးတောင်တွေရထားတဲ့သား3ယောက်အနေနဲ့ကိုရထားတဲ့စေးတောင်နဲ့ကိုစီ45ရက်အထိတ်တန်အရင်ဝင်ကြရမယ်ပြီးမှတယောက်နဲ့တယောက်စေးတောင်တွေကိုအပြန်လန်အလဲလှယ်လုပ်ပြီးတလက်စီအထိတ်တန်ဝင်ပေးကြရမယ်ဒါမှသား3ယောက်စလုံးမအိုမနာမသိနိုင်တဲ့အစွမ်းတိတ်တိတွေနဲ့ပြည့်စုံလာမှာဖြစ်တယ်ဖခင်ကြီးဥသူတော်ကအဲ့ဒါလိုသား3ယောက်တို့ကိုတိတိကျကျရှင်းပြမှကြပြီးတော့သူ့လယ်ဘင်းမှာဆွဲထားတဲ့စေးတောင်ကျုပ်ကလေးတွေကိုသားရီရဲ့လက်ထဲမှာထည့်လိုက်ပြီးတာနဲ့အသက်ကုန်ပြီးသိဆုံးသွားတယ်တဲ့ဖခင်မရှိတော့တဲ့နောက်အကိုကြီးအကြီးဆုံးကရွာသားကြီးဖြစ်လာပြီးတော့အုတ်ချုပ်ဆူဆန်ခဲ့တယ်သူတို့3ယောက်လည်းဖခင်ကြီးမှားထားခဲ့တဲ့အတိုင်း45ရက်စီအထိတ်တန်ဝင်ကြပြီးတဲ့နောက်စေးတောက်တွေကိုအပြန်လန်လဲလှယ်ကြတယ်အစီအစဉ်ရပထမသားကြီးစီမှာမအိုစေးတောက်နဲ့သားငယ်စီကမသေးစေးတောက်လဲလှယ်မယ်ဒုတိယသားကြီးစီရောက်နေမယ်မသေးစေးတောက်နဲ့သားလက်စီကမနာစေးတောက်လဲလှယ်မယ်တတိယသားကြီးစီရောက်နေမယ်မနာစေးတောက်နဲ့သားငယ်စီရောက်နေမယ်မအိုစေးတောက်နဲ့လဲလှယ်မယ်စတုထသားလက်စီရောက်နေမယ်မသေးစေးတောက်နဲ့သားကြီးစီရောက်နေမယ်မအိုစေးတောက်ကိုလဲမယ်ပြီးတော့မှကိုစေးတောက်ကိုလက်ထဲပြန်ရအောင်လဲယူကြမယ်ပေါ့အဲ့ဒီမှာသားငယ်ကစဉ်းစားမိတယ်သူကအမြဲတမ်းတောက်စားမှုရပြီးတပည့်တပန်းတွေနဲ့နေကျင်တဲ့လူဆိုတော့အာနာလူကျင်နေရွာသားကြီးမြင်မြန်ဖြစ်ချင်တယ်သူ့စီကမသေးစေးတောင်ကိုသာအကိုကြီးနဲ့အကိုလက်ကိုတလဲစီပေးပြီးတောက်သုံးစီမယ်ဆိုရင်သူ့အကိုတွေတော်တော်နဲ့မသေးနိုင်တော့လို့သူလည်းဒီသက်ရွာသားကြီးအာနာရเสียမမြင်ဘူးလို့တွေးမိတဲ့ဒါကြောင့်သူ့လယ်ဘင်းမှာဆွဲထားတဲ့မသေးစေးတောင်ကျုပ်ကလေးဘယ်ရက်ဆိုင်မှာကြားပြောက်သွားတယ်မသိဘူးလို့အကိုတွေကိုပြောတဲ့အကိုတွေကဒါတော့အပြောက်မခံနိုင်ဘူးဆိုပြီးနေရာနှံ့လိုက်ရှာကြပေမဲ့မတွေ့ဘူးတဲ့ဘယ်တွေ့ကြပါမလဲတားငယ်ကသူ့တက်တာတွေထည့်ပြီးလုံလုံချုံချုံတိမ့်ထားတာ哦ဒီလိုနဲ့နှစ်အတန်းကြာလာတဲ့အခါမအိုစေးတောင်ဆောင်ထားတဲ့သားကြီးဟာမအိုပေမဲ့အနာရောဂါဆွဲကပ်တာတော့မတားဆီးနိုင်ခဲ့ဘူးဒီလိုပဲသိချင်းတရားကိုလည်းမလွန်ဆန်နိုင်ခဲ့ဘူးပေါ့တားလက်ကြတော့မနာစေးတောင်ဆောင်ထားလို့ယောဂဗျာကင်းဝေးခဲ့ပေမဲ့အိုချင်းနဲ့သိချင်းတွေကိုတော့မရှောင်ရှားနိုင်ခဲ့ဘူးတားငယ်မှာတော့အိုချင်းကိုမဟန်တားနိုင်ခဲ့တယ်လို့နာချင်းကိုလည်းမရှောင်နိုင်ခဲ့ဘူးဒါပေမဲ့မသိစေးတောင်ရဲ့အစွမ်းသိတိနဲ့သိချင်းတရားကိုအနိုင်ယူနိုင်လိမ့်မယ်လို့ယုံကြည်ပြီးတော့ထုံးစံတိုင်းမူရဲ့တောက်စားပြီး
အလိုရမတ်ကြီးတဲ့အာနာရှင်ရွာသားကြီးဖြစ်ခဲ့တာပေါ့ဒါပေမဲ့အဲ့ဒါလိုမူးရတောက်စားရင်သူများသားမရနဲ့မောက်မားခဲ့မိတာကြောင့်ဂတိသစ္စာဆဲချက်ထဲမှာပါတဲ့ကာမေတုမိစ္ဆာစာရကံကိုဖောက်ပြက်ကျူးလွန်ရရောက်လို့သစ္စာဆိုပြီးအသက်ဆုံးရှုံးခဲ့ရလေတယ်အဲ့ဒါလိုညီကို3ယောက်ကွဲလွန်သွားခဲ့ကြပေမဲ့သူတို့ပိုင်ဆိုင်ခဲ့ကြတဲ့တိတ်ထိဝင်စီးတောက်တွေပါတဲ့ကျုပ်ကလေးတွေကတော့သားစဉ်မြေးဆက်လက်ဆင့်ကမ်းလာခဲ့ကြတယ်တဲ့အဲ့ဒါလိုနဲ့အခုဆိုရင်ရွာသားကြီးဦးသူတော်ရဲ့မအိုမနာမသိစီးတောင်ကျုပ်ကလေးတွေဟာသူ့ရဲ့မျက်လက်ထက်အထိမျိုးဆက်40တောင်ရောက်လာပြီကွယ်တစိမ့်စိတ်အေးလာတဲ့စောင်းလေးရဲ့အေးရန်ကြားမှာချောင်းတဟုတ်ဆိုးလိုက်နားလိုက်ဖြစ်တဖြည်းဖြည်းပြောလာတဲ့ဖူးဖူးရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ရာဇဝင်ကရှည်လျားလာပါတယ်နားဆိုင်ထောင်နေရပေမဲ့ထိုကိစ္စမိမိကိုဘာကြောင့်ရှင်းပြနေတယ်လဲစဉ်းစားမရသေးဘူးဒါနဲ့ဖူးဖူးကြီးအခုရှင်းပြနေတဲ့အကြောင်းတွေကသမီးနဲ့ဘလို့များပတ်သက်နေလို့လဲဖေဟာထိုအခိုက်ကျောင်းနေရမှာတိုင်ကတ်နိုင်မှစိန်နိုင်ထိုးတန်ကြားလိုက်ရပါတယ်။တကြောင်လုံးကတိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။အတော်ခလန်းစီမှာဖျားစာရွတ်ဖတ်တန်များကျေးစီထုတန်များကိုလေအဝိမှာတစ်ချက်ခတ်တဲ့ကြရတယ်။ပတ်ဝန်းကျင်မှာကတစီစီညံနေတဲ့ပရက်အော်တန်များကသာလွှမ်းမိုးနေတယ်။ဖိုးဖိုးကခန္ဓာကိုယ်ရှေ့ကိုအနှင်းငယ်ကိုင်းကခတ်တိုးလေးတန်နဲ့ပြောလိုက်တယ်။ဖိုးဖိုးကရွာစားကြီးဦးသူတော်ရဲ့မျိုးဆက်ပဲသမီးရှင်ဦးသူတော်ရဲ့သားကြီးဆုံးရဲ့ဒုတိယမြောက်သားကမွေးတဲ့မြစ်ပေါ်ကွယ်အဲဒါကြောင့်ဦးသူတော်စီကလက်ဆင့်ကမ်းလာတဲ့မအိုစီးတောင်ဟာဖိုးဖိုးရဲ့ဖခင်ကတဆင်ဖိုးဖိုးလက်ထဲကိုရောက်လာခဲ့ရတာပေါ်ငါမြည်ရဲ့စိုးမမမျိုးကအလွန်အံ့အားသင့်ကဖိုးဖိုးကြီးအားစူးစိုက်ကြည့်နေတယ်ဖိုးဖိုးကြီးဒီလောက်ရှေ့လျားစွာပြောပြနေတာအခုမှသဘောပေါက်တော့တယ်အလိုဖိုးဖိုးကြီးလက်ထဲမှာမအိုစေးနိုင်တဲ့စီးတောင်ရှိနေဆိုပါလားကြည်စမ်းအခုမှပဲရှင်းတော့တယ်ဒါကြောင့်လဲအခုချိန်မှာအသက်80နှစ်ကျော်အရွယ်ရောက်နေရမယ်ဖိုးဖိုးဟာဟိုးလွန်ခဲ့တဲ့အနှစ်20ကျော်တပ်ပုံနေရတိုင်းမအိုနိုင်မဲနဲ့အခုထိမြင်ရနေတာ哦အော်ဟုတ်ပြီဒါမအိုစေးတောင်ရဲ့အစွမ်းသိထိနဲ့ဦးမင်းချင်းကိုဟန်တားထားနိုင်လို့အရွယ်တင်ပြီးနှုတ်ပြနေတာပေါ့ဒါပေမဲ့မိမိကိုခေါ်ပြီးဒါရီဘာလို့ပြောပြနေရပါလဲကဲမြေးလေးဒါလို့ဆိုရင်ဖိုးဖိုးရဲ့အခုရုပ်ရည်ဟာလွန်ခဲ့တဲ့အနှစ်20ကျော်ကအတိုင်းဘာကြောင့်ဖြစ်နေတယ်ဆိုတာကိုသဘောပေါက်ရောပေါ့တင်ပါဗျာအေးဒါပေမဲ့ဖိုးဖိုးဟာမကြခင်ပြီးတော့မယ်အသက်89နှစ်မြောက်မွေးနေ့မှာဘဝနဲ့တန်ပြန်ရတော့မယ်ကွရှင်စိုးမမမျိုးရဲ့အာမေရိကန်ကအပြင်ကိုကျင်းလောင်စွာထွက်သွားတယ်ညလုံးကြီးများဝိုင်းကဖိုးဖိုးအားငေးကြည့်နေမိတယ်ရင်ထဲမှာလှိုက်ကနေဖြစ်သွားကဝမ်းနဲ့စိတ်ကြောင့်မျက်ရည်များပဲစုတက်လာတယ်လို့ခံစားမိပါတယ်တည်ခြင်းဆိုတာ၄မျိုးရှိတယ်ငါမြေအာယုခရတက်တန်းကုံလို့တည်ခြင်းကမ္မခရကန်စွမ်းကုံလို့တည်ခြင်းဥပယက်ခရတက်တန်းနဲ့ကံကုံနှစ်ပါးစုံလို့တည်ခြင်းနဲ့ဥပ္ပစေတကလောလောလတ်လတ်ကံတရားဖြတ်လို့မတည်တဲ့နဲ့တည်ရခြင်းပဲတဲ့ကွဖဖိုးကတော့ဘေးရင်ကိန်းကနက်ခတ်တာယာဂျိုးသွားလမ်းကြောင်းတွေရတက်တန်းရောကံပါနှစ်ပါးစုံကုံနဲ့တည်ခြင်းမျိုးနဲ့ကြုံတွေ့နေရပြီမိစာကုံစီခမ်းမိဖြစ်လို့ရှောင်လဲလို့မရနိုင်တော့ဘူးဒါကြောင့်ငါမြေးကလေးမမကိုအမြန်ခေါ်လိုက်ရတာပဲကွဖိုးဖိုးကဘာယောဂဖြစ်နေရလဲဖေယားမြို့ပေါ်ကလာကြည့်ပေးတဲ့အထူးကိုဆရာဝန်ကြီးတွေကဖိုးဖိုးမှာနှလုံးသွေးတို့ပထမဖြစ်တာတဲ့နောက်တော့အဆုတ်ယောဂပါဖြစ်လာလို့စေယုံတောင်နှစ်ခါတက်ပြီးကုသပေးပါပြီဒါပေမဲ့ဖိုးဖိုးလည်းကိုသိပါတယ်ဆရာဝန်တွေလက်လျှော့ထားလိုက်တာလည်းရိပ်မိတယ်ယောဂတွေကလည်းကျွမ်းနေပြီ哦တေချင်းကလည်းအချိန်ရောက်လာပြီလေကဲအချိန်ရှိတော့လေအရေးကြီးတာပြောမယ်ဖိုးဖိုးကချောင်းဟက်လိုက်တိုင်းထွက်လာတဲ့ကျွဲတလိပ်များကိုထွေးကန်နဲ့ထွေးချိုင်မောနေတယ်ညနေလာနဲ့အမျှအေးတက်ကလွန်ကဲလာလို့ချောင်းစိုးတန်ကပါပူးကျဲလာတယ်လို့ထင်ရတယ်ဖိုးဖိုးကအတန်ကြာနားနေပြီးမှဆက်ပြောတယ်ဖိုးဖိုးရဲ့ဖခင်ကွယ်လွန်တဲ့အချိန်မှာဖိုးဖိုးအသက်က54နှစ်ရှိပြီတဦးတည်တော်သားဖြစ်တဲ့အတွက်ဖခင်ကြီးကသူ့ပိုင်ဆိုင်တဲ့မအိုစေးတောင်ကျုပ်ကလေးကိုတိတ်တဆိတ်လက်ဆင့်ကမ်းခဲ့တယ်စေးတောင်တို့ရဲ့ရာဇဝင်ကိုရှင်းပြပြီးဖိုးဖိုးတဦးတည်းလျှော့ဝက်သုံးဆွဲသွားဖို့လည်းအထက်ထက်မှားခဲ့တယ်အလေးတန်ဝင်တဲ့အခါရွတ်ဖတ်တဲ့ဆယ်ရမယ်ဂါရမန်နန်တွေနဲ့ပရိတ်တော်တုတ်တော်တွေအပြည့်စုံပါတဲ့ကြေးဝါပြတစ်ချက်ကိုလည်းပြီးခဲ့တယ်ပြီးတော့ကျန်တဲ့ဆေးနှစ်စုံဖြစ်တဲ့မနာဆေးတောက်နဲ့မသေးဆေးတောက်တွေလက်ဝယ်ရရှိထားတယ်တူတူမတွေရဲ့နာမည်နဲ့လိပ်စာတွေပါတဲ့ကြီးညိုပြတစ်ခုလည်းအပ်ခဲ့သေးတယ်ကွဖိုးဖိုးလည်းဖခင်ကြီးအပ်ခဲ့တဲ့မအိုဆေးတောက်ကိုကြေးဝါပြမှာပါတဲ့အတိုင်းအထိတ်တန်တွေဝင်ပြီးရွတ်ဆိုကြင်ကြံခဲ့တာကြောင့်အသက်55နှစ်ကစပြီးမအိုးတော့ဘဲနဲ့လူပြိုနေခဲ့တာပေါ့ကွမနာဆေးတောက်နဲ့မသေးဆေးတောက်တွေလက်ဝယ်ရောက်ရှိနေတဲ့ညစ်ကိုမြမဝမ်းခွဲတွေနဲ့ဆက်သွယ်ပြီးစေးတောင်ချင်းအလေးလေလုပ်ပြီးတော့ကြင်ကြံမှုအားထုတ်ခဲ့သေးတယ်ဒါမှဖိုးအနေနဲ့အခုလိုမအိုတဲ့အပြင်ယောဂဗျာကင်းရှင်းပြီးမတည်နိုင်တဲ့ဘဝမျိုးပိုင်ဆိုင်ခွင့်ရပြီး
သာသနာပြုသွားနိုင်မှာကွဒါပေမဲ့ဖိုးဖိုးတို့ရဲ့အဖိုးတွေချင်းချင်းဒီစိတ်တောက်တွေနဲ့ပတ်သက်ပြီးမပြေလည်ခဲ့ကြတဲ့ရာဇဝင်တွေရှိရတာကတကြောင်ညီကိုဝမ်းခွဲချင်းချင်းတယောက်ကိုတယောက်မယုံကြည်စိတ်မချနိုင်တာကတကြောင်ကြောင့်ဒီလဲလေရေးကိစ္စဖိုးဖိုးလက်ထက်မှာမအောင်မြင်နိုင်ခဲ့ဘူးငါမြေအမှန်တော့ဒီမအိုမနာမသိစေသုံးမျိုးထဲမှာဖိုးဖိုးပိုင်ဆိုင်ထားတဲ့မအိုစေးတောင်ကိုသူတို့တိတ်ပြီးလိုချင်တက်မှန်ရှိကြတယ်ကွမနာစေးတောင်ပိုင်ရှင်ကယောဂဗျာကင်းရှင်းပြီးအသေးစေးတောင်ရှိသူကလည်းနှစ်ပေါင်းများစွာအသက်ရှင်နေထိုင်နိုင်ပေမဲ့သူတို့ဟာရုပ်ခန္ဓာရဲ့အိုမင်းရင်ရော်ပြီးပရိနေရီတွန့်လာတာကိုဘလို့မှမတားဆီးနိုင်ဘူးလေယောဂကင်းရှင်းပြီးမသိနိုင်ပေမဲ့အဖိုးကြီးကိုခါကုန်းကုန်းနဲ့အင်အားချိနေလာတဲ့ရုပ်ခန္ဓာကိုမရှောင်လွှဲနိုင်တာကြောင့်အဲ့ဒီလိုဘဝမျိုးအသက်ရှင်ရုန်းကန်နေရတာထက်ဆိုင်ရင်တရားတာကမှပိုကောင်းမယ်လို့တန်တာမိကျွေးနေကြရတဲ့ဒါကြောင့်မလို့အဲ့ဒီစေးသုံးမျိုးထဲမှာဖိုးဖိုးရထားတဲ့မအိုစေးတောင်ကတန်မိုးအရှိဆုံးပဲငါမြေမအိုနိုင်သေးသမျှကျမ်းမာနှုတ်ပြအရွယ်တင်ပြီးအနာရောဂါလည်းကန့်ညှိဖို့ခက်တယ်လေဒါကြောင့်တေးပေးနဲ့လည်းဝေးနိုင်သေးတယ်မဟုတ်လားအေးဒါပေမဲ့တက်တန်းကုံကန်ကုံရင်တော့ရှောင်လဲလို့မရနိုင်ဘူးပေါ့ကွယ်ဖိုးဖိုးပြောတဲ့အတိုင်းဆိုရင်အဲ့ဒီမအိုမနာမသေးစေးသုံးမျိုးစလုံးကိုလက်ဝဲပိုင်ဆိုင်ထားနိုင်မှဒါမှမဟုတ်လေစေးတောင်ချင်းချင်းပြန်လည်လဲပြီးအထိတ်တန်ဝင်နိုင်ပါမှမူလလှိုင်းနှန်းရှင်ဂန္နာရီဝိစာကြီးရှေမန်းခဲ့တယ်လို့နှစ်ရှည်လာမြဗုဒ္ဓသာသနာပြုနိုင်တော့မှာပေါ့ဗျာဘိုးဘိုးကဝေဒနာခံစားနေရတဲ့ကြားကကျင်းတဲ့နှစ်ချိုက်လှစွာအာယူပြီးပြုံးပြလိုက်တယ်မှန်လိုက်တာငါမြေးလေးရဲ့ငါမြေးစီကဒလိုကြားရတာဘိုးဘိုးအားရလိုက်တာကွယ်အေးငါမြေးလက်ထက်မှာကျန်တဲ့မနာစေးနဲ့မတိစေးတောက်တွေကိုရအောင်ကြိုးစားဖို့ဘိုးဘိုးမှာခဲ့ပြရစေဘလို့ကြိုးစားမှလဲဖေဟာဒါတော့ငါမြေးကခေပညာတက်ပဲအချိန်နေနဲ့ချိန်ခေါင်ကြည့်ပြီးတော့လိမ့်လိမ့်မမာနဲ့ချင့်ချိန်ကြိုးစားပေါ့ဘလို့လောက်ပါလို့ဖိုးဖိုးသင်္ကန်းဝတ်ကြီးနဲ့မပြောအပ်ဘူးအရေးကြီးတာကမှန်ကန်မျှတာပြီးတရားတစ်ဖြစ်ဖြစ်အောင်ညှိနှိုင်းဆောင်ရွက်ကြဖို့ပဲသူတို့ရဲ့နာမည်နဲ့လျက်လိမ့်စာပါတဲ့ကြီးညိုပြားလေးကိုငါမြေးလက်ထဲအပ်ခဲ့ပါမယ်ကဲအခုဒီမှာခဏကြည့်စမ်းဖိုးဖိုးကပြောဆိုခြုံထားတဲ့သင်္ကန်းကိုအသာရဖဲချလိုက်ကသူ့ရဲ့ညာဘက်လက်မောင်းမှာအညူရောင်ကျိုးလုံးကလေးဖြစ်ပတ်ချီထားတဲ့ရွှေကြုတ်ကလေးကိုညွှန်ပြတယ်ရွှေကြုတ်ကလေးမှာအညူကျိုးလုံးရဲ့အတွင်းဘက်ဂျိုင်းကြားအောင်နာမှာဝင်းငနဲ့တွေ့လိုက်ရပြီးအရွယ်အပြည့်အလျားတလက်မခွဲခန့်ရှိပြီးအချင်းလက်မခန့်ရှိမဲ့ရှေးမျောမျောပုံတံလေးဖြစ်ပါတယ်။ဖိုးဖိုးကရွှေကြုတ်ကလေးရဲ့အပေါ်ကအဖုံးကလေးကိုဖွင့်ပြီးစိမ့်ဖက်မှတ်ခက်ရှိရှိစေးတောင်လေးကိုထုတ်ပြတယ်။အဲ့ဒါမအူစေးတောင်ပဲငါမီး။ဖိုးဖိုးပြန်လွန်ကနေငါမီးလက်ထဲကိုအပ်ခဲ့မယ်။ကျန်တဲ့အပိုင်းကိုတော့ငါမီးပဲဆက်လက်တောင်းယူရလိမ့်မယ်။ကဲငါမီးလေးဘာမှမရှင်းတာရှိသေးလဲကွယ်။ဖိုးဖိုးကမအူစေးတောင်ကိုရွှေကြုတ်ထဲပြန်ထည့်ကအဖုံးကိုတိတိကျကျပြန်ပိတ်လိုက်ပြီးတင်ငန်းကိုစနစ်တကျပြန်ယုံမိမိတယ်။ဆုံးမမမျိုးသူ့စိတ်ထဲမရှင်းလင်းတဲ့အချက်တွေကိုပြန်စင်းစားတယ်။ခဏနေမှတစ်ခုချင်းစာမိတယ်။ဖိုးဖိုးပထမ45ရက်ဒိတ်တန်ဝင်တဲ့အခါဘလို့ကာရာမန်တန်တွေနဲ့ပရိတ်တော်တုတ်တော်တွေရွတ်ဖက်တဲ့ဆယ်ရမှာလဲဖရား။ဒါတွေအားလုံးဖိုးဖိုးငါမျိုးကိုအပ်ခဲ့မယ်။ကြီးဝါပြရဲမှာအကုန်ပါတယ်။အစီအစဉ်အတိုင်းလုပ်ပေးထားတယ်။နောက်ဆုံးအဓိကအကြဆုံးကတော့အဒိတ်တန်45ရက်ပြည့်တဲ့နေ့မှာစေးတောင်ကိုထုတ်ပြီးကြေးပလားထဲမှာရေစိမ်ထားပြီးမှဘိုးစင်တုတ်ကိုကိုးကောက်ပြပြတတ်တာရွတ်ဆိုမန်းမုတ်ဖို့တော့အရေးကြီးတယ်ကွ။ဘာဖြစ်လို့ဘိုးစင်တုတ်ကိုရွတ်ရတာပါလဲဖရား။အဲ့ဒီဘိုးစင်တုတ်ရဲ့ဒုတိယအပိုင်းမှာအစာတိမစရာပြာဒံအမတန်နေပါယံကဒါဆိုတာပါတယ်။အတိတ်ပဲကအိုခြင်းနာခြင်းတေခြင်းကင်းဝေးသောအဖြစ်ကိုရောက်ရပါလို့ဤတဲ့။နောက်တစ်ပိုင်းမှာဩရတစဣမံမန္တံဘိုးစင်ကစတထပရိလို့ပါတယ်။သူ့အတိတ်ပဲကဒီစည်းလေးဖြစ်မန္တရားလေးဖြစ်တဲ့ဘုဇင်ပရိတ်တော်ကိုရွတ်ဖတ်ပူဇော်ပါ၏တဲ့ပြီးတော့အထမပိုင်းမှာတေစတံအဘိနန္တိတွာယောဂမောစိန်တုတင်ခဏီဆိုတာလေးတွေ့ရတယ်အတိတ်ဘက်ကဒီဘုဇင်တရားတော်ကိုကြားရစေခဏမှာပဲအနာယောဂပျောက်ကင်းစေတဲ့ငါမည်ဒါဟာကဏ္ဍရီဝိစာကြီးကိုယ်တိုင်သင်ကြားပေးခဲ့ပြီးရွာသားကြီးဥသူတော်လက်ထက်ကစပြီးအခုဖိုးဖိုးလက်ထက်အထိရွတ်ဆိုအောင်မြင်ခဲ့တဲ့တကူးထက်လာတဲ့တုတ်တော်ပါပဲတင်ပါဗျာ3နှစ်တစ်ကြိမ်ဒုံလက်ဖက်ရဟန်းဝတ်ပြီး29ရက်အထိတ်တန်ဝင်တဲ့အခါမှာရောဘလို့ကာတာနဲ့မန်တန်တွေရွတ်ဆိုရပါမလဲဖေဟာအေးအဲ့ဒီခါမှာလေကြီးဝါပြားမှာပါတဲ့ပထမ45ရက်ကအထိတ်တန်ကျင့်စဉ်အတိုင်းပဲဆောင်ရွက်ရမယ်ကွယောက်ျားတွေကတော့3နှစ်တခါရဟန်းဝတ်လို့အဆင်ပြေပေမဲ့သမီးတို့မိန်းမသားတွေကြတော့ဘလို့ကျင့်ကြံအားထုတ်ရမလဲဖေဟာအေးငါမီးတို့လိုမာတုကာမတွေကတော့သီလရှင်ဝတ်ပြီးအထိတ်တန်ပြူစေးစွမ်းတိတ်ထိတင်ပေးရမှာပေါ့ကွယ်ဒါနဲ့ဖို့ဖို့ဂတိသစ္စာ10ပါးမှာဘာတွေပါလဲဖေဟာအဲ့ဒါလေကြီးဝါပြားထဲမှာအပြည့်စုံပါတယ်ကွယ်အနှစ်ချုပ်ကတော့ကာယကံ3ပါးဝစီကံ4ပါးနဲ့မ
နောကန်သုံးပါးတို့ကိုတက်တာစောင့်ထိန်သွားရမယ်လို့ဂတိသက်စာပြုရတယ်။မင်းလွတ်စာပြီးအဋိဌံဝင်နေတဲ့ကာလအတော်တွင်းမှာအဲ့ဒီသက်စာ10ပါးလုံးကိုတိတိကျကျလိုက်နာဖို့အရေးကြီးတယ်ကွ။ကျန်တဲ့အချိန်တွေမှာတော့ကာယကံသုံးပါးဖြစ်တဲ့ပါဏာတိပါဒသူ့အသက်သက်ချင်းအဒိဏဒါနအရှင်မပေးတဲ့ဥစ္စာယူခြင်းနဲ့ကာမေတုမိစ္ဆာစာရကိလေသာတို့မှမှားသောအဖြစ်ကျင့်ခြင်းဆိုတာတွေကိုသာအဓိကမလွဲမသွေလိုက်နာဆောင်ထိန်နိုင်ရင်လုံလောက်ပါတယ်။အဲ့ဒီဂရိသက်စာတွေကိုဖောက်ဖျက်ကျူးလွန်ရင်ဘလို့ဖြစ်မလဲဖေဟာ။အဲ့ဒီဂရိသက်စာတွေကိုဖောက်ဖျက်ရင်ကက်ကဘာအဆက်ဆက်ငရေကြခင်ရမယ်အပြင်ဘဝမကူးခင်လက်ရှိဘဝမှာပဲကြီးလေတဲ့ဝိတုခတွေကိုခံစားရလိမ့်မယ်ငါမြင်။တင်မဖေဟာဖိုးဖိုးပြောပြတဲ့အထက်မှာတမိနားမရှက်နာတခုရှိသေးတယ်ဖေဟာ။ဖိုးဖိုးရဲ့အဖိုးလေးတော်တဲ့ဥတုတော်ရဲ့အငယ်ဆုံးသားဟာတစ်ချိန်လုံးမူးယူနေပါလျက်နဲ့ဒီမသေးသေးတောင်းတဲ့ဒိတ်တံဝင်တာပေါက်မြောက်အောင်မြင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဂရိသစ္စာ10ပါးထဲမှာသူရာမေရိယကံမပေါင်းလားဖေ။အမှန်တော့ပထမ45ရဲ့အဋိဌံစဝင်ကလေးက9ပါးသီလခံယူရတယ်။ဒါအကြီးဝါပြားမှလည်းပါပေးသားပါ။စောစောကဖိုးဖိုးပြောသလိုအဋိဌံဝင်နေတဲ့ချိန်မှာတော့အဲ့ဒီသူရာမေယရကံရောဂရိသစ္စာ10ပါးကိုပါလိုက်နာစောင့်ထိန်ရမယ်ကွ။ကျန်တဲ့အချိန်တွေမှာတော့ခုနကပြောတဲ့ကာယကံ3ပါးသာအဓိကရှောင်ကျဉ်ရမှာမို့ဂတိသက်စာ10ပါးထဲမှာသူရာမေရကံကိုထည့်စရာမလိုတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့အယက်သေးစားတောက်စားနေတဲ့လူတစ်ယောက်ဟာဝစီကံ4ပါးရဲ့ကမုသာဝါဒမဟုတ်မမှန်ပြောဆိုတာဖရုဒဝါစာကြမ်းတမ်းတဲ့စကားပြောတာတန်ပန်ပလာပအကျိုးမရှိတဲ့တိမ်ဖြစ်တဲ့စကားပြောဆိုတာစတဲ့ကံတဘာဘာကိုအလိုလျောက်ကျူးလွန်နေမိမှာဖြစ်လို့ပဲကွ။ဖိုးဖိုးချောင်းဆက်မပြတ်ကျင်းလောင်စွာဆိုးလာကခွေလဲတော့မလို့ဖြစ်နေတယ်။ကပိယကြီးကိုလှန့်ခေါ်လိုက်ပါတယ်။ဖိုးဖိုးကဝေဒနာကြောင့်လုံးဝစကားဆက်မပြောနိုင်တော့ပဲသူမကိုလက်ဟန်ချင်နေတာပြနိုင်တော့ပြီကပိယကြီးအားမိတွေ့ပြီးတော့အတွင်းကန်းစီကိုတရွရွလိုက်ပါသွားပါတော့တယ်မြန်မာနှစ်684ခုနှစ်လောက်မှာတစည်းရှင်တိဟတ်သူဟာဝိစရပူရာပင်ရမျိုးကိုတည်ထောင်ခဲ့တဲ့အဲ့ဒီမင်းလက်ထက်ဘူဘေးစင်ဆက်ကိုးကွယ်လာခဲ့တဲ့တရိယတက်တော်9စုကိန်းအောင်နေတဲ့ရတနာကုန်းခွန်မှာမင်းကြီးကမသိပဲကွန်းထဲစားမိလို့တကူလုံးရားရံပြီးအနာရီဖြစ်လာတဲ့မမရဲ့အဲ့ဒါကြောင့်မင်းကြီးကကွန်းခွက်ကိုဗရိန်တဲ့ငစိန်တင်စီပို့ပြီးဖြတ်ကြည့်စေတဲ့အခါဓာတ်တော်တွေကိုတွေ့ရတဲ့ငစိန်တင်ကကွန်းခွက်ကိုပေပေါ်တင်ပြီးတူနဲ့ရိုက်ဖြတ်ခဲ့တာကြောင့်ကွန်းခွက်ထဲမှာဓာတ်တော်2စုဟာပေနဲ့တူထဲမှာမြုပ်ဝင်ကျန်ရစ်ခဲ့တဲ့မင်းကြီးကသူ့စီပြန်ရောက်လာတဲ့ကွန်းခွက်ကိုစစ်ဆေးကြည့်တဲ့အခါရွှေမဲနာ9ချက်ရှိတာကိုတွေ့လို့ကွန်းခွက်ထဲမှာဓာတ်တော်9စုရှိရမယ်အခု9စုလည်းတွေ့တယ်ဓာတ်တော်2စုကိုငစိန်တင်ထိမ့်ဝက်ထားတယ်ဆိုပြီးငစိန်တင်ကိုဖမ်းစေတဲ့မမရဲ့ဆိုပါအောင်ငစိန်တင်ကလည်းကြောက်ရွံ့တာနဲ့ပေနဲ့တူကိုထမ်းပြီးလျှက်ကုံကျုံအရာကိုပြေးပြီးတဲ့နောက်မှာလီကျုံတဲ့စကိုင်းဘက်ကိုကူးလာခဲ့တယ်စကိုင်းမျိုးကိုတီထောင်တဲ့အတင်ခရာစောယုံရဲ့အမတ်ကြီးပုံညာကဓာတ်တော်2စုရောင်းကြီးတော်ကွန်ပျူတာကိုဖူးမြော်လိုက်ရလို့ငစိန်တင်စီကပေနဲ့တူကိုတောင်းယူပြီးကောင်းစွာပင့်ဆောင်ပူဇော်တဲ့အတွက်ဓာတ်တော်ရီပေနဲ့တူတွေကထွက်ပြီးရတနာပတောင်းမှာတည်တဲ့ပုံညာအမတ်ကြီးကလူအများကိုးကွယ်နိုင်အောင်ထပ်ပနာပြီးဇီဒီတီလိုရာကြောင့်ဓာတ်တော်ဗရမများကျုပ်ကိုမင်းမှုထန်းတအုပ်ကိုတင်လို့ရှာမှာတင်စေလို့အဋိဌံပြီးစကိုင်းတောင်ကိုလွှတ်လိုက်တယ်။မင်းမှုထန်းကဓာတ်တော်ကိုငဖားတောင်မှာတင်ထားခဲ့တဲ့အတွက်မြန်မာနှစ်684ခုနှစ်မှာအဋိဌံထားခဲ့တဲ့အတိုင်းငဖားတောင်ထိပ်မှာဇီဒီတော်တီထားကိုးကွယ်ခဲ့တယ်။ပုံညာမတ်ကြီးကတီးခဲ့တာကြောင့်ပုံညာဇီဒီပုံညာရှင်ဇီဒီလို့ခေါ်ခဲ့ရာကနောင်ကဝါစင်ဖျားပွဲတွေမှာဥစွာဆုံးကပ်ရာဖြစ်တဲ့အတွက်စုံဦးပုံညာရှင်ဇီဒီလို့ခေါ်တွင်ခဲ့ကြတယ်တဲ့မမကိုကျော်စရာကစကိုင်းတောင်ယူပုံညာတောင်ဆွေမှာလှမ်းမြင်နေရတဲ့စုံဦးပုံညာရှင်ဇီတော်ရဲ့တမိုင်းချောင်းကိုစိုးမမမျိုးကိုရှင်းပြနေခြင်းဖြစ်ပါတယ်စိုးမမမျိုးကဟက်ကနေရည်သွမ်းသွင်းလိုက်တယ်အလေရှိနေကြီးကတဲ့တော့ပါလားတရက်ခွဲမှာပုတ်ထီးပုံမှန်နဲ့ထိထိမိမိရှောင်းလဲနိုင်ုံနဲ့မကဘူးဖျားသမိုင်းတွေကိုလည်းခုနှစ်တက်ကလေးအတိအကျနဲ့ရှင်းပြနိုင်နေပါလားကိုကျော်စရာကစိုးမမမျိုးမယုံတယ်လို့ခနဲ့နေမှန်းသိလို့တမင်အတန်ထပ်ပြီးရေးချလိုက်တယ်မမကလည်းတိတ်လဲမြောက်မနေနဲ့အောင်တော့ကြတောင်ပေါ်မှာဇန်ရပြီးမိုးပေါ်ကိုပြန်တက်သွားမိနေအောင်မယ်နော်ဟုတ်လားဒါဆိုရင်လည်းမမတယောက်တည်းအေးစစ်စစ်ပြန်သွားရုံပဲပေါ့လောက်ပြီးမမလည်းနောက်မှန်းတိတိကြီးကိုပြောင်းနေပြန်ပြီကျွန်တော်ကစကိုင်းသားလေစကိုင်းသားဆိုပြီးတော့စိုးဦးပုံညာရှင်ဇီတော်တမိုင်းမှမသိရင်လူပြောခံရမှာဆိုလို့လေးလာထားရတယ်ဗျအော်ဒါကြောင့်ကိုစကိုင်းသားကြီးရဲ့ကျွန်တော်ကတော့လေလက်ထက်ပြရနဲ့မမနဲ့နှစ်ယောက်ထဲလာပြီးသူများထက်ဦးအောင်ဆုံးလာကက်ချင်နေတာဗျအောင်မဲကြည်စမ်းလူပိုင်စိုးပိုင်နေနဲ့သူ့ဘသူဟာဖြေပေးသေးလို့တော့ရှင်ဟင်းနော်မမလေးဗျာကျွန်တော်ရင်ထဲမှာရှိတဲ့အတိုင်းစိတ်ကူးရင်ပြီးပြောမိတာပါ
မမမကြိုင်နောက်မပြောတော့နော် sorry ကဲတော့ဘာတော့ပြန်ကြမယ်နေပေါင်းမမရဲ့ဟိုးမှလှမ်းမြင်နေရတဲ့ဗရန်များဇီတော်ရဲ့တမိုင်းချောင်းကလည်းစိတ်ဝင်စားစရာမမရဲ့ဘာလဲနောက်ဆုံးကြရင်စိုးပုံညာရှင်လို့စိတ်ကူးရင်ပြဖို့ကြံစည်နေရမဟုတ်လားအာဟိုမမလည်းမဟုတ်ပါဘူးဗျာအဲ့လိုမဟုတ်ပြန်မကိုဖြစ်မယ်ဖိုးဖိုးရဲ့ကျမ်းမာရေးကလည်းစိတ်ချရတာမဟုတ်ဘူးလေဒါနဲ့မမတို့မြေဖို့စကားပြောကြတာညကတော့ညက်နေသွားတယ်ကြတယ်ဘာရီများဒီလောက်တောင်ဆွေးနွေးနေကြရလဲစိုးမမမျိုးကြိုတင်မှန်းစာထားတယ်လို့ကိုကျော်စီရကမေးလာပြီသူမပြင်ဆင်ထားတဲ့အဖြေကိုပင်ဖြေပေးရတယ်စိုးမမမျိုးကတောင်ကမူလေးတစ်ခုကြောလိုက်ပြီးမှစိတ်ညစ်တဲ့လေးတံမျိုးနဲ့ပြောတယ်မမတို့မနေ့ကထင်ထားတဲ့အတိုင်းမိသားစုအမွေကိစ္စပါကိုကျော်စီရကျွန်တော်လေးထင်တာပဲဒါနဲ့အမွေကဘေးကရမှာလဲဖိုးဖိုးဖုံးကြီးစီရလားဒီကိစ္စကထင်သလားမလွယ်ဘူးတော်တော်ရှုပ်ထွေးတဲ့သဘောရှိတယ်အာမမလည်းဘလောက်ရှုပ်ပါကျွန်တော်ရဲ့လက်ထဲကိုအလိုက်ဆမ်းမှသိရမဟုတ်လားကျော်စီရတို့ကအမွေဘက်မှာချန်ပီယံလေကဲပါကိုကျော်စီရရဲ့မမဒီကိစ္စကိုလောလောဆယ်မပြောပြရစေနဲ့စိတ်ညစ်လုံးတော့ပါဟုတ်လားဒါဆိုရင်လည်းအမိန့်တော်မြတ်အတိုင်းပါပဲဗျာကိုကျော်စီရဆိုသူကဒီလိုလူမျိုးစိုးမမမျိုးမကြိုက်တာသူမလို့စိုးမမမျိုးသဘောမတူရင်လက်ရှောင်နေစိုးမမမျိုးရဲ့အညိုညင်ကိုတစ်စက်ကလေးမှမခံနိုင်စိုးမမမျိုးစိတ်ချမ်းသာဖို့ဆိုရင်ဘာမဆိုလုပ်ပေးခြင်းနဲ့သူကစိုးမမမျိုးကအသေးလေးအသေးဆွဲချစ်နေခဲ့သူမဟုတ်လားရန်ကုန်ကလာတဲ့ဒေါ်စိုးမမမျိုးဆိုတာလားအော်ဟုတ်ကဲ့ပါရှင်ကျွန်တော်ဒေါက်တာအောင်ကျော်ပါဒီနေ့ဦးစင်းရဲ့ခြေနေကမနေ့ကနဲ့လုံးဝမတူဘူးအံ့ဩစရာကောင်းလောက်အောင်ကြာဆင်းသွားတယ်ဗျာကျွန်တော်စိတ်တင်ဒီကဒေါ်စိုးမမမျိုးနဲ့တွေ့ပြီးသူပြောချင်တာတွေပြောလိုက်ရလို့စိတ်ကိုရှော့ချလိုက်တယ်လို့ယူဆရတယ်ဗျသူယောဂခြေနေကသူသိပြီးသားပါဦးစင်းကဘေးရင်နှက်ခတ်တွေလည်းနားလည်ထားတော့သူ့ကိုသူသိနေပြီလို့လည်းပြောပါတယ်ခါတိုင်းနေ့ကတော့စိတ်တင်းထားလို့နဲ့တူတယ်အတော်ခဏနိုင်ရှိသေးတာဗျဒီနေ့မှအခုလိုဖြစ်သွားတာပါဟုတ်ကဲ့ဒေါက်တာကျမတို့ဘာများဆောင်ရွက်ပေးရမလဲရှင်ရပါတယ်ကျွန်တော်တို့ကဒီမှာအင်ရှင်လုံးဖြစ်နေရလေအခုရက်ပိုင်းလေးတော့ရောက်တုံးရောက်ခိုင်အတက်နိုင်ဆုံးပြုစုသွားပြီးဖို့ပါပဲဒီကျောင်းတိုက်ကြီးရဲ့အကြီးအကဲဆရာတော်ကြီးနဲ့လည်းတွားတွေ့လိုက်ကြပါအောင်ဟုတ်ကဲ့အခုပဲတွားဖူးလိုက်ပါမယ်ဒေါက်တာအောင်ကျော်ထွက်သွားပြီးနောက်မျက်နှာချင်းဆိုင်ကျောင်းတိုက်မှာသတင်းသုံးလျက်ရှိတဲ့နာယကဆရာတော်ကြီးကိုတွားရောက်ဖူးမြော်ခဲ့ကြတယ်ဆရာတော်ကြီးကအထူးအထွေမိတ်ကြားခြင်းမပြုဘူးဘိုးဘိုးဦးစင်းမှာတက်တန်းကုန်ကန်ကုန်ပြီဖြစ်လို့မကြမီပြန်လွန်တော်မှုတော့မှာဖြစ်တဲ့အတွက်သူ့အနီးမှာနေကပြုစုပူဇော်သွားရန်တာမိတ်ကြားခဲ့တယ်စိုးမမမျိုးကအချိန်ပြည့်ဖိုးဖိုးအနီးမှာနေပြီးပြုစုပေးနေခဲ့တယ်ဖိုးဖိုးကလက်ဟန်မူရနဲ့သာအတိမတ်ပြုတ်ပြတယ်ဘာမှတော့မပြောပါဘူးထိုနေ့မှ3ရက်မြောက်တဲ့မနက်စောစောစိုးမမမျိုးအားသူ့အနီးလာရန်ခေါ်ပါတယ်ဖိုးဖိုးကခေါင်းအောက်ကိုလက်နိုင်က6လက်မှ4လက်မှပတ်လည်ခန့်ရှိရုံးမှုပြားတစ်ခုကိုလှမ်းပေးတယ်စိုးမမမျိုးကအသာလှမ်းယူပြီးဖွင့်ကြည့်ရာရုံးမှုထဲမှာကြေးဝါပြားတစ်ချက်ကြေးညိုပြားတစ်ချက်နဲ့တရကျိုးလုံးပြဆွဲထားတဲ့ရွှေကြုတ်ကလေးတို့ကိုတွေ့လိုက်ရတယ်ဖိုးဖိုးကတိုးညင်းသောတန်နဲ့ပြောတယ်ကြေးဝါပြားကိုခဏထုတ်ပါကွယ်စိုးမမမျိုးကရုံးဖို့အတွင်းမှာကြေးဝါပြားကိုထုတ်လိုက်တယ်အဲ့ဒီထဲကဂတိသစ္စာ10ချက်ကိုလက်အုပ်ချပြီးဖိုးဖိုးကြောင်ဆိုပြပါစိုးမမမျိုးကကြေးဝါပြားမှာစလုံးတီးတီးလေးများပြည့်ထွင်းထူထားတဲ့ဂတိသစ္စာ10ချက်ကိုလက်အုပ်ချပြီးရွတ်ဆိုပြလိုက်တယ်တကြိမ်ရွတ်ဆိုပြီးတိုင်းဖိုးဖိုးကထပ်မံရွတ်ဆိုခိုင်းတယ်ဒီလိုနည်းနဲ့ဆက်လက်ရွတ်ဆိုလာရာ9ချိန်ရွတ်ဆိုပြီးတဲ့အခါမှာတော့ဖိုးဖိုးထံမှအတန်မကြားရတော့ပါဘူးဖိုးဖိုးစိုးမမမျိုးအနီးကပ်ပြီးခေါ်တယ်ဖိုးဖိုးကြီးဖိုးဖိုးစိုးမမမျိုးငိုတန်ဆွတ်လာတယ်ဖိုးဖိုးကတော်တော်များမလုပ်တော့ဘူးမျက်လုံးများမှိတ်ပြီးအသက်ပင်ရှူတော့ဟန်မတူဘူးထိုစဉ်ဒေါက်တာအောင်ကျော်ရောက်လာကဖိုးဖိုးအားဆန်းသက်ဆက်ဆေးတယ်အတန်ကြာမှနှစ်ချက်ကိုချွတ်လိုက်ကဥပစင်းပြန်လွန်တော်မူသွားပါပြီစိုးမမမျိုးထံမှဖိုးဖိုးလို့ခေါ်ကကြိတ်ငိုတန်ထွက်လာတယ်ကိုကျော်စီရကစိုးမမမျိုးရဲ့လက်ဖမိုးပေါ်ကအတန်ဆုပ်ကင်ကအတန်မထွက်စေရန်တတိပြီးတယ်စိုးမမမျိုးကတတိယကကြေးဝါပြားကိုရုံးဘူးတွေကိုပြန်ထည့်ပါတော့တယ်ထို့နောက်ရုံးဘူးကိုသူမရဲ့လက်ဆွဲအိတ်ထဲကိုတေချာထည့်သိမ်းလိုက်တယ်ပြီးမှဖိုးဖိုးရဲ့ခြေပမိုးကိုဥတိုက်ပြီးတော့ကတော့လိုက်ပါတယ်ဖိုးဖိုးကဥပစင်ဥပညာတာမီရဲ့အန်တီမာဇာဗနာကဆရာတော်ကြီးရဲ့စီစဉ်ဆောင်ရွက်ပေးမှုဖြင့်၎င်းတက္ကမများရဲ့ဝိုင်းဝန်းကူညီပေးမှုကြောင့်၎င်းစိတ်ကားတိုက်မြိုက်စွာတကြိုပြီးစီးသွားခဲ့ပြီစိုးမမမျိုးနဲ့ကိုကျော်စီရတို့ကနာယကဆရာတော်ကြီးကိုပူဇော်ကတော့ကြပြီးစကိုင်းတောင်ယူမှပြန်လာခဲ့ကြပါတော့တယ်ကားနဲ့ပြန်မဲ့စီစဉ်ကိုဖျက်လိုက်ပါကိုကျော်စီရအာမမလေးဗျာကျွန်တော်တနေ့ကလေးကကားဂိတ်ကိုဖုန်းတန်နဲ့ဆက်ပြီးမှားထားခဲ့ရတာဗျဖျက်ရမှာနှမျောစရာချင်းကိစ္စမရှိဖျက်တာဖျက်လိုက်ပါမမတို့မန္တလေးကူးပြီးတော့ညရထားနဲ့ဆင်းကြမယ်ကိုကျော်စီရကဘာမှအထွန်အတက်မနေတော့ပဲကားဂိတ်ကိုလှမ်းအကြောင်းကြားကအစီအစဉ်ဖျက်လိုက်တယ်
ဆိုမမမျိုးရဲ့ဆန္ဒတိုင်းမန္တလေးညရထားပြီးရန်ကုန်ပြန်လာခဲ့ကြပါတော့တယ်။ဟုတ်လားဖြစ်မှဖြစ်ရလေဗျာ။ရန်ကုန်ဘူရာကြီးကိုယထာဆိုင်ပြီးလို့အိမ်ပြန်လမ်းမှာပဲသတင်းစိုးတစ်ခုကိုတန်တော်ကြားလိုက်ရတယ်။မနေ့ကစကိုင်းမှထွက်လာတဲ့ရန်ကုန်ကကြောက်စဲအဝယ်မှာမှောက်တဲ့တေးသူတေးနာသူနာစေယုံပို့သူပို့ရတဲ့ကြည်စံကန်တီပြီလို့မမအဲ့ဒါကိုဘလို့လို့ကြိုးသိလိုက်တာလဲ။ကိုကျော်စီကအလွန်အံ့ဩလွန်စွာမေးမိတယ်။ဟင်းမမလည်းဘာမှသိရမှာမဟုတ်ဘူး။မနေ့ကမနက်ပိုင်းစိတ်ထဲမှာမတူးမတန့်ဖြစ်နေရတဲ့ကားလက်မှတ်ကိုဖျက်ခိုင်းမိလိုက်တာပါကိုကျော်စီကဟုတ်လားဗျာကိုကျော်စီကဘာမှမပြောနိုင်တော့ပါဘူးပါဇက်အဟောင်းသားဖြစ်တာစိုးမမမျိုးအားငေးမောကြည့်နေမိတယ်အော်တကယ်ဂမီးရမမပါလားရန်ကုန်ကိုပြန်ရောက်ပြီးရဲတရက်ပတ်ကြားတဲ့အထိတရားရုံးများမှာအမှုချင်းကိစ္စတွေဆောင်ရွက်ခဲ့ပြီးနောက်စိုးမမမျိုးမိမိရဲ့အမှုတွေကိုကိုကျော်စီကအားလွှဲအပ်လိုက်ကအတိတ်တန်45ရက်စတင်ဝင်ရောက်လာခဲ့တယ်ဂျေးဝါပြားပါကာရာမန်နဲ့တချို့မှာမိမိရရှိထားတဲ့တရားစာများဖြစ်လို့အတိတ်တန်ဝင်ရမှာအခက်အခဲမရှိလာဘူးရုတ်တရက်မီးလွန်တီးနှံပြောင်းစားလိုက်ရတာဟုတ်သားတနေ့တနေ့အာဟာရမပြည့်ဝသလိုခံစားနေရတယ်နေမကောင်းကျင်တယ်လို့သာဖြစ်လာရင်စေကန်းပြပြီးဆရာဝန်ညွှန်ကြားတဲ့စေးများစားကကျမ်းမာရေးကိုအထူးဂရုစိုက်နေရတယ်အတိတ်တန်45ရက်ပြည့်တဲ့နေ့မှာကရုံးမှုတဲ့ကမအိုးစေးတောင်စိမ့်ပမှန်လေးကိုထုတ်ယူကခြေဖလားမှာရေးထည့်ပြီးစိမ့်တယ်ထို့နောက်ဘိုးစင်ကတုတ်တော်ကိုကောက်ရွတ်စုံမန်းမှုတ်ပြီးနောက်ခြေဖလားတွေကပရိတ်ရည်ကိုတောက်ချလိုက်ရတက်တက်နဲ့တကူတခါမှမခံစားခဲ့ဘူးတဲ့အလွန်ထူးကဲလာတဲ့အရာသာတစ်မျိုးကိုခန်းစားလိုက်ရပါတော့တယ်။ရင်ထဲကိုစီးဝင်သွားတဲ့ပရိတ်ရည်မှာတီတာရည်စင်ပမာတကူလုံးမှာရှိတဲ့သွေးကြောနဲ့စီးစင်နေတာကိုကောင်းစွာခန်းစားသိရှိနေပါတယ်။ကြီးဖလားထဲမှာပရိတ်ရည်များကောင်းအောင်တောင်းလိုက်ပြီးတာနဲ့မိမိတကူလုံးငှက်မွေးတစ်ခုလိုပေါ်ပါသွားလျက်မြေကြီးပေါ်မှာတဖြည်းဖြည်းကျပြီးမိုးပေါ်ကိုမြင့်တက်နေတယ်လို့ခန်းစားလိုက်ရပါတော့တယ်။အားလုံးပြရနဲ့မအိုစေးတာကိုရွှေကြုတ်ကလေးတဲပြန်ထည့်ကအပေါ်ကဖုံးကိုတေးချစွာပြန်ပိတ်ထားလိုက်ပြီးပရိတ်ကျိုးလုံးနဲ့အတူသူမရဲ့လေပင်မှာဆွဲထားလိုက်ပါတယ်။ပရိတ်ကျိုးလုံးရဲ့အရှိမှာသူမရဲ့လေပင်မှာဆွဲထားရန်အနေတော်ဖြစ်နေရဲ့ပြင်ရွှေကြုတ်လေးမှာသူမရဲ့ရင်ညွန့်တက်တဲ့ကိုရောက်ရှိနေတယ်။ရွှေကြုတ်ကလေးမှာသူမရဲ့ရင်ညွန့်မှာကတ်လို့ရှိနေမနေကိုခံစားသိရှိနိုင်လောက်တဲ့အလေးချိန်အသင့်စီးနေတယ်။အံ့ဩဖွယ်ကောင်းတာကထိုနေ့ကစပြီးတော့သွားလာလှုပ်ရှားရတာကခါတိုင်းနဲ့မတူပဲပို့ပြီးတော့လင်းမြန်ပေါ်ပါလာတယ်လို့မနက်မိုးလေးမိမိကိုမိမိမှန်နေကြည့်လိုက်မိတိုင်းတနေ့တက်တဲ့နေ့ပို့ပြီးနုပြိုလာတယ်လို့ခံစားမိတယ်။အထူးသဖြင့်မိတ်ကပ်ပေါင်တာနှက်ခမ်းနေတော့မှရခင်ကနေတဝက်မြကြလျင်မိမိန်ပြက်ပြက်တက်လို့ထက်မှန်မောမှန်ခြေသားရတော့လေ။ယခုတနေ့ကုန်သွားတဲ့အထိထက်မှန်ခြေသားရမလို့တော့အောင်ဆွဲမြဲနေတတ်တယ်။သူမရဲ့ခန္ဓာကိုယ်မှာရခင်ကလိုချွေးထွက်မှုနေပါသွားခြင်းမရှိတော့လေ။သူမရဲ့မျက်နှာပြင်တစ်ဝိုက်မှာတော့ခါတိုင်းထက်ချွေးစေးယိုစည်းထွက်ရှိမှုနည်းနေတယ်လို့တော့ခံစားမိတယ်။ကြည်စံမမတို့များစကိုင်းကနှစ်ယောက်တည်းပြန်လာပြီးမှတနေ့တခြားပိုးလှလာတယ်လို့ပဲဟဲ့စေးကောင်းတွေ့နေတို့လည်းမိမထားနေအောင်နော်လုတ်ပေါ်ကင်ပဲရှိနေမမများကနောက်တလို့ပြောင်းတလို့အရွှန်းဖောက်ပြောကြပေမယ့်သူတို့မျက်လုံးအကြည့်များကတော့စိုးမမမျိုးတယောက်အမှန်တကယ်ပိုပြီးလှလာတာကိုမနာလိုဝင်တိုစိတ်တဝက်ဖြစ်လက်ခံနေတယ်လို့ထင်ရတယ်တနေ့ညအပိုင်းမှာဖြစ်တယ်စိုးမမမျိုးအိပ်ပျော်နေစဉ်ယောဂီရောင်ရင်းရဲ့ဝိယုံဖြစ်အသက်90နှစ်ကျော်အရွယ်တီလာရှင်တဦးကိုအိမ်မက်ထဲမှာတွေ့လိုက်ရတယ်တီလာရှင်ကြီးကစိုးမမမျိုးကိုမြင်လိုက်တာနဲ့တမိလို့ခေါ်ကအနားဟုတ်ကပ်လာပြီးသူမရဲ့ရင်ဘတ်ကိုပုတ်ပြကစိုးမမမျိုးကိုလက်ရက်ခေါ်တယ်ဒီလိုရင်ဘတ်ကိုပုတ်ပြလိုက်လက်ရက်ခေါ်လိုက်နဲ့တဖြည်းဖြည်းပို့ပြီးတော့နီးကပ်လာကစိုးမမမျိုးရဲ့လက်တစ်ဖက်ကိုလှမ်းကင်လိုက်ပါတယ်မိမိလက်မှာအေးဆက်ဆက်အထီးအတွေ့ကြောင့်စိုးမမမျိုးအိပ်ရာမှာရုတ်တရက်လက်နိုးသွားတယ်ထူးခြားတဲ့အိမ်မက်ကြောင့်မျက်လုံးတွေကြောင်သွားကအတွေးပေါင်းစုံလဲဝင်လာတယ်ဘာကြောင့်ဒီလိုအိမ်မက်မျိုးမရတာပါလဲဘလို့တော့အတိတ်ပဲများစောင်းနေပါသလဲစိုးမမမျိုးစဉ်းစားလို့မရဘူးညအိမ်ရဝင်စဉ်ကလည်းနေ့စဉ်ပြုတ်နေကြအတိုင်းဖယားရှိကိုပတိစိတ်ဝတ်မပြတ်ခဲ့ဦးညစဉ်ရွတ်နေကြအတိုင်းအိမ်မက်စိုးမြတ်မမတ်အောင်ကာကွယ်နိုင်တဲ့ရတန်းတုတ်ကို၎င်းပြရစိတ်ခက်ခင်ပုံနကတိုက်ခြင်းတို့မှာကာကွယ်နိုင်တဲ့မောရတုတ်ကို၎င်းယောဂဗျာများတက်တာပျောက်ကင်းစေနိုင်ပြီးအိုခြင်းနာခြင်းတည်ခြင်းတို့မှာကင်းဝေးစေနိုင်တဲ့ဘောစင်ကတုတ်တော်ကို၎င်းဂျိုးစိုးနမိတ်ဆိုအိမ်မက်စိုးမြတ်မှာကင်းစင်ကမိမိလုပ်သမျှအရေးကြီးကိစ္စများအောင်မြင်စေနိုင်တဲ့ပုပ္ပနာတုတ်တော်ကို၎င်းအထူးအာရုံပြုပြီးတော့ရွတ်ဖက်တဲ့ဆဲပြီးမှအိယာဝင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒါကမိဘနှစ်ပါးကွယ်လွန်ခဲ့ပြီးနောက်ကြီးမေရဲ့တွင်တင်မှုဖြင့်သူမ15နှစ်သမီးခန့်ကစပြီးနေစဉ်မပြတ်ရွတ်ဖက်ပူဇော်လာခဲ့တဲ့ပရိတ်တော်များဖြစ်ပါတယ်။ဒီလိုနှစ်ပေါင်းများစွာဆက်ဆက်မြဲမြဲရွတ်ဖက်ပူဇော်လာခဲ့ခြင်းကြောင့်လားမသိဘူး။စိုးမမမျိုးဖို့ပရိတ်တော်တို့ရဲ့တကူအာနုဘောအစွမ်းထမ်းမှုများကိုသူမ10တန်းရောက်တဲ့နှစ်ကစပြီးတော့ခန်းစားသိမြင်လာရတယ်။
တခါတရံအိမ်မက်မက်တလူလိုနဲ့မကြမီကြားရောက်လာတော့မယ့်အန်ဒီရဲ့တစ်ခုခုကိုကြိုတင်သိမြင်နေတတ်ခြင်းရံပန်ရံကစိတ်အာရုံရဲ့စိတ်စောတိုက်တွန်းလာမှုကြောင့်မိမိရရှိမဲ့ခွင့်ရတစ်ခုကိုစွန့်လွတ်မိလိုက်တာနဲ့ကြီးမားသောပြဿနာတစ်ခုမှလွတ်မြောက်ခဲ့တတ်ခြင်းမကြာခဏဆိုသလိုလဲမိမိနဲ့တကွမိမိပတ်ဝန်းကျင်အတိုင်းဝိုင်းအတွင်းကောင်းကျိုးမင်္ဂလာများဖြစ်ပေါ်လာတော့မဲ့အတိတ်ကောင်းနမိတ်ကောင်းများကိုမိမိအာရုံမှာထင်ရပေါ်လွင်လာတတ်ခြင်းစတဲ့ထူးခြားစမ်းကြဲတဲ့စိတ်ဝိညာဉ်စိတ်ဆော်မှုများကိုအလိုလျောက်ခံစားရရှိလာတတ်တယ်။ဒါကြောင့်လဲစိုးမမမျိုးကိုကျော်စီရနဲ့အပေါင်းဖော်များကဂမ်ဘီယာမမလို့ခေါ်ကြခြင်းလည်းဖြစ်ပါတယ်။စိုးမမမျိုးကိုရိုင်းကလည်းထိုအမည်ကိုနှစ်သက်မြတ်လို့စွာလက်ခံခဲ့တယ်။ထို့ဖြစ်လို့လဲထိုဂမ်ဘီယာမမကလောင်မီဖြစ်မဂဇင်းဂျာနယ်များမှာတရားဥပဒေလောကမှာဂမ်ဘီယာစံနဲ့ဖြစ်ရစမ်းများဆိုပြီးရေးသားကလောင်သွင်းနေခဲ့သူလည်းဖြစ်ပါတယ်။စိုးမမမျိုးအနေနဲ့ယခုညမှာလည်းခါရိုင်းညများလို့ဝတ်မပြတ်ဖျားရှိခိုးပြီးပရိတ်တော်များရွတ်ဖတ်တဲ့ဆဲခဲ့ပါလေ။ဘာကြောင့်ဒီလိုထူးခြားအိမ်မက်တွေကိုမရပါသလဲ။ဒါပေမဲ့အိမ်မက်ဆိုးတော့ဖြစ်ရမတူဘူး။စိုးမမမျိုးကအိယာမှာထားပြီးဖျားကြောင်ဆောင်အောင်အန်ဆွဲထဲမှာတော့ကတ်ထားတဲ့ရွံးဘူးကိုထုတ်ယူလိုက်ပါတယ်။ရွံးဘူးကိုအသားဖွင့်ကကြီးညိုပြားကိုကြည့်မိတယ်။ကြီးညိုပြားပေါ်မှာရေးထွင်းပုံဖော်ထားတဲ့စလုံးများကတင်းငယ်လာပြီးရှေးရိုးဆန်တဲ့လက်ရာများဖြစ်လို့အတွန့်အစဲများလာတယ်။ကြီးညိုပြားရဲ့ထိပ်မှာနမောတတဘဂဝတော်အဟရတော်တမန်တန်ဗုဒ္ဓတစသဖြင့်အစပြိုးထားပြီးတော့အောက်မှာရွာသားကြီးဥသူတော်ရဲ့သား၃ယောက်ထိုသား၃ယောက်မှာဆင်းသက်လာတဲ့မြေးများထိုမြေးများမှတဆင်ထက်မှန်ပေါက်ဖွာလာတဲ့မြစ်များအထိအမည်နာမနေရလိမ့်စာများကိုစနစ်တကျရေးထွင်းထားတာကိုတွေ့ရပါတယ်။သူမရဲ့ပုပ်ပုပ်ဖုံးကြီးဥပညာတာမိမှရွာသားကြီးဥသူတော်ရဲ့မျိုးဆက်40မြောက်မြစ်တော်သူဖြစ်တယ်။ရွာသားကြီးရဲ့သားဖြစ်သူရဲ့သားမမွေးဖွားခဲ့တဲ့တဦးတီတော်သားဖြစ်သူဘိုးဘိုးမှာဖခင်ထံမှာမအိုစေးတောက်ကိုလက်ဆင့်ကမ်းဆက်ခံနိုင်သူဖြစ်ပါတယ်။ဇိုးမမမျိုးကသူမရဲ့ဖိုးဖိုးလိုမျိုးဆက်40မြောက်ဖြစ်တဲ့ဖိုးဖိုးနဲ့တခစ်တဲ့ဖြစ်တဲ့မြစ်တော်သူများစရင်ကိုဆက်လက်ရှာဖွေကြည့်ပါတယ်။ထိုစဉ်ဇိုးမမမျိုးရဲ့မျက်လုံးများကျင်းညိုပြရဲ့တနေရာအရောက်မှာတုံငနေရက်တန့်သွားကအံ့အားတနှင့်ဖြစ်ပါးစပ်ဟောင်းသားပွင့်သွားမိတယ်။ဇိုးမမမျိုးလုံးဝမျောလင့်မထားခဲ့တဲ့နမေနဲ့လိပ်စာတစ်ခုကိုမြင်တွေ့လိုက်ရတာကြောင့်ဖြစ်တယ်။သူမကထိုနမေကိုမျက်တောင်မခတ်စိုက်ကြည့်ကအတန်ထွက်လို့ပင်ဖတ်ကြည့်လိုက်တယ်။ဒေါ်ညာနာစာရီကျောင်းသက်ကျောင်းဓမ္မဒုက္ခတိုက်ဂျာတော်ရလန်ဗဟန်းရန်ကုန်မြို့ဆရာကြီးတို့ကျောင်းမှာတော့ဒေါ်ညာနာစာရီ3ပါးတောင်ရှိတယ်ကွယ်အားလုံးအသက်50နှစ်အောက်တွေကြီးပဲတမိတွေ့ကျင်တဲ့အသက်80နှစ်ကျော်ဒေါ်ညာနာစာရီတော့မရှိဘူးတဲမဖေဟာတပည့်တော်တွေ့ကျင်တဲ့အသက်80နှစ်ပတ်ဝန်းကျင်ဒေါ်ညာနာစာရီကအမြဲတမ်းသီလရှင်ဝတ်နေတာမျိုးမဟုတ်ဘူးဖေဟာခိတ္တယာယီဝတ်တာမျိုးပါအော်ဒီလိုလားဆရာလေးဟိုဆရာကြီးဒေါ်ပညာဝတီကိုခဏခေါ်ပေးပါအောင်ခဏကြာမှဆရာကြီးဒေါ်ပညာဝတီရောက်လာတယ်အုတ်ချုပ်သူဆရာကြီးကအကျိုးကြောင့်ရှင်းပြတယ်ဆရာကြီးဒေါ်ပညာဝတီက20သီလရှင်လာဝဲကြသူများစည်ရင်မှရှာပေးတယ်ဒီညာနာစာရီများလားစိုးမမမျိုးကဆရာကြီးထောက်ပြတဲ့စာမျက်နှာကိုကြည့်လိုက်တယ်အသက်83နှစ်အရွယ်ဒေါ်ညာနာစာရီတစ်ပါးတွေ့ရတယ်စည်ရင်ရဒီကျောင်းမှာ3နှစ်တစ်ချိန်သီလရှင်ဝတ်ခဲ့ပြီးတခါဝတ်ရင်29ရက်ဖြစ်ကြောင်းတွေးလိုက်ရှာပါတော့တယ်ဒီဒေါ်ညာနာစာရီပဲဖေဟာ။အော်ဒီညာနာစာရီလား။ပြီးရတဲ့2နှစ်လောက်ကပဲဆုံးသွားပြီကွ။ဟုတ်လား။ဒါဆိုရင်သူ့နေရလိပ်စာများရနိုင်မလားဆရာကြီး။ရနိုင်ပါရဲ့ရော့ဓမ္မကြီး။ဆရာကြီးကစရင်ဆောင်တနေရာကိုဖွင့်ပြတယ်။လူနာမည်ကဒေါ်ငင်းရှင်နဲ့သမီးနာမည်ကမမြရှင်နဲ့နေတာကတော့ဒီနားကရေတာရှည်လမ်းဟောင်းထိပ်ကတိုက်ကြီးမှာပေါ့ကွယ်။စိုးမမမျိုးကဒေါ်ငင်းရှင်ဆိုသူရဲ့သမီးနဲ့နေရလိပ်စာများကိုမှတ်စုဆောင်မှာကိုယူပါတယ်။အိမ်နောက်ဆရာကြီးများကိုလူဝဲဝတ္ထုတို့ဖြင့်စက္ကန့်လူတန်းကနှုတ်ဆက်ပြီးပြန်လာခဲ့တယ်။ဒေါ်ညာနာစာရီခေါ်ဒေါ်ငင်းရှင်မှာကြီးညိုပြမှာဖော်ညွှန်းထားချက်ရရွာသားကြီးဦးသူတော်ရဲ့သားလက်ရဲ့ဒုတိယသားမှမွေးတဲ့သမီးလို့သိရတယ်။ငွေကျုပ်ပါမနာစေးတောင်မှာဒေါ်ငင်းရှင်ထံမှာရှိတယ်လို့ဆိုတယ်။ကြီးညိုပြစင်းမှာတော့ဒေါ်ငင်းရှင်ရဲ့သားသမီးကိုမတွေ့ရဘူး။ယခုဒေါ်ငင်းရှင်ဆုံးသွားပြီဆိုတော့ငွေကျုပ်ပါမနာစေးတောက်ကဘသူလက်ဝဲကိုရောက်နေပြီလေ။သီလရှင်ကျောင်းရဲ့စရင်ရမမြရှင်ဆိုသူမှာဒေါ်ငင်းရှင်ရဲ့သမီးလို့ဆိုတယ်။ဘလို့ပင်ဖြစ်ပါစေမမြရှင်ဆိုသူကိုတွားရောက်တွေ့ဆုံရတော့မယ်။ဘာလို့ကျင်လို့ပါလဲရှင်။ဘန်းရီတာရှိလမ်းဟောင်းထိပ်ရှိတထက်တိုက်ပူလေးရှိတဲ့ချမ်းဝင်းထဲကိုဝင်မိတာနဲ့ချမ်းဝါတစ်ဖက်မှာဖွင့်ထားတဲ့ဈေးဆိုင်အတွင်းမှာအမျိုးသမီးတစ်ယောက်ကလှမ်းမေးလိုက်ချင်မှာဟိုလေကျမဒီအိမ်ကဒေါ်မြရှင်နဲ့တွေ့ကြလို့ပါဒေါ်မြရှင်ဆိုတာကျမပါပဲဘာကိစ္စများရှိလို့ပါလဲထိုမျိုးသမီးမှာအသက်35နှစ်ကျော်40နှစ်အတွင်းဖြစ်ရန်ရှိပြီး
ဖော်ရွေတဲ့အမူအရာတွေ့ရတယ်။စိုးမမမျိုးကပြုံးပြလိုက်တယ်။အော်ဒေါ်မြရှင်ကအမလားအတော်ငယ်သေးရပဲနော်။ကျမကဗဟိုတရားရုံးရှိနေဒေါ်စိုးမမမျိုးလို့ခေါ်ပါတယ်။စာရေးဆရာမဂမ်မီယာမမလည်းဖြစ်ပါတယ်။ကျမလေးဟိုအမရဲ့မေဒေါ်ညာနာစာရီဒေါ်ငင်းရှင်နဲ့ပတ်သက်ပြီးတော့သိကျင်တာလည်းရှိလို့ပါ။အော်ဆီယမကအမေနဲ့သိကြသလား။ကဲလာပါဒီမှာမတ်တက်ကြီး။သမီးရေဆိုင်ခဏကြည့်ထားအောင်နော်။ဒေါ်မြရှင်ဆိုသူကဈေးဆိုင်ထဲကသူ့သမီးကိုလှမ်းအော်ပြောရင်စိုးမမမျိုးကိုအိမ်ရှိအေကန်စီကိုခေါ်သွားတယ်။စပွဲပေါ်ရှိရင်းနှီးချမ်းအိုးထဲမှာရင်းနှီးချမ်းတစ်ခွက်ထိတ်ကစိုးမမမျိုးရှိမှတားချပေးလိုက်ပါတယ်။ကဲပြောပါဆီယမအမေကြောင့်ဘာသိကျင်လို့လဲ။ဒေါ်မြရှင်ကလူလူလလမိတယ်။စိုးမမမျိုးကပြန်ပြုံးကလေးတန်းအေးလေးနဲ့ပြောတယ်။ဒီလိုပါအမရဲ့အမလည်းဖတ်ဖို့မလားတော့မသိဘူး။ကျမမဂ္ဂဇင်းဂျာနယ်တွေမှာလူတွေရဲ့ထူးခြားစမ်းကြယ်တဲ့ကိုရီးဖြစ်ရမှန်တွေကိုလေ့လာပြီးတော့ရေးသားနေတဲ့စာရေးဆရာမပါအမ။အော်ဟုတ်ကဲ့ပြောပါရှင်။အဲ့ဒါကျမရဲ့ဖုံဖုံကြီးကတဆင့်ဒီကအမရဲ့အမေဒေါ်ငင်းရှင်အကြောင်းကြားခဲ့ရလို့အရင်စိတ်ဝင်စားနေမိလို့ပါရှင်။ဟုတ်ကဲ့ဘာလို့များလဲမသိဘူး။အော်ဒေါ်ငင်းရှင်ကဒေါ်ညာနဲ့စာရီနာမည်ခံယူပြီး3နှစ်တစ်ကြိမ်တီလာရှင်ဝစ်ခဲ့တယ်။မဟုတ်လားအမ။ဟုတ်ပါတယ်ရှင်။ပြီးတော့တီလာရှင်တစ်ခါဝစ်ရင်28ရက်ဆိုတာလည်းမှန်ပါတယ်နော်အမ။မှန်ပါတယ်ရှင်။ဟုတ်လေအမလေးစဉ်းစားကြည့်ပါ။အမရောတီလာရှင်ဘယ်နှခါဝစ်ဖူးခဲ့လဲတော့မသိဘူး။ကျမတော့လေအခုချိန်ဒီတစ်ခါမှမဝစ်ခဲ့ဘူးသေးဘူးရှင်။တကယ်လို့ဝစ်ဖြစ်လဲတစ်နှစ်ကို2ခါပေါ့အမရဲ့။အခုတော့အမရဲ့အမေက3နှစ်တစ်ကြိမ်ပုံမှန်ဝစ်ပြီးတစ်ခါဝစ်ရင်လည်း28ရက်ပုံမှန်ဖြစ်နေတာမထူးဆန်းဘူးလားရှင်။ကျမကတော့အမေစိတ်ချမ်းသာရင်ပြီးရောဆိုပြီးတော့လိုက်လုပ်ပေးခဲ့တာပါ။ကျမမှတ်မိသလားဟိုတုန်းကတရက်တော်ကျောင်းတိုင်မှာဝစ်ခဲ့တာရှင်။ကျမ4ချိန်လောက်လုပ်ပေးခဲ့ရတာ။အဲဒီနောက်ကျမှဗဟန်းမှာပြောင်းဝက်လာတာ3ချိန်ရှိပြီ။အဲဒီတုန်းကဒါအမေနောက်ဘဝအတွက်ကောင်းမှုကုသိုလ်လုပ်တာပဲလို့ယူဆထားခဲ့တယ်။အခုဆီယမတွေးသလိုမျိုးတကားမှမစင်စားမိခဲ့ဘူး။ဟုတ်တော့လေဟုတ်တယ်နော်။3နှစ်တစ်ချိန်ပြီးတော့တစ်ခါဝင်28ရက်ဆိုတော့စမ်းတော့စမ်းတယ်လို့ပဲ။အဲ့ဒါလို့အချိန်မှန်ပုံမှန်ဝတ်ခဲ့တာထူးခြားတဲ့အကြောင်းကိစ္စတစ်ခုခုကြောင့်လို့အမမထင်မိဘူးလား။ဒါလည်းဘယ်သိပါမလဲ။အမေမှာအကြောင်းရှိလို့ရှိမှာပေါ့။အော်ဒါဆိုရင်အဲ့ဒီအကြောင်းကိုအမမသိဘူးပေါ့နော်။ဟုတ်ကဲ့ကျမမသိရပါဘူးရှင်။ဒါဆိုရင်လေအမအမေကဘာယောဂါနဲ့ဆုံးခဲ့ရလဲမသိဘူး။အဲ့ဒီအမေယောဂါကိစ္စကအခုဆီယမမေးလိုက်တော့မှထူးဆန်းတယ်လို့ဖြစ်လာမိတယ်။ဟုတ်လား။ဘာဖြစ်လို့လဲအမ။ကျမအမေကပြောလို့ပြောတာမဟုတ်ဘူး။ကျမ်းမာရေးမှာတော့တကယ်ကိုတောင်းတောင်းမိပဲအသက်85နှစ်အရွယ်မှာဆုံးသွားတဲ့အထိယောဂါဆိုလို့ဖျားတာနာတာမဖြစ်ခဲ့ဘူး။ဒါဖြစ်ဘလို့ကြောင့်ဆုံးသွားရလဲရှင်။တနေ့မနေ့မှာပေါ့ဆီယမရဲ့အမေအိယာကတတော်နဲ့ထမလာလို့တွားကြည့်ပြီးနှိုးတော့တုတ်တုတ်ကိုမလုပ်တော့ဘူး။အဲ့ဒါဆီယဝင်ပြေးခေါ်ပြီးစမ်းသက်ကြည့်လိုက်တော့မှဆုံးပြီတဲ့အကောင်ပကတိကနေဆုံးသွားလိုက်တာ။ဘာယောဂါမှမရှိတာဆီယဝင်လည်းအသိပါ။နောက်ဆုံးတော့စိတ်လှုပ်ရှားစရာတစ်ခုခုကြောင့်နှလုံးထိခိုက်ပြီးဆုံးတာပဲလို့စီးစာထွက်လာတယ်။စိုးမမမျိုးကတော့သိလိုက်ပြီးဒေါ်ငင်းရှင်ကငွေကြောက်ပါမနာစည်းတောင်လောက်ဝယ်ရှိသူဖြစ်လို့အသက်85နှစ်အထိကျန်းမာရေးကောင်းကယောဂကင်းရှင်းခဲ့ရတယ်မဟုတ်လား။သူမရုတ်တရက်သိဆုံးရခြင်းကလည်းဂတိသစ္စာ10ပါးကာယကံ3ပါးတွေကတပါးပါးနဲ့ပတ်သက်ခဲ့ပွဲရှိလိမ့်မယ်။အော်ဒီတိုင်းဆိုရင်အမရဲ့မိဒေါ်ငင်းရှင်ဟာ3နှစ်တစ်ချိန်သီလရှင်ပုံမှန်ဝတ်တာဒီတစ်ခါဝတ်ရင်28ရက်ကြာတာမှရင်ထူးဆန်းနေရမဟုတ်တော့ဘူး။သေဆုံးတဲ့ချိန်မှာတော့အတော်ဆန်းဆန်းကြဲကြဲဖြစ်ခဲ့သေးရပါတော့။ဟုတ်ကဲ့အဲ့လိုပဲပြောရတော့မှာပေါ့လေ။ဒါနဲ့မှအတော်ငင်းရှင်ဆုံးတော့ထူးထူးဆန်းဆန်းတစ်ခုခုများပြောပြခဲ့တာမျိုးခနာကိုပေါ်မှာကြံခဲ့တာမျိုးရှိသလား။ကျမကိုပြောဖို့နေတတာအမေဆုံးတာတော့မနှက်မှသိရတဲ့ဥစ္စာအမေကိုပေါ်မှာလည်းဘာမှထူးထူးဆန်းဆန်းမကြံခဲ့ဘူး။ဟုတ်ကဲ့ဒါဖြစ်လေအဆောင်လိုလက်ဖွဲ့လိုဟာမျိုးတစ်ခုခုများအမကိုအပ်ခဲ့တာရှိမလား။ဆရာမရဲ့ကျမအမေဆုံးပြီးမှသိရတာပါရှင်။ဟုတ်လား။အတော်ငင်းရှင်မှာတခြားသားသမီးရှိခဲ့သေးလား။ကြမ်းကြမ်းပပန်ဆရာမရဲ့ကျမအမေကအပြိုကြီးရှင်ကျမကိုတော့ငငယ်ကလေးကမွေးစားခဲ့လို့သမီးရင်လို့ဖြစ်နေတာ။အော်စိုးမမမျိုးကြီးညိုပြားကိုပြန်တတိရလိုက်တယ်။မှန်ပါတယ်။ဒါကြောင့်ကြီးညိုပြားမှာဒေါ်ငင်းရှင်ရဲ့သားသမီးစရင်ကိုမတွေ့ရခြင်းမဟုတ်ပါလား။ဒါနဲ့ဆရာမကခုနကကျမမေမဆုံးခင်အဆောင်လိုလက်ဖွဲ့လိုပြီးခဲ့လားလို့ဘာဖြစ်လို့မေးရတာလဲ။စိုးမမမျိုးကဒေါ်မြရှင်ရဲ့ပြန်လည်မေးခွန်းကိုရှင်းနေပြီးအထူးသတိထားပြီးဖြေလိုက်တယ်။အော်ဒီလိုဘဝမှာထူးထူးခြားခြားဖြစ်တတ်တဲ့လူတွေမှာကျမတို့လိုတာမန်လူတွေနားမလဲတဲ့စမ်းစမ်းပြပြပစ္စည်းလေးတွေရှိတတ်လို့ပါ။ဒေါ်မြရှင်ကစိုးမမမျိုးရဲ့အဖြေကိုနားထောင်နေရင်
သူ့ရဲ့မျက်လုံးကြီးကကျမ်းပြင်ပေါ်ရွေးရှားသွားကတစုံတရာကိုအလေးနက်စဉ်းစားနေရန်တွေ့ရတယ်။အတန်ကြာမှကျမကတော့မွေးစားသမီးဆိုတော့မဆိုင်ဘူးပဲထားပါတော့။အမေမှသူ့သွေးဆိုလို့မောင်အရင်တယောက်တော့ရှိတယ်။အဲဒီမောင်ကလည်းသူ့အမကိုတိတ်ချစ်တော့အမလိုပဲအိမ်တော်မပြုတ်ပဲမောင်နှမနှစ်ယောက်အတူနေခဲ့ကြတာအမေဆုံးတဲ့အထိပါပဲ။ဆရာမပြောတဲ့ထူးထူးဆန်းဆန်းပစ္စည်းဆိုတာမျိုးသာရှိခဲ့မယ်ဆိုရင်ကျမထင်တယ်။အမေကသူ့မောင်လက်ထဲပဲအပ်ခင်မှာအမှန်ပဲ။စိုးမမမျိုးရဲ့မျက်လုံးတွေအယောင်တလက်လက်တောက်ပါသွားတယ်။အတန်ကိုတတိထားပြီးထိမ့်မိလိုက်တယ်။ဟုတ်လားမ။ဒါဆိုရင်လေအတော်ငိမ့်ရှင်ဆုံးပြီးတဲ့နောက်အဲ့ဒီသူ့မောင်မဘာထူးခြားမှုတွေရှိလာတွေ့မိသေးလဲ။ဒေါ်မြရှင်ကတွေ့တွေ့ဆက်ဆက်ဟန်ဖြင့်အပေါ်နှကန်းကိုအောက်သားများဖြင့်ဖိကိုက်စဉ်းစားပြီးပြောတယ်။ပြောရရင်သူ့ကျမ်းမာရေးကောင်းလာတာတခုကလွဲလို့ဘာမှထူးထူးခြားခြားမရှိလာပါဘူးရှင်။စိုးမမမျိုးမျက်ဝန်းများအယောင်တဝန်းဖြစ်သွားတယ်။ဘလို့ကျမ်းမာရေးကောင်းလာတာမျိုးလဲအမဘလို့ပြောရမလဲ။လေးလေးကဟိုတုန်းကတကယ်ကိုရှူနာရှိုက်ကုန်းလေးရှင်တော့ကြဖျားရတာနဲ့တော့ကြပိုင်းအောင်ရတာနဲ့သူကြီးပဲစေကံသွားနေရတာဟောအမေလည်းဆုံးပြီးသွားရောလေးလေးဘလို့ဖြစ်သွားလဲမသိဘူးတနေ့လမ်းလျှောက်ထွက်ရတာနဲ့ကျမ်းမာရေးလေးချိန်ကန်လုပ်ရတာနဲ့အရင်လိုဖျားတာနာလည်းမရှိတော့ပဲနဲ့တကယ်ကိုတောင်းတောင်းပြီးဖြစ်လာတာပါပဲဆီယာမရဲ့အဲ့ဒီအမရဲ့လေးလေးရဖဲမှာလဲဒီမှာပဲအတူတူနေကြမဟုတ်လားယင်ဒေါ်မြရှင်ကစိုးမမရဲ့အမေကိုရုတ်တရက်ပြန်မဖြေသေးပဲညှို့ငယ်တော်မျက်နှာနဲ့ပြန်ကြည့်တယ်ဒီအိမ်မှာကျမတို့နဲ့အတူတူနေကြတာပါပဲလေးလေးကအစိုးရဌာနတွေနဲ့ရင်းနေတော့အဲဒီဌာနတွေကပြန်ရောက်တဲ့ပစ္စည်းတွေကိုပုတ်ပြတ်နေဝယ်ပြီးအပြင်ပုတ်ကလေးကကုန်တယ်တွေစီမှာပြန်သွင်းတာလေအဲ့ဒါမနစ်ကဒီချိန်လောက်မှာပေါ့ဥပဒေနဲ့မလွတ်တဲ့ပစ္စည်းတစ်ခုဝယ်မိလို့ရောင်းတဲ့ဝန်ထမ်းတွေရောဝယ်တဲ့လေးလေးပါပြည်သူပိုင်ပစ္စည်းပုံမှန်နဲ့အရေးယူခံခဲ့ရတယ်ရှင်ဟုတ်လားသူခုပဲမှာလဲအင်းစိန်ထောင်ထဲမှာလေထောင်ဆယ်နဲ့ကြာနေတယ်အိုးစိုးမမမျိုးရဲ့နှကန်းနှလွားမှာဝါလုံးတစ်လုံးလိုဝိုင်းဝန်းသွားတယ်ခဏနေမှတပ်ပြင်းတစ်ချက်ကိုရှေ့လျားစွာချပြီးမှုတ်ထုတ်လိုက်မိတယ်ရွှေပြည်တော်မျောတိုင်းဝေးလေပြီလားဒါပါများခက်လို့လဲမမရဲ့အဲ့ဒီလူရဲ့နာမည်အဖေနာမည်နေရလိပ်စာနဲ့အမှုအကြောင်းအရာတွေဒါကျွန်တော်ပေးစမ်းမှာအမြန်ဆုံးစုံစမ်းပါမယ်ဒေါ်မြရှင်အိမ်ကပြန်လာပြီးနောက်ရက်ကိုကျော်စီရအားဒေါ်မြရှင်ရဲ့လေးလေးအကြောင်းအနေအချင်းပြောပြတော့သူကအားမလို့အားမရနဲ့ပြန်ပြောခြင်းဖြစ်ပါတယ်ကိုကျော်စီရအနေနဲ့စိုးမမမျိုးလှုပ်ရှားနေတဲ့ကိစ္စများကိုဖိုးဖိုးဖုံကြီးမိမ့်မာခဲ့တဲ့မိသားစုအမွေကိစ္စနဲ့ပတ်သက်ဆက်နွယ်နေသူများအားလိုက်လံစုံစမ်းနေကြတာနားလည်ထားတယ်သူစိတ်ထဲမှာစိုးမမမျိုးရဲ့လုပ်ရက်တွေကလျှို့ဝှက်ဆန်ပြီးတဘာဝမကျဖြစ်နေတာတွေကိုရိပ်မိသိရှိနေတော့လေသူချစ်မြတ်နိုးတဲ့စိုးမမမျိုးစိတ်ချမ်းသာအောင်အထောက်အကူပေးနေကြတာဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးစိုးမမမျိုးကိုယ်တိုင်ဖွင့်ရမပြောသေး၍သူ့ဘက်ကလည်းပြန်မမေးမိအောင်လဲစိတ်ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်စိုးမမမျိုးကဒေါ်မြရှင်ထံမှမင်းမြတ်မှတ်သားလာခဲ့တဲ့သူမရဲ့လေးလေးနဲ့ဆိုင်တဲ့ချက်လက်တွေကိုကိုကျော်စီရကိုအပ်လိုက်ပါတယ်နောက်တစ်ပတ်ခန့်ကြာတဲ့အခါကိုကျော်စီရစာရွက်စာတမ်းများဖြင့်ရောက်လာတယ်။ကဲရောမမဒါဒေါ်မြရှင်ရဲ့လေးလေးဥက္ကမောင်ညွတ်ဘာဦးမြညွတ်ရဲ့တရားရုံးစီရင်ချက်မိတ်တူပဲအပက3နဲ့ထောင်ဆယ်နဲ့ကြာနေတာအဲ့ဒါမနေ့ပြန်မမသူ့ကိုအင်းစိန်ထောင်မှာတွားတွေ့ပြီးတော့ရှင်ဘယ်လိုမမသူ့ကိုထောင်ဝင်စာတွားတွေ့ရမှာလားဘယ်ဟုတ်မလဲမမရဲ့ထောင်ဝင်စာ15မိနစ်လောက်နဲ့မမသိချင်တာတွေဘယ်မေးလို့ပေးမလဲမမကသူ့ရဲ့တရားခံရှေ့နေအနေနဲ့တွားတွေ့ရမှာဟင်မမကဘလို့လောက်ပြီးသူ့ရှေ့နေဖြစ်နေနိုင်မှာလဲပြီးတော့သူကထောင်ကျနေပြီမဟုတ်လားဒီလိုမမရဲ့သူထောင်ကျနေရတော့မှန်တယ်ဒါပေမဲ့အခုသူ့ကိုကုန်တယ်တယောက်ကလိန်လယ်မှုနဲ့နောက်အမှုဖွင့်ထားတယ်အဲ့ဒါကိုဥက္ကမောင်ညွန့်လည်းသိတယ်မမကသူ့ရှေ့နေအနေနဲ့သူ့စီကရှေ့နေပါဝါလွှဲစာသွားယူရမှာပါအိုးသူကမမကိုသူ့ရှေ့နေဖြစ်နေလက်ခံအောင်မအောင်မမဒါတွေဘာမှစိုးရိမ်မနေပါနဲ့ကျွန်တော်အားလုံးစီစဉ်ပြီးသားပါသူမမရဲ့ရှေ့နေပါဝါမှာလက်မှတ်ထိုးပေးပါလိမ့်မယ်စိတ်ချပါပြီးရင်မမသိချင်တာတွေသူ့မေးလို့ရှာပြီလေစိုးမမမျိုးကဘာမှမပြောနိုင်တော့ပဲကိုကျော်စီရကိုသာမျက်လုံးဝိုင်းပြီးကြည့်နေမိတယ်ဒါပေမဲ့ကိုကျော်စီရကိုတော့သူစိတ်ချယုံကြည်တယ်ဒီလူဟာအလုံးနဲ့ပတ်သက်လာရင်အရာရာမှာအဘက်ဘက်ကရေဘက်မဝင်အောင်စိတ်ဆက်သိချစွာဆောင်ရွက်တတ်တယ်မဟုတ်ပါလားနောက်တနေ့မနက်စောစောမှာကိုကျော်စီရနဲ့အတူအင်းစိန်ဘိုးကျင်းထောင်ရှိရာကိုထွက်လာခဲ့ကြတယ်ကိုကျော်စီရကကျင်းထောင်ဘူးဝါရှိစာပေးစာယူဌာနမှာအမှုတဲ့တရားခံကျင်းသားနဲ့တွေးဆောင်ခွင့်ပြုရန်ရှောက်လာတင်ထားလိုက်ပါတယ်စိုးမမမျိုးတို့ရက်ဆောင်နေကြစဉ်အကျဉ်းထောင်ဘူးဝါရှိတန်တကားနီနီရဲကြီးနှစ်ချက်ရဲ့ဖွင့်တန်ပိတ်တန်တွေကိုတကြိမ်ကြိမ်ကြားနေရပါတယ်အပြင်ကကားတစ်စီးစီးဝင်ပြီးဆိုပါကတန်တကားချင်းနှစ်ချက်ကဂျိန်းကနေမြေဟီးပြီးတော့ပွင့်လာတယ်ကားမဝင်ပြီးတာနဲ့ဂျိန်းကနေမြေကပြန်ပိတ်သွားပြီးဂျလောက်ကနေတော့ခတ်လိုက်တန်ကြားရတယ်ထောင်ပိုင်းစားတဲ့ထောင်ရရှိတအူးဝင်လာရင်လေထိုတကားနှစ်ချက်ကြီးဖွင့်ပေးရပါတယ်
အလေးကျတဲ့ထောင်ဝင်စာတွေ့သူတွေတန်းစီဝင်တဲ့အခါမှာကတကားကြီးကိုမဖွင့်တော့ဘူးတန်တကားချက်ကြီးရဲ့အလဲမှာဖောက်ထားတဲ့လူတကူစားမလွယ်ပေါက်ငယ်လေးရဲ့တကားလေးကိုလှက်ပေးထားရတယ်လူကုံနာနဲ့ထိုးတကားငယ်ကိုကြောက်ကနေပြန်ပိတ်ထားလိုက်တယ်ထောင်တကားဆိုတာကမလိုအပ်ရင်အစင်မြဲပိတ်ထားရတယ်မဟုတ်ပါလားဘိုးတရားရုံးရှိနေဒေါ်စိုးမမမျိုးရှိပါသလားစာပေးစာယူဌာနမှာအော်မေးတန်ကြောင့်စိုးမမမျိုးအနားကိုကတ်သွားပြီးဖြေလိုက်တယ်ဟုတ်ကဲ့ရှိပါတယ်ရှင်အမှုတန်နဲ့တွေ့လို့ရပြီစိုးမမမျိုးကထောင်ဘိုးဝတကားလေးရှေ့မှာသွားရက်လိုက်တယ်အတွင်းဘက်မှာဂျလောက်ကလေးမြည်ပြီးတော့တကားလေးပွင့်သွားစဉ်ခေါင်းငုပ်ပြီးကြော်ဝင်လိုက်ပါတယ်ထောင်တကားကြီးအတွင်းရောက်တော့ဝင်တဲ့တယောက်ကခေါ်သွားကထောင်ပန်ကြီးရုံးခန်းနဲ့ကက်လျက်အခန်းတစ်ခန်းမှာနေရာချပေးတယ်မလန်မကန်ရှိထောင်ဝင်စာခန်းမှာထောင်ဝင်စာတွေ့သူချင်းအပြန်လန်ပြောနေတဲ့စကားသံများကလက်ပံပင်မှာဇရက်ကျတယ်လို့ကြားနေရတယ်ခဏကြာမှာတော့ပုံစံအင်ကြီးလုံးကြီးဖြူဝတ်ဆင်ထားတဲ့အသက်65နှစ်ကျော်ခန့်ရှိမယ်အကျဉ်းသားတယောက်ကိုဝန်ထမ်းကခေါ်လာကသူမရှိမှရှိတဲ့ကလတ်ထိုင်မှာနေရာယူစေတယ်ဝန်ထမ်းကအခန်းအဝင်ဝါရှိခုံတလုံးမှာထိုင်ပြီးစောင့်ကြည့်နေတယ်စိုးမမမျိုးကဒေါ်မြရှင်ရဲ့ဦးလေးတော်သူဦးခမောင်ညွန့်ဆိုသူအကျဉ်းသားအားအကဲခတ်လိုက်တယ်အသားဖြူဖြူနှာရံပေါ်ပေါ်မယုတ်ကကနဲ့ဥပတိရုပ်ကောင်းသူဖြစ်ပါတယ်မိုးဖောင်းနေသောမျက်ရည်များနဲ့အတွန့်ဖြင့်မငြိမညာဖြစ်နေတဲ့မျက်နှာပြင်ပေါ်ကအရေးပြားများကဇရာရဲ့ဖိစီးမှုလက္ခဏာတို့ကိုဖော်ပြနေပါတယ်သူမနဲ့မျက်နှာချင်းဆိုင်နှစ်ပေခန့်အကွာမှာထိုင်နေတဲ့ဥက္ကမောင်ညွန့်ထံမှာအသက်ရှူလိုက်တိုင်းမောဟိုက်နေတဲ့ကောင်းစွာကြားရတယ်သူ့ရဲ့မျက်လုံးအကြည့်များကအယောင်ဖြောတော့လှကနှကန်းနှလွာမှာလည်း၆ကက်လေးရဲ့တွေ့ရတယ်ယောဂဝေဒနာတစ်ခုခုရဲ့ဖိစီးမှုတံကိုအတော်ခံစားနေရဟန်ရှိတယ်ဒီလောက်ကျမ်းမာရေးညံ့ဖြစ်နေသူတဦးထံမှာသူမလိုချင်တဲ့ငွေကြောက်လေးပါမနာစေးတောက်ရှိမှရှိနိုင်ပါမလားရှင်းနေကြည့်ရတာကျွန်တော်မှုကိစ္စအတွက်နဲ့လာတွေ့တာမဟုတ်လားဘူးထင်ပါရဲ့ရုတ်တရက်မတင်မှတ်ထားပဲစတင်ပြောဆိုလိုက်တဲ့ဥက္ကမောင်ညွန့်ရဲ့စကားတန်ကြောင့်ဇိုးမမအခန်းပေါက်ဝါကိုစောင်းငင်ကြည့်လိုက်တယ်အပေါက်ဝါခုံမှာထိုင်နေတဲ့ဝန်တန်းမှာအပြင်ဘက်ကိုအာရုံရောက်နေတယ်ထောင်ဝင်စာခန်းမှာစူညံတဲ့စကားပြောတဲ့များကပတ်ဝန်းကျင်ကိုလွှမ်းမိုးထားတယ်လေးလေးပြောတာမှန်ပါတယ်ဒါဖြစ်ဘာကိစ္စနဲ့လာလဲရှင်းနေကြီးစိုးမမမျိုးကတရွေးတစ်ချက်မျိုးချလိုက်တယ်လေးလေးဥတုတော်ကိုတော့သိမှာပေါ့နော်ဘာလဲဟိုတီဘောမင်းလက်ထက်ကရွာစားကြီးဥတုတော်ကိုပြောရလားမှန်ပါတယ်လေးလေးမသိပဲနေမလားဗျာဥတုတော်ကကျွန်တော်ရဲ့အဖေးလေကျွန်တော်ကသူ့ရဲ့မြစ်ပေါ့ကျမကလည်းဥတုတော်ရဲ့မြစ်ရဲ့မြေးပါတွတ်ခေါ်မှာပေါ့ဥတုတော်ကကျမရဲ့အဖောင်းလို့ခေါ်ရမယ်ထင်ပါရဲ့ဟာဒါဆိုရှိနေကြီးနဲ့ကျွန်တော်တို့ကဆွေမျိုးတွေပေါ့ထောင်ထဲလာပြီးတော့ဆွေမျိုးဆက်နေရတော့မဟုတ်ပါဘူးနော်အဲ့ဒီဥတုတော်လက်ထက်ကနေစပြီးမျိုးဆက်၄-၅ဆက်ထိလက်ဆင့်ကမ်းလာခဲ့ကြတဲ့ထူးခြားစမ်းကြတဲ့ပစ္စည်းလေးတစ်ခုအကြောင်းကိုတော့လေးလေးသိလိမ့်မယ်ထင်ပါရဲ့ထူးခြားစမ်းကြတဲ့ပစ္စည်းလေးဟုတ်လားဘလို့ဟာများပါလဲလေးလေးရဲ့အမဒေါ်ငင်းရှင်ကအဲ့ဒီပစ္စည်းလေးအတွက်နဲ့၃နှစ်တစ်ကြိမ်သီလရှင်မမှန်ဝတ်ခဲ့ပြီးတစ်ခါဝတ်ရဲ့29ရက်တိပုံမှန်ကြားခဲ့တယ်မဟုတ်လားအော်ရှင်းနေကြီးကဒါတွေလည်းသိနေတာ哦စိုးမမကဆက်ပြောတယ်အဲ့ဒီပစ္စည်းလေးစောင့်ထားလို့ဒေါ်ငင်းရှင်ဟာရုတ်တရက်သေဆုံးခဲ့တဲ့အထိအနာရောဂါကင်းရှင်းပြီးအသက်အရွယ်နဲ့မမျှအောင်ကျန်းမာရေးဓာတ်အောင်မီကောင်းနေခဲ့တယ်မဟုတ်လားဥက္ကမောင်ညွန့်ကမထိတရီပြုံးပြတယ်နေပါအောင်ရှင်းနေကြီးကကျွန်တော်ကိုဘာဖြစ်လို့ဒါတွေလာမင်းနေရတာလဲကျွန်တော်နဲ့ဘလို့ပတ်သက်နေလို့လဲဘာဖြစ်လို့လဲဆိုတော့ဒေါ်ငင်းရှင်ဟာအဲ့ဒီပစ္စည်းလေးကိုဥက္ကမောင်ညွန့်ကိုလက်ဆင့်ကမ်းအပ်ခဲ့လို့ပါပဲအလိုဗျာစွတ်စွတ်ဆဲဆဲကြမ်းကြမ်းဖမှန်ဗျာခမရကအတိအကျကြီးပါလားဒါနဲ့နေပါအောင်အဲ့ဒီပစ္စည်းလေးကိုကျွန်တော်ကိုလက်ဆင့်ကမ်းခဲ့တယ်ဆိုတာရှင်းနေကြီးမှာဘာအထောက်ထားရှိလဲရှိပါတော့ကိုလေးလေးရဲ့အမြဲတမ်းကျမ်းမာရေးညံ့လို့ရှုနာရှိုက်ကုန်းလေးဖြစ်နေတဲ့လေးလေးဟာဒေါ်ငင်းရှင်ဆုံးပြီးတဲ့ချိန်ကနောက်ပိုင်းကစပြီးတော့အန်အောလာအောင်ကျမ်းမာရေးကောင်းမွန်လာပြီးတောင်းတောင်းမြင်နိုင်ခဲ့တယ်မဟုတ်လားဒါဒေါ်ငင်းရှင်ရဲ့ထူးခြားစမ်းကြဲတဲ့ပစ္စည်းလေးဟာလေးလေးလက်ထဲရောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ဒီတက်ခိုင်လုံးတဲ့အထောက်ထားဘယ်မှာရှိတော့မှလဲလေးလေးဥက္ကမောင်ညွန့်ကပါဇက်ဟောင်းသားပွင့်သွားကစိုးမမမျိုးကိုအန်အောလုံးဟန်စူးစိုက်ကြည့်နေတယ်ဒီလိုကြည့်နေမှပင်သူ့ရဲ့မျက်လုံးများကတစုံတစ်ခုတွေးမိတယ်လို့အားပြော့ညှို့ငယ်သွားတယ်ကဲဒါဖြစ်အဲ့ဒါဘလို့ပစ္စည်းမျိုးလဲအတိအကျပြောနိုင်မလားအဲ့ဒါငွေကြုတ်ကလေးနဲ့ထည့်ထားတဲ့မနာစေးတောင်လေးပါဥက္ကမောင်ညွန့်ကကျင်းနဲ့နှစ်ချိုက်သွားဟန်ပြုံးပြီးတော့ခေါင်းတစ်ဆက်ဆက်ညှိပြတယ်ကောင်းပြီလေရှင်နေကြီးကအဲ့ဒါကိုဘာလို့ချင်လို့လဲကျမမှရှိတဲ့မအိုစေးတောင်လေးနဲ့ခဏအလေးလေးလှုပ်ပြီးတော့ဒိတ်တန်ဝင်ချင်လို့ပါဥက္ကမောင်ညွန့်ကခေါင်းညှိပြတယ်ထို့နောက်စိုးမမရဲ့ရင်ညွန့်တဲ့ကိုစူးစိုက်ကြည့်နေပြောတယ်ဒါဆိုရှင်နေကြီးရဲ့မအိုစေးတောင်ကိုကျွန်တော်ကိုပြနိုင်မလား
ဥက္ကမောင်ညွန့်ကမင်းနေရင်သူ့ရဲ့မျက်လုံးကြီးကိုစိုးမမမျိုးရဲ့ရင်ညွန့်ပေါ်ကမခွာပဲစက်ကြည့်မြဲကြည့်နေတယ်။စိုးမမမျိုးကအခန်းဝမှာအဆောင်ဝန်ထမ်းထံမျက်လုံးဝေးကြည့်လိုက်ကလက်နက်ဘက်ကိုမြှောက်ပြီးလေမင်းပေါ်ရှိပရိတ်ကျိုးလုံးလေးကိုကင်ဆွဲလိုက်ပြီးတော့ခေါင်းပေါ်ကကြော်ပြီးချွတ်လိုက်တယ်။သူမလက်ထဲမှာရွှေရောင်ကျုပ်ကလေးပါလာတယ်။ဥက္ကမောင်ညွန့်ကရွှေကျုပ်အဖုံးကိုဖွင့်ရန်လက်ပြတယ်။စိုးမမမျိုးကအဖုံးကိုအသားမပေးဖွင့်ကစေးတာကိုဆဲထုတ်လိုက်ပါတယ်။ဥက္ကမောင်ညွန့်ကစိမ့်ပတ်မှန်အယောင်တန်းနေတဲ့မအိုစေးတာကိုအနီးကပ်ပြီးတိတိကျကျစူးစိုက်ကြည့်တယ်။အတန်ကြာမှစိတ်ကြီးနဲ့သွားဟန်ကောင်းကြီးပြပြီးစေးတာကိုပြန်ထည့်ရန်ပြောတယ်။စိုးမမမျိုးကစေးတာကိုပြန်ထည့်လိုက်ရာဥက္ကမောင်ညွန့်ကလေဘင်းမှာပြန်ဆွဲထားရင်လက်ပြလို့ငကိုတိုင်းပြန်ဆွဲထားလိုက်တယ်။ဥက္ကမောင်ညွန့်ကရှေ့လျားတဲ့တပ်ပြင်းတစ်လုံးမှုတ်ထုတ်လိုက်တယ်။ပြီးနောက်ရှေ့နောက်ဘေးဘီကိုလှည့်ကြည့်ကခတ်တူတူပြောလိုက်တယ်။တနေ့နေ့တစ်ချိန်ချိန်မှာတော့ဥသူတော်ရဲ့မျိုးဆက်တစ်ယောက်ယောက်ကျွန်တော်နဲ့လာဆက်သွယ်လိမ့်မယ်လို့မျှော်လင့်ပြီးတော့စောင့်စားနေကြတာအတော်ကြာခဲ့ပါပြီ။ကျွန်တော်အနေနဲ့တော့စောစောကရှင်နေကြီးပြောသလိုအမကြီးဒေါ်ငင်းရှင်မဆုံးခင်လေးကအမှဒီရာဇဝင်ကိုသိခဲ့ရတာပါ။အမကြီးဒီမနာစေးတာကိုကျွန်တော်လက်ထဲအလိုက်တော့ကစိတ်ထဲတစ်မျိုးဖြစ်မိသေးတယ်။အမကြီးနဲ့ဒီလောက်ကျမ်းမာရေးကောင်းနေပါလျက်နဲ့ညှို့ဝှက်ထားခဲ့တဲ့ကိစ္စဖွင့်ပြောပြီးဘာကြောင့်ဒီစေးတာကိုအပ်နေတာပါလိမ့်ပေါ့။ဒီစေးတာကိုကျွန်တော်လက်ထဲရောက်ပြီးနှစ်ရက်ပဲကြာတယ်။အမကြီးကအကောင်းပကတိကနေရုတ်တရက်ဆုံးသွားတယ်။ဒါအမကြီးသူတည်တော့မယ်ဆိုတာကြိုတင်သိနေတဲ့သဘောပဲမဟုတ်လား။ကျွန်တော်လည်းအမကြီးမှာခဲ့တဲ့အတိုင်းဒိတ်တန်ဝင်ပြီးမနာစေးတာကိုတောက်ခဲ့တာအံ့ဩစရာကောင်းလောက်ကျမ်းမာနှုတ်ပြလာခဲ့တာပေါ့ဗျာ။ကျွန်တော်တို့ကရွာသားကြီးဥသူတော်ရဲ့သားလက်ကနေဆင်းသက်လာပြီးဒီမနာစေးတောက်ပါတဲ့ငွေကြုံလေးကိုမျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းလာခဲ့ကြပေမဲ့အမကြီးလက်ထဲရောက်တဲ့ချိန်မှာဆွေစဉ်မျိုးဆက်စင်းကပါမလာတော့ဘူးကြီးညိုပြခုံမှာပေါ့ကျင်ကြံအားထုတ်ရမယ့်အစီအစဉ်တွေဖော်ပြထားတဲ့ကြီးဝါပြတစ်ခုပဲပါတော့တယ်ဒါကြောင့်ကျွန်တော်အနေနဲ့မအူစေးနဲ့မသိစေဘသူစီမှာရှိတယ်ဆိုတာကိုမသိနိုင်တော့တာနဲ့တနေ့နေ့တစ်ချိန်ချိန်ဆက်သွယ်လာမှာပဲလို့မျှော်လင့်နေခဲ့မိတာအမှန်ပါကျွန်တော်လည်းကျွန်တော်မှရှိတဲ့မနာစေးစွမ်းပြင်မအူစေးနဲ့မသိစေအာနိတဲ့တွေကိုလည်းလိုချင်တက်မှတ်စိတ်နဲ့တန်းတာနေခဲ့မိတာပေါ့ဗျာခဏနားနေပြီးမှတဖြည်းဖြည်းချင်းဆက်ပြောတယ်ဒီကြားတဲ့ကံကြမ္မာလှည့်ပြောင်းတစ်ခုကြောင့်အမှုတစ်ခုဖြစ်ပြီးထောင်ဆယ်နှစ်ကြာခဲ့တယ်အံ့ဩစရာကောင်းတာကဒီအမှုကိုတရားရုံးမှာရင်ဆိုင်ဖြေရှင်းနေတော့ကတောင်းတမိအောင်ကောင်းနေခဲ့တဲ့ကျွန်တော်ကျမ်းမာကြီးဟာတရားရုံးကအပြစ်ရှိတယ်ဆိုပြီးအမိန့်ချခံလိုက်တဲ့နေ့ကစပြီးတဖြည်းဖြည်းရိုးရွဲကြဆဲလာတော့တာပဲဗျာအစပထမမှာတော့ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာတွေးမရခဲ့ဘူးနောက်မှပဲတရေရေတွေးမိပြီးနားလည်လာခဲ့တာပဲအမှန်ကရှင်းနေကြီးလည်းသိတဲ့အတိုင်းပါပဲကျွန်တော်ဟာဂရိသက်စာ10ပါးထဲမှာပါတဲ့ကာယကံ3ပါးတွေကအရိဏဒါနာဆိုတဲ့အရှင်မပေးတဲ့ဥစ္စာကိုခိုးယူမိတယ်လို့ဖြစ်ပြီးထောင်ချခဲ့ရတယ်မဟုတ်လားဒီတော့ထားခဲ့တဲ့ဂရိသက်စာကစိုးပြီပေါ့ဗျာဥက္ကမောင်ညွန့်ပြောနေမှအမောဖောက်လာတယ်အတန်ကြာနားနေပြီးမှတဖြည်းဖြည်းဆက်ပြောတယ်အခုတော့ကျွန်တော်မျှော်လင့်အတောင်းတဆုံးဖြစ်ခဲ့တဲ့မအိုးစေးတောင်ဟာကျွန်တော်စိတ်ကူးနဲ့ယူခဲ့တယ်လို့ကျွန်တော်လက်ထဲစိုက်စိုက်ရောက်လာနေပြီလေရှင်းနေကြီးပြောတယ်လို့ကျွန်တော်ကိုစိတ်မျိုးချင်းချင်းအလဲလဲလုပ်ပြီးအထိတ်တန်ဝင်လိုက်ကြအောင်ပဲပေါ့ကြည်စမ်းဘလောက်ကောင်းလဲလို့ဒါပေမဲ့ရှင်းနေကြီးအလားကောင်းမိမဲ့ကျွန်တော်အတွက်ကတော့အခါနှောင်းသွားခဲ့ပြီဂတိသက်စာကိုဖောက်ဖျက်မိခဲ့တဲ့ကျွန်တော်အတွက်ဘယ်စေးတောင်းကမှအစွမ်းသက်ထည်မရှိနိုင်တော့ပါဘူးဒီစေးတောင်းကိုကျွန်တော်ဆက်ထားလို့လည်းဘာအကြောင်းမထူးတော့ဘူးဒီစေးတောင်းကိုလက်ဝဲပိုင်းဆိုင်ထိုက်တဲ့မျိုးဆက်တစ်ယောက်လည်းအခုရောက်နေပါပြီဒါကြောင့်ဥက္ကမောင်ညွန့်ကပြောဆိုဆိုနဲ့လက်နှစ်ဖက်ကိုမြောက်ကသူ့ရဲ့လေဘဲမှာဆွတ်ထားတဲ့ပရိတ်ကျိုးလုံးလေးကိုဆွဲချွတ်လိုက်တယ်လက်ထဲမှာပါလာတဲ့ငွေကြုတ်ကလေးရဲ့အဖုံးကိုမဖွင့်ပြကစေးတောက်ကိုသာဆွဲထုတ်လိုက်တယ်သူ့လက်ထဲမှာအဝါရောင်ရင်းရင်မနာစေးတောက်ကိုစိုးမမမျိုးမြင်တွေ့လိုက်တဲ့အခါရှင်ထဲမှာဝမ်းသာလုံးဆုတ်တက်သွားတယ်ဥက္ကမောင်ညွန့်ကအနာစေးတောက်ကိုငွေကြုတ်လေးတဲ့စနစ်တကျပြန်ထိတ်ကစိုးမမမျိုးရဲ့လက်ထဲကိုအပ်လိုက်ပြီးတာနဲ့နေရာမှထားရလိုက်ပါတယ်စိုးမမမျိုးကနေရာမှကမန်းကရန်ထကကျမ်းပြင်ပေါ်မှာဒူးတုပ်ထိုင်လိုက်ပြီးဥက္ကမောင်ညွန့်အားဥသုံးချိန်ပြည့်အောင်ကတော့လိုက်တယ်ဥက္ကမောင်ညွန့်ကတတော်တော်နဲ့စုပြီးကအစဝန်တန်းနဲ့အတူအကျဉ်းထောင်လေးကိုပြန်လည်ဝင်ရောက်သွားပါတယ်မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးမှာဖြစ်ပါတယ်မောင်လေးကအထက်ကတက်ကကိုရန်ကျောင်းသားမောင်အောင်တန်းတော့ဟုတ်ကဲ့အသက်ဘယ်လောက်ရှိပြီလဲ18နှစ်ပါအော်ကိုရန်ကျောင်းသားက18နှစ်တောင်ရှိနေပြီဆိုတော့ကိုရန်မှာတစ်ခါကြာပြီပေါ့နော်မောင်အောင်တန်းကရုတ်တရက်မဖြေဘူးတတိခုံရဲ့လက်ရဘက်ချမ်းမှာထိုင်နေတဲ့တရခံအကျိုးဆောင်ကိုမော့ကြည့်တယ်အကျိုးဆောင်ကမေးထိုးပြတယ်စိုးမမကထပ်မေးတယ်ကဲမမထပ်မေးမဲ့မောင်လေးကိုရန်မှာတစ်ခါကြာခဲ့တယ်ဆိုတာမှတ်ပါတယ်နော်ဟုတ်ကဲ့ထပ်ဖြစ်8တန်းမှာရောကြာခဲ့သေးလားမကြပါဘူးဟုတ်လားဒါလို့ဆို9တန်းမှာရောတစ်ခါကြာခဲ့သေးတယ်မလား
မအောင်တန်းကအောက်နှက်ခမ်းကိုအပေါ်သွားပြဖိကရင်တရခန့်အကျိုးဆောင်ကိုမောကြည့်ပြန်တယ်အကျိုးဆောင်ကဆက်ဖြေရန်မင်းငေါ့ပြတယ်ဟုတ်ကဲ့ခုနှစ်တန်းမှာတစ်ခါကြားခဲ့ပါတယ်အိုဖြစ်ရလေဘာလို့မြတ်တလောက်တောင်ကြာနေရတာပါလဲနော်ဒါနဲ့မောင်လေးနဲ့တရလိုမက်ဖြူပြကတန်းနဲ့နော်ဟုတ်ပါတယ်မောင်လေးရောတရလိုမက်ဖြူပြပါကန်တော်လေး63လမ်းထဲမှာနေကြရနော်ဟုတ်လားဟုတ်ပါတယ်ကောင်းပြီပြီးခဲ့တဲ့တောက်ကြနေကျောင်းကပြန်มาမောင်လေးကမက်ဖြူပြနောက်ကလိုက်ပြီးရေးစားစကားပြောခဲ့တာဆိုရင်မှန်ပါတယ်နော်မဟုတ်ပါဘူးကျွန်တော်သူ့နာမည်ကိုမသိလို့လိုက်မေးကြည့်တာပါဟုတ်ပါပြီနာမည်သိချင်လို့လိုက်မေးမိတာပေါ့ဒါနဲ့မောင်လေးကပြီးခဲ့တဲ့လကလည်းအခုလိုပဲ3ခါနောက်ကလိုက်ပြီးနာမည်မေးခဲ့သေးတယ်ဆိုရင်မှန်ပါတယ်နော်မောင်အောင်တန်းခဏတွေ့ပြီးစဉ်းစားရပြီးမှ3ခါမဟုတ်ဘူး2ခါတည်းပါဗျာအော်2ခါတည်းပေါ့နော်ကောင်းပါပြီအဲ့ဒါဘယ်နေ့တွေကလဲဆိုတာမောင်လေးမှတ်မိသေးလားရက်စွဲတိကျတော့မမှတ်မိဘူးညနေကျောင်းစင်ချိန်တွေ့မှာပါပဲကျေးဇူးတင်ပါတယ်ကွယ်ဒါနဲ့အဲ့ဒီ3ခေါက်လုံးမဖြူပြရဲ့နာမည်မသိလို့လိုက်မိခဲ့တာပဲပေါ့ပထမ2ခေါက်ကတော့ဘာစကားမှမပြောပဲဒီတိုင်းကတ်လိုက်ခဲ့တာပါတတိယခေါက်ကျမှနာမည်မေးမိတာပါကောင်းပါပြီမောင်လေးကအဲ့ဒါလိုမဖြူပြရဲ့နောက်က2ချိန်ကတ်လိုက်ခဲ့ပြီးတစ်ချိန်နာမည်မေးခဲ့တာဘာကြောင့်များလဲကွယ်မအောင်တန်းချက်ချင်းအဖြစ်မပေးဘူးခေါင်းငုပ်ပြီးတွေးနေတယ်ခဏနေမှကျွန်တော်သူ့ကိုစိတ်ဝင်စားမိလို့ပါဟုတ်ပြီမအောင်တန်းပထမတစ်ချိန်မဖြူပြနောက်ကလိုက်တော့ကသူ့เจ้าလွယ်တဲ့ကိုသူ့เจ้าလွယ်အိတ်ကိုဆွဲထားမိသေးရဲ့နော်ဒါမတော်တဆပါတွိုင်းလိုင်းထိမိသွားတာပါဆွဲထားတာမဟုတ်ပါဘူးမောင်လေးရဲ့လက်နဲ့တော့မဖြူပြရဲ့လွယ်အိတ်ကိုထိမိပြီးဆွဲထားတဲ့သဘောမျိုးဖြစ်သွားမှာပေါ့နော်ဟုတ်ပါတယ်ဒုတိယတစ်ခေါက်လိုက်တော့ကလည်းနောက်ကနေဖက်နှက်ကို2ခါတော့နင်းမိခဲ့သေးရဲ့နော်မောင်တန်းကနှက်ခမ်းမြောက်ဖိကြိုက်ကဒါလည်းမမျော်လင့်မဲဖြစ်သွားတာပါတမင်လောက်တာမဟုတ်ပါဘူးမဖြူပြရဲ့ဖက်နှက်ကိုနင်းတော့နင်းမိခဲ့တယ်ပေါ့နော်ဟုတ်ကဲ့နည်းနည်းတော့နင်းမိခဲ့တယ်ထင်ပါတယ်ကောင်းပြီအဲ့ဒီ2ခေါက်စလုံးမအောင်တန်းလိုက်လာတာကိုမဖြူပြကဘာပြောသေးလဲဘာမှတော့မပြောပါဘူးဒါပေမဲ့မကျေနပ်တဲ့ပုံစံတော့တွေ့ရပါတယ်မအောင်တန်းဒီလိုနောက်ကလိုက်နေတာကိုမှနှစ်သက်လို့လားသဘောပေါက်နော်အဲ့လိုမျိုးပဲဆိုပါတော့တတိယခေါက်မှာမအောင်တန်းနာမည်လိုက်ပြီးတော့မဖြူပြကဘာပြောလဲလိုက်မနှောက်ရှက်နဲ့လို့ပြောပါတယ်ဟုတ်ပြီမအောင်တန်းကမဖြူပြနောက်ကနေလိုက်နေတာကိုမဖြူပြကမှနှစ်သက်မလို့လားတဲ့အမူအရာမျိုးစကားနဲ့လည်းမနှောက်ရှက်ဘူးပြောပါလျက်နဲ့အခုလိုနောက်ကလိုက်ပြီးလွယ်အိတ်ကိုဆွဲရတော့ဖက်နှက်ကိုတက်နှင်းတာတော့ဟာမိန်းကလေးတယောက်ရဲ့ကာရဲ့အိမ်တွေကိုပျက်စီးစေတယ်ဆိုတာသိသလားကျွန်တော်မသိပါဘူးအခုတရလိုမဖြူပြကမအောင်တန်းကိုတရခံပြရုံတော်မှာရှောက်ထားပြီးရာဇသက်ကြီးဥပဒေပုံမှန်354ကာယင်တွေပျက်စီးမှုနဲ့တရားစွဲထားတယ်ဆိုတာတော့သိပါတယ်နော်ဟုတ်ကဲ့ဒါတော့သိပါတယ်အဲ့ဒီပုံမှန်အရပြစ်မှုထင်ရှားရင်ထောင်ဒဏ်2နှစ်အထိကြာကန်နိုင်ရတယ်ဆိုတာရောသိသလားကျွန်တော်မသိပါဘူးရုံးတော်ရှင်တရက်ခန့်ကိုမေးလို့ပြီးပါပြီဒီနေ့ရုံးတော်ရှင်မှာစစ်ဆေးချက်ရတရက်ခန့်မအောင်တန်းဟာရာဇသက်ကြီးဥပဒေပုံမှန်354ကိုကျူးလွန်ကြောင်းပေါ်လွင်ထင်ရှားနေတဲ့အတွက်တရက်ခန့်ပေါ်ထိရောက်ဟန်တားလောက်တဲ့ပြစ်ဒဏ်ချမှတ်ပေးနိုင်ပါရန်တင်ပြအပ်ပါတယ်ဟုတ်ပါပြီအခုဒီအမှုကိုစစ်ဆေးလို့မပြီးသေးတဲ့အတွက်တရားလိုရှိနေခြင်းအနေနဲ့ဒီကိစ္စကိုနှစ်ဖက်ရှောက်လဲချက်ပြီးတဲ့အခါမှာတင်ပြပါကဲတရက်ခန့်ဘက်ကပြန်ရှင်းမေးစရာရှိသေးလားဟုတ်ကဲ့ရှိပါတယ်တရကန်ကျိုးဆောင်နေရာမထကသူ့အမှုသည်မအောင်တန်းအားပြန်ရှင်းမေးခွန်းမေးနေတယ်။စောစောကတရလူဘက်ရဲ့ပြန်လည်မေးခွန်းများဖြင့်ထိုးနှက်ချက်ကြောင့်ရိုင်းနေသွားတဲ့အမှုအိမ်ကိုပြန်လည်တိမှတ်ပေးခြင်းဖြစ်တယ်။မအောင်တန်းဟာမဖြူပြရဲ့လွယ်အိတ်ကိုမတော်တဆထိုံထိမိပြီးတမင်ဆွဲထားမဟုတ်ဘူးနော်။ဟုတ်ပါတယ်။မဖြူပြရဲ့ဖက်နှက်ကိုလည်းတိတိကျကျတမင်နင်းလိုက်တာမဟုတ်ဘဲနဲ့လမ်းရှောင်ရည်နဲ့မလွတ်တာနဲ့အမတ်တမတ်ထိမိတယ်လို့မျိုးဖြစ်သွားတာမဟုတ်လား။ထို့စဉ်ရုံတော်ရှင်စိုးမမမျိုးကထိုင်နေရကထားပြီးလှမ်းអော်လိုက်တယ်။တရကန်ကျိုးဆောင်ဟာကိုတရကန်ကိုပြန်လည်မေးခွန်းနဲ့နမိတ်ပြမေးခွန်းနဲ့မီးနေပါတယ်။ကျမကန့်ကွက်ပါတယ်ရှင်။တရားသူကြီးကကောင်းကြီးပြတယ်။တရကန်အကျိုးဆောင်ကြီးအနေနဲ့ကိုလူကိုပြန်လည်မေးခွန်းမေးလို့မရဘူးလေ။တရကန်ကျိုးဆောင်ကရုံတော်ကိုဥညွှတ်လိုက်တယ်။ဟုတ်ကဲ့ကျွန်တော်ဒီမေးခွန်းတွေကိုရှုပ်သိမ်းပါတယ်။မအောင်တန်းကမဖြူပြရဲ့လွယ်ကိုတမင်ဆွဲထားလားမတော်တဆထိုံထိမိရလား။ထိုအခိုက်စိုးမမမျိုးထားရလိုက်ပြန်တယ်။ရုံတော်ရှင်ဒါလည်းခုနကနမိတ်ပြမေးခွန်းကိုမှတ်လိုက်တစ်ပတ်လုပ်ပြီးပြန်မီးနေရပါကျမကန့်ကွက်ပါတယ်ရုံးတော်ကတားမြင်ပေးပါတရားသူကြီးကခက်ပြုံးပြုံးအမူအရာဖြစ်ကောင်းညိလိုက်ပါတယ်တရားခံကျိုးဆောင်ကြီးမေးခွန်းပြန်မီးပါတရားခံကျိုးဆောင်ကရုံးတော်ကိုဥညွှတ်လိုက်ကမအောင်တန်းအားမေးခွန်းအသစ်ထပ်ပြင်မိတယ်ကဲမအောင်တန်းတေချာနားထောင်ပြီးတော့ဖြေပါမက်ဖြူပြရဲ့လွယ်ကိုဘလို့လုံးမိခဲ့လဲကျွန်တော်သူ့လွယ်ကိုမတော်တဆထိမိအောင်ထိမိတာပါကောင်းပြီမက်ဖြူပြရဲ့ဖက်နှက်ကိုရောဘလို့လုံးမိခဲ့လဲဟုတ်ကဲ့ဟိုသူ့ဖက်နှက်ကိုကျွန်တော်တမင်နင်းလိုက်တာမဟုတ်ဘဲနဲ့
လမ်းလျှောက်ရင်မလွတ်တာနဲ့အမတ်တမတ်ထိမိတယ်လို့မျိုးဖြစ်သွားတာပါရုံးတော်ရှင်တရားခံကျိုးဆောင်ဟာပထမအချိန်မှာပြန်လည်မေးခွန်းတွေမှားရင်မေးမိကြအောင်စောင့်ပြီးသူဖြည့်စေခြင်းတဲ့စကားလုံးတွေကိုတရားခံရဲ့ခေါင်းထဲမှာရိုက်သွင်းထားခဲ့ပါတယ်အခုဒုတိယကြိမ်ပြန်မေးရတဲ့အခါမှာသူကနက်ကရိုက်သွင်းထားခဲ့တဲ့စကားလုံးတွေကိုတိတိကျကျနဲ့ပြန်တူးဖော်ယူနေရပါဒါဥပဒေနဲ့အညီဗရမ်းမှုစစ်ဆေးနည်းရဲ့ပြော့ကွက်ကိုအခွင့်ကောင်းယူပြီးတရားရုံးတော်ရဲ့စီရင်ပိုင်ခွင့်ရန်ရာကိုအလွဲသုံးစားပြုနေရဖြစ်တယ်ဒါကြောင့်ဒီနေ့ရုံးတော်မှာစစ်ဆေးမေးမြန်းဖြေဆိုချက်တွေအပေါ်မှာကျမတရက်လိုအကျိုးဆောင်နေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းရုံးတော်ကမှတ်တမ်းတင်ထားပေးပါရန်တင်ပြတောင်းဆိုအပ်ပါတယ်ရှင်တရားသူကြီးကထွက်ဆိုချက်မှတ်တမ်းလိုက်ရင်းနေတဲ့ရှေ့ဖက်စရေးကိုခေါင်းညိပြလိုက်တယ်ကဲတရားခံဘက်ကထပ်မေးဖို့ရှိသေးလားမရှိတော့ပါဘူးခင်ဗျာမရှိရင်ရုံးတော်ကိုနောက်တစ်ပတ်တနင်္လာနေ့မနက်7:00နာရီမှာထပ်မံစစ်ဆေးဖို့ရွှေ့ဆိုင်းလိုက်တယ်တရားသူကြီးကပြောပြရနဲ့ထားရက်လိုက်တယ်နှစ်ဖက်ကျိုးဆောင်များနဲ့တရားရုံးပြည်သက်များပါထားရက်ပြီးတော့အယူသေးပြုလိုက်ကြတယ်အဲ့ဒီအမျိုးသမီးရှေ့နေကဘာတူလဲဗျပြည်သက်တွေကတယောက်ကမေးတယ်ဘိုးတရားရုံးရှေ့နေဒေါ်စိုးမမမျိုးဆိုတာပေါ့ဘာဖြစ်လို့လဲဗျအော်တော်တော်ထက်တယ်မိမှာပဲဗျဟာထက်တာတော့မပြောနဲ့တရားဥပဒေလောကမှာဂမ်ဘီယာဆန်နဲ့ဖြစ်ရဆန်းများဆိုပြီးမဂဇင်းဂျာနယ်တွေမှာရေးနေတဲ့ဂမ်ဘီယာမမဆိုတာသူ့ပေါ့ဩဒါကြောင့်ကိုထိုအမှုမှာတရားခံမအောင်တန်အားပြစ်မှုထင်ရှားလို့ထောင်ဒဏ်6လချမှတ်ခဲ့တယ်နောက်တစ်မှုမှာအင်းစိန်မျိုးနဲ့တရားရုံးမှာဖြစ်ပါတယ်စိုးမမမျိုးလိုက်ရတဲ့အမှုများမှာများသောအားဖြင့်ယောက်ျားလေးဘက်ကမတရားမှုတာဝန်ပြတ်မှုများကြောင့်မိန်းကလေးဘက်ကနစ်နာခဲ့ရတဲ့အမှုမျိုးများဖြစ်ပါတယ်စိုးမမမျိုးကိုနိုင်ကလည်းကိုတူးကိုချွန်လွန်တဲ့မိန်းမမျိုးဖြစ်ကတော်ယုံတန်ယုံယောက်ျားကိုထင်မကြီးတတ်တဲ့စိတ်များကိန်းအောင်နေလေရာအဲ့ဒီခန်းစားချက်များနဲ့ရောပြောနေတဲ့စိုးမမမျိုးရဲ့တရားခွင်မှပြန်လည်မေးခွန်းများဟာကိုယ်တိုင်ခန်းစားနေရသူဘက်မှလှုပ်ရှားတက်ဝင်ပြီးပြင်းပြင်းထန်ထန်ရှိလာတယ်။ရခင်ကဗိုလ်တထောင်မျိုးနဲ့တရားရုံးမှာလည်းအမှုတမှုလိုက်ပေးခဲ့ရသေးတယ်။အမှုမှာယောက်ျားလေးကမိန်းကလေးကိုလက်ထပ်ယူပါမယ်လို့အယုံသွင်းပြီးကာမကိုရယူခဲ့ပြီးမိန်းကလေးမှာကိုယ်ဝင်ရှိလာတဲ့အခါယောက်ျားလေးကလက်ထပ်ယူရညှင်းဆန်လို့ရာဇသက်ကြီးဥပဒေပုံမှာ410ခွန်လိမ်လည်မှုပြတရားစွဲခဲ့ရတဲ့အမှုဖြစ်တယ်။အဲ့ဒီမှုကိုကြည့်ရင်လည်းပုရိသယောက်ျားတို့ရဲ့ဂတိတစ္ဆာပြတ်ကွက်မှုတာဝန်ပြတ်ကွက်မှုများနဲ့အားနွဲ့တဲ့မိမသားများအားသွေးဆောင်လှည့်ဖြားပြီးဖျက်ဆီးပစ်ခဲ့တဲ့လူမဆန်တဲ့အပြုတ်မှုများကပေါ်လွင်ထင်ရှားခဲ့တယ်။ဒါကြောင့်လေစိုးမမမျိုးရဲ့မိမမာနာကိုပုံမသွေးတက်စေပြီးယောက်ျားတို့ပေါ်အထင်မြင်သေးမှုကိုလည်းပိုပြီးတိုးပွားစေခဲ့တယ်။ထိုမှုမှာလည်းပြစ်မှုထင်ရှားလို့တရားခံကိုထောင်နဲ့တစ်နှစ်ချမှတ်ခဲ့တယ်။ယခုအင်းစိန်မျိုးနဲ့တရားရုံးမှာလိုက်ပါဆောင်ရွက်ခဲ့တဲ့အမှုကခက်ဆန်းဆန်းဖြစ်တယ်။အမှုမှာမောင်မြကြိုင်နဲ့မဆန်းဆန်းမြင့်တို့မှာတမီးစားများဖြစ်ပြီးနှစ်ဦးသဘောတူခိုးရလိုက်ပြေးကြတယ်။တနေရာမှာနှစ်ပတ်ပေါင်းသိနေထိုင်ခဲ့ပြီးတနေ့မှာမောင်မြကြိုင်ပြန်မလာပဲပျောက်သွားပါတယ်။မဆန်းဆန်းမြင့်ကစုံစမ်းကြည့်ရာမောင်မြကြိုင်မှာသူ့ရဲ့မိဘများထံပြန်ရောက်ပြီးတော့နေထိုင်လျက်ရှိကြောင်းသိရတယ်။မောင်မြကြိုင်မှာပညာလေးမစုံအလုပ်ကိုင်လည်းမရှိပဲမိမခိုးပြေးမိခဲ့ခြင်းဖြစ်ရာရတတပတ်နှစ်ပတ်ခန့်ကြာပါလာတဲ့ငွေကြေးပစ္စည်းတွေကုန်သွားလို့စားဝတ်နေရေးစည်ရင်းမှုတံကိုမခံနိုင်လို့မဆန်းဆန်းမြင့်ကိုဆွန့်လွတ်ပစ်သွားခဲ့ကြောင်းသိရှိရတယ်။မဆန်းဆန်းမြင့်ကမိမိအားလင်းများအဖြစ်ခိုးယူပေါင်းတင်ပြီးမှဆွန့်ခွာသွားမှုအပေါ်မကျေမနပ်ဖြစ်ကရာဇသက်ကြီးဥပဒေပုံမှာ493နဲ့တရားစွဲဆိုခဲ့တယ်။ထိုပုံမှာ493ရဲ့သဘောမှာယောက်ျားတစ်ယောက်ဟာကိုယ်နဲ့တရားဝင်လက်မထက်ရသေးတဲ့မိန်းမတစ်ယောက်ကိုတရားဝင်လက်ထပ်ပြီးတဲ့ကြောင်လှည့်ဖျားယုံကြည်စေပြီးကာမကိုရယူခြင်းကိစ္စမျိုးဖြစ်တယ်။ယခုမှုမှာရခင်မှုများကလို့ထိမ်းများလက်ထပ်ယူပါမယ်လို့အယုံသွင်းလှည့်ဖျားပြီးကာမကိုရရှိခြင်းမဟုတ်ပါဘူး။ထိုမိန်းမကိုယူလဲယူခဲ့တယ်ပေါင်းလင်းပေါင်းသိခဲ့တယ်။ဒါပေမဲ့ပေါင်းသိမိမှဆုံးခွာသွားခြင်းဖြစ်တယ်။ထိုမှုမှာစိုးမမမျိုးကပေါင်းမြကြိုင်အားဇွဲတက်တီနေတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြစ်တင်ရှုတ်ချကာမတရားဆုံးဖြတ်ခဲ့တဲ့အချက်ကိုပြန်လည်မေးခွန်းများဖြင့်ပေါ်လွင်ထင်ရှားအောင်မေးခွန်းထုတ်ထိုးနှက်နိုင်ခဲ့တဲ့အပြင်ယောက်ျားတို့ကနှိပ်ချတဲ့တာရကတစ်ခုလည်းတင်ပြခဲ့သေးရပဲဒီမေမောင်မြကြိုင်မင်းမဟောဒရာဇတ်တော်တဲကတင်ကုတ်တရလူလင်ချောင်းကိုကြားဖို့မှာပေါ့ဟင်းကျွန်တော်မကြားဘူးပါဘူးအော်ဟုတ်လားဒါဆိုရင်လည်းကြားဖို့အောင်ပြောပြရတာပေါ့ကွာမိထီလာပြည်ကတင်ကုတ်တရလူလင်ဟာတက္ကသိုလ်ပြည်ကတိတာပေါမောက်ခါဆရာတော်ထံကပညာဆုံးလို့ပြန်တဲ့အခါဆရာကြီးကအရွယ်ရောက်နေပြီဖြစ်တဲ့သူ့သမီးနဲ့ထိမ်းများပေးစားလိုက်တဲ့တင်ကုတ်တရလူလင်ကဘုံမရှိတဲ့ယောက်ျားဖြစ်ပြီးတိတာပေါမောက်ခါဆရာကြီးရဲ့သမီးကတော့ဘုံရှိတဲ့မိန်းမဖြစ်တဲ့ညချိန်မှာတင်ကုတ်တရလူလင်ကသူတို့သမီးရောက်လာရင်ဘုံမရှိတဲ့အတွက်အိယာကဆင်းပြီးမြေမှာအိတ်လိရှိတဲ့မိထီလာပြည်အပြန်လမ်းမှာသူတို့သမီးကတပန်းသီးစားကြလို့တက်ခုနေတော့တ
တင်ကုတ်တရလူလင်ကတပန်းပင်ရင်အောင်မှာစူးတွေရှံပြီးကိုလွတ်ယုံထွက်ပြေးသွားတယ်တဲ့ကဲမောင်မြကြိုင်မင်းခုကြားဘူးပြီမဟုတ်လားဟုတ်ကဲ့အဲ့ဒီတင်ကုတ်တရလူလင်ကဘသူနဲ့တူတယ်လဲကျွန်တော်မသိပါဘူးခင်ဗျာဘာလို့မသိကြအောင်စောင့်နေရလဲသူများသားသမီးကိုခိုးယူပေါင်းတင်ပြီးရှာဖွေမကြွေးမွေးနိုင်တဲ့မင်းလိုတရေပေါ်ကြောင်ပြီးဇွဲတက်တိမရှိတဲ့ယောက်ျားနဲ့တူတာပေါ့ကွာမဟုတ်ဘူးလားမောင်မြကြိုင်ကမဖြေဘူးစိုးမမမျိုးကဆက်မေးတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတာရောသိရလားကျွန်တော်မသိပါဘူးခင်ဗျာအေးစမ်းစမ်းမြင့်လို့ဘုံကံရှိတဲ့မိန်းမတွေကိုမင်းတို့လိုဘုံကံမရှိတဲ့ယောက်ျားတွေကမပေါင်းရလို့ကိုလိုယုံထွက်ပြေးသွားတာပေါ့ကွာနားလေလားစိုးမမမျိုးကအနှိမ့်ငယ်အတန်းမြင့်ပြောလိုက်တယ်မောင်မြကြိုင်ကဘာမှမပြောဘဲနေနေလိုက်ပါတယ်ထိုစဉ်တရက်ခန့်ကျိုးဆောင်ကရုတ်တရက်ချရက်လိုက်ပြီးရုံးတော်ခမညာတရက်လိုကျိုးဆောင်ကကျွန်တော်အမှုတရဲ့ဂုံတိတ်ကတခုတည်းမကဘူးယောက်ျားတွေဆိုတဲ့ဘဟုဝစ်ကိန်းကိုတုံးပြီးတော့ကျွန်တော်တို့ယောက်ျားသားအားလုံးကိုပုတ်ခတ်နေပါတယ်တားမြစ်ပေးပါခမညာစိုးမမမျိုးကတရားသူကြီးကအုံညွှန်လိုက်ပါတယ်ရုံးတော်ရှင်ကျမယောက်ျားသားအားလုံးကိုပြောနေရမဟုတ်ပါဘူးတင်ကုတ်တရလူလင်လိုဘုံကံမရှိတဲ့မောင်မြကြိုင်တို့လိုယောက်ျားတွေကိုသာဆိုလိုတာဖြစ်ပါတယ်ရုံးတော်ခမညာဒါတက်တက်သူအခုမှပြင်ပြောတာပါသူပထမပြောတော့ကဒီလိုမဟုတ်ပါဘူးရုံးတော်ရှင်ရှေ့ဖက်စရေးရဲ့မှတ်တမ်းကိုကြည့်ရင်သိနိုင်ပါတယ်ကျမကဘုံကံမရှိတဲ့ယောက်ျားတွေကိုသာပြောတာပါယောက်ျားအားလုံးကိုတိမ်ကြုံပြီးတော့ဘယ်ပြောရဲပါမလဲရှင်တရားသူကြီးကလက်တစ်ပတ်မြောက်တယ်ကဲအကျိုးဆောင်ချင်းချင်းငင်းခုန်နေစရာမလိုရုံးတော်ကမှတ်တမ်းတင်ထားပါတယ်ကဲတရားလူဘက်ကမေးစရာရှိသေးလားမရှိတော့ပါဘူးရှင်တရားခံဘက်ကရောမရှိတော့ပါဘူးခင်ဗျာကောင်းပြီဒါဆိုရုံးတော်ကိုလာမယ့်အပတ်ကြာတာပြီရွှေ့ဆိုင်လိုက်တယ်တရားသူကြီးတရားခွင်ပေါ်ကဆင်းသွားတယ်တရားလူတရားခံနှစ်ပတ်ကျိုးဆောင်များနဲ့ပြည်သက်များမတက်ထရက်ပြီးတော့အယူသေးပြုကြတယ်ထိုအမှုပြီးမှတော့တရားခံမောင်များကြိုင်အားပြစ်မှုထင်ရှားလို့ထောင်ဒဏ်တစ်နှစ်နဲ့ဒဏ်ငွေ900ချမှတ်ခဲ့တယ်စိုးမမမျိုးလိုက်ပါဆောင်ရွက်ခဲ့တဲ့တောင်းကလာပါမျိုးနဲ့တရားရုံးကအမှုတစ်ခုမှကဥပဒေအကြောင်းချင်းရာပြဿနာတစ်ခုနဲ့ရင်ဆိုင်တွေ့ရှိခဲ့ရတဲ့အပြင်စိုးမမမျိုးကိုယ်တိုင်ပါဝင်အမျိုးသမီးများအတွက်အထူးသင်ခန်းစာယူပွဲဖြစ်ခဲ့ရတယ်။အမှုမှာဒေါက်တာစိုးညွန့်ဆိုသူကလက်ရှိတရားဝင်ဇနီးရှိလျက်နဲ့လူပြိုလူလွတ်ဟန်ဆောင်ကမတ်တင်ရီဆိုသူကိုပဲခူးတရားရုံးမှာလက်ထပ်မင်္ဂလာပြုခဲ့တယ်။ဒီလိုလက်ထပ်စဉ်ဒေါက်တာစိုးညွန့်ကသူ့ကိုယ်သူဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ကြောင်းလက်ထပ်မင်္ဂလာပြုချက်မှာထည့်သွင်းကြေညာခဲ့ပါတယ်။ထို့နောက်ရန်ကုန်မြို့တောင်ကလာပါမြို့နယ်မှာအိမ်ငှားနေတဲ့အခါမှာဒေါက်တာစိုးညွန့်မှာမရက်ကြီးရှိကြောင်းကြားသိရတော့တယ်။ထိုချိန်မှာမတ်တင်ရီမှာ17လသားယောက်ျားကလေးတစ်ယောက်ရရှိနေပြီဖြစ်တော့လေဒေါက်တာစိုးညွန့်က၎င်းပြင်နောက်ထပ်မိန်းမများထပ်ယူခဲ့သေးတာကိုကြားသိရလို့မပေါင်းသိနိုင်တော့လို့ခွာရှင်းပေးပါရန်လျှောက်ထားခဲ့တဲ့အမှုဖြစ်ပါတယ်။အဲဒီအမှုကိုတောင်ကလာပါမြို့နယ်တရားရုံးကရာဇသက်ကြီးဥပဒေပုံမှန်495အရလက်ခံစစ်ဆေးခဲ့ရာစိုးမမမျိုးကနစ်နာသူအမျိုးသမီးမတ်တင်ရီရဲ့အကျိုးဆောင်ရှေ့နေဖြစ်လိုက်ပါဆောင်ရွက်ခဲ့တယ်။ရာဇသက်ကြီးပုံမှန်495အရယောက်ျားတဦးကမယားအသက်ရှိလျက်ရှိခြင်းဖြင့်နောက်ထပ်အိမ်အောင်ပြုခြင်းဟာအတိမဖြစ်တဲ့ကိစ္စမျိုးမှာနောက်ထပ်ထိမ်းများသူအားအထက်ကထိမ်းများခြင်းအကြောင်းကိုထိန်ချန်လျင်ပြစ်မှုကျူးလွန်သူအားထောင်ဒဏ်10နှစ်အထိချမှတ်ရမယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားတယ်။စိုးမမမျိုးဟာပင်ကိုကပင်တော်ရုံယောက်ျားပေါ်မှာယုံကြည်မှုမရှိတတ်သူဖြစ်ပေရာယခုအမှုလိုမိန်းကလေးများကိုလိန်ညာလှည့်ဖြားပြီးတယောက်ပြီးတယောက်ချီတော်တင်ပြီးဖျက်ဆီးပစ်နေသူယောက်ျားတအုပ်ကိုထင်ကြရတွေ့ရတဲ့အခါယောက်ျားများပေါ်မုန်းတီးယွန်ရှာတဲ့စိတ်ပင်တဖွာဖွာပေါ်ပေါက်ခဲ့တယ်။အဲဒါလိုစိုးမမမျိုးရဲ့မူလအခြေခံစိတ်ဓာတ်နဲ့မိမိမှုကမတ်တင်ရီအတွက်အနိုင်ရလို့တော့ရှိနေစိတ်ဓာတ်တို့ပေါင်းဆက်ပြီးပြန်လည်မေးခွန်းများပြတိုက်ဆက်ဆင်းလိုက်တဲ့အခါမှာအနာပေါ်ထုတ်ကြသလိုနာတာခန့်ခန့်အမျက်ထွက်ခဲ့ရပုံများကဒေါက်တာမှာအရင်အိမ်တော်ရှိလျက်နဲ့ထိန်ချန်ပြီးမတ်တင်ရီကိုဘာလို့ထပ်ယူခဲ့ရလဲ။ဒေါက်တာစိုးညွန့်ကမထိတထိပြုံးလိုက်တယ်။ဒါကျွန်တော်ရဲ့ကိုကြီးကိုယ်တာကိစ္စပါရှင်းနေကြီး။ရှင်နှမချင်းစာနာဖို့ကောင်းပါတယ်။ရှင်မနှမမရှိဘူးလား။ကျွန်တော်ကတူဦးတီတော်သားလေ။အော်ဒါဖြင့်ရှင်မအမေတော့ရှိမှာပေါ့။ဒေါက်တာစိုးညွန့်ကလက်တစ်ဖက်မြောက်ပြလိုက်တယ်။ရှိနေကြီးမှလည်းအမေရှိတာပဲ။ကျွန်တော်တို့ဒီအမှုကိစ္စမှာအမေတွေဆွဲမထင်ကောင်းမယ်ထင်နေဗျ။စိုးမမမျိုးနှုတ်ဆောင်ကမျက်လုံးများပဲဝိုင်းသွားမိတယ်။တော်တော်လာတဲ့ငနေပါလား။ဒီလိုအမှုကိစ္စမျိုးဘယ်နှကြိမ်ကြုံခဲ့ပြီလဲမသိဘူး။တရားရုံးအတွေ့အကြုံတော်တော်ရင့်ကျက်နေပုံရတယ်။ထားပါတော့ရှင်။ဒေါက်တာအနေနဲ့ရင်အိမ်တောင်ရှိနေပေမဲ့ကျမမှုမတ်တင်ရီကိုတရားဝင်လက်ထပ်ထိမ်းမြခဲ့ပြီးပြီပဲအဲ့ဒါတော့ဘာလို့နောက်ထပ်မိန်းမတွေထပ်ယူခဲ့သေးရလဲဒေါက်တာစိုးညွန့်ကနှက်ခမ်းရွှဲပြီးပြုံးပြန်တယ်ခုနကအဖြေခဲ့ပြီးပါပြီရောဗျာဒါကျွန်တော်ရဲ့ကိုကြီးကိုတာကိစ္စပါလို့စိုးမမမျိုးရဲ့ဒေါသနှစ်ထင်ကိုစောင့်တန်လာတယ်ကောင်းပြီ
ရှင်ဒီလိုပုံစံမျိုးဖြစ်နေလို့လည်းမရဘူးရှင်ကိုရေးကိုတာဆိုတာကိုရုံးတော်ကနားလည်ရှင်းပြစမ်းပါဒေါက်တာစိုးညွန့်ကမကျေနပ်သောမျက်နှာဖြင့်တရားသူကြီးကိုလှမ်းကြည့်လိုက်တယ်တရားသူကြီးရဲ့တောက်ပြောင်ဆိုးရှာတဲ့မျက်လုံးအကြည့်ကြောင့်ကျမ်းပြင်စီကိုပြောင်းကြည့်မိတယ်ခဏနေမှစွမမျိုးအားမျက်လုံးလှန်ကြည့်ပြီးဖြေတယ်ကျွန်တော်မတ်တိန်ရီနဲ့လက်ထက်မင်္ဂလာပြုလာမှာကျွန်တော်ဟာမြန်မာဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်တယ်လို့အတိအလင်းကြေညာခဲ့တာပဲဗျာရှင်ဘာလို့ဆိုလို့တာလဲကျွန်တော်လိုဗုဒ္ဓဘာသာမြန်မာတယောက်အနေနဲ့နောက်ထပ်တရားဝင်အိမ်တော်ပြုခွင့်ရှိတယ်မဟုတ်လားအလိုစိုးမမမျိုးရဲ့နှက်ခမ်းများဝါလုံးတံဝိုင်းဆက်သွားတယ်အော်တိတ်ဟုတ်ပါလားဒါကြောင့်ဥပဒေကိုအကာအကွယ်ယူပြီးမရငယ်တွေတယောက်ပြီးတယောက်ယူနေတာဟုတ်ရှင်ဒေါက်တာစိုးညွန့်ကလက်ကပြတယ်ဒီမှာရှိနေချင်းမြန်မာတလိထုံတဲ့ဥပဒေမှာမရငယ်ဆိုတာမရှိဘူးလေနောက်အိမ်တော်ကိုမရက်ပြိုင်ဒါမှမဟုတ်ဒုတိယမယာတတိယမယာစတုတ္တမယာဆိုပြီးခေါ်ဝေါ်ရမယ်လို့ဥပဒေအရတရားဝင်ပြဋ္ဌာန်းထားတယ်မဟုတ်လားကြည်စမ်းတကယ်လို့မိချောင်းသားတက်စိုးမင်ကနေရှေ့နေထက်တောင်ရှာတတောင်လောက်ရှေ့ထွက်နေပါပေါ့။အိုးရှင်ကမိန်းကလေးတွေတယောက်ပြီးတယောက်ခြေတော်တင်တဲ့ပညာမာရင်ကျွမ်းကျင်ရုံမကတရားဥပဒေကိုပါအယုတ်ဆိုးအကြီးတန်းအောင်ဖျက်ဆီးနေတဲ့တတဝပါလား။ထို့စဉ်တရားခံရှေ့နေကြီးရုတ်တရက်ထရလိုက်တယ်။ရုံတော်ခင်ဗျာတရားလိုရှေ့နေကြီးကကျွန်တော်အမှုတဲ့ရဲ့ဂုံတိတ်ခါကိုထိခိုက်အောင်တိမ်ပြင်းတဲ့စကားတွေကိုသုံးနှုံနေပါတယ်။တားမြင်ပေးပါခင်ဗျာ။စိုးမမမျိုးမျက်နှာနေရဲသွားကတရားခံရှေ့နေကစကနေလှည့်ကြည့်လိုက်တယ်။ဘာရှင်ဂုံတိတ်ကဟုတ်သလား။ဒီလိုလူမျိုးမှာဂုံတိတ်ကဆိုတာရှိသေးလို့လား။ရှေ့နေကြီးပဲစဉ်းစားကြည့်စမ်းပါအောင်။မရှိတော့တဲ့ဂုံတိတ်ကကိုကျမကဘယ်နဲ့လို့ချလို့ရမှာတော့။ကြံကြံပမှန်ရှင်။ပြီးတော့ရှေ့နေကြီးကြားတဲ့မြင်းနေအတိုင်းပဲရှင့်တရားခံပြောဆိုနေပုံကရုံးတော်ကိုမထီမဲ့မြင်ပြုမှုနဲ့တရားစွဲလို့ရနေပြီရှင်။နားလေရလား။ထို့စဉ်တရားသူကြီးကသူ့ရဲ့လက်ကင်ပုံနဲ့စပွဲကိုနှစ်ချက်ဆင့်ထုလိုက်တယ်။ဒါတရက်ခွင်ခင်ဗျားတို့စကန်နိုင်လူတဲ့နေရာမဟုတ်ဘူး။မေးစရာမရှိတော့ရင်တော့ရုံးချင်းပေးလိုက်မယ်။တရားသူကြီးကရုံးချင်းပေးကတရားခွင်ပေါ်ကမကြေမနက်နဲ့ဆင်းသွားတယ်။အဆိုပါအမှုအားနောက်ဆုံးမှာမြို့နယ်တရားရုံးကဒေါက်တာစိုးညွန့်ပေါ်ပြစ်မှုထင်ရှားလို့ထောင်ဒဏ်3နှစ်ချမှတ်ခဲ့ရာဒေါက်တာစိုးညွန့်ကမကြေနပ်လို့ရန်ကုန်တိုင်းတရားရုံးကိုအယူခံတက်ခဲ့တယ်။ရန်ကုန်တိုင်းတရားရုံးကမူလအောက်ရုံးအမိန့်တိုင်းပဲအတည်ပြုခဲ့လို့ဒေါက်တာစိုးညွန့်ကလက်မလျှော့ပဲတရားရုံးချုပ်အထိပြင်ဆင်မှုလျှောက်ထားခဲ့တယ်။တရားရုံးချုပ်ကထိုအမှုကိုသုံးသပ်ရမှာဒေါက်တာစိုးညွန့်ကမရက်ကြီးရှိစေကမူမြန်မာဗုဒ္ဓဘာသာဖြစ်တဲ့လျောက်နောက်တဲ့တရားဝင်အိမ်တော်ပြုနိုင်ကြောင်းမတ်တရီဟာတရားဝင်ဇနီးဖြစ်ကိုရောက်ရှိပြီးသူဖြစ်ကြောင်းယူဆနိုင်မှာဖြစ်လို့ဒေါက်တာစိုးညွန့်ကရာဇသက်ကြီးပုံမှန်495ပြဋ္ဌာန်းချက်ပါပြစ်မှုမျိုးကျူးလွန်နိုင်မှာမဟုတ်လို့မူလရုံးနဲ့အယူခံရုံးတို့မှချမှတ်သောအမိန့်နဲ့ပြစ်ဒဏ်ကိုပယ်ဖျက်ပြီးဒေါက်တာစိုးညွန့်ဟာအမှုမှာတရက်သေးလွတ်လိုက်ကြောင်းတွေ့ရှိရတယ်။ဒီနေရာမှာအမှုမှန်ဖြစ်ပါလျက်နဲ့ဒေါက်တာစိုးညွန့်ဘာကြောင့်တရက်သေးလွတ်သွားရတယ်လို့စဉ်းစားရမယ်။ရာဇသက်ကြီးပုံမှန်495အဓိပ္ပာယ်ဖွင့်ချက်မှာနောက်ထပ်အိမ်အောင်ပြုခြင်းအတိမဖြစ်သောကိစ္စမျိုးမှာဆိုသောစကားရက်ပါရှိနေရာထိုစကားရက်အရာနောက်ထပ်တရားဝင်အိမ်အောင်ပြုခြင်းကိုအတိမဖြစ်ခွင့်မပြုသောခရစ်ယာန်ဘာသာဝင်များနဲ့သာတက်ဆိုင်နေပေမယ့်မရကြီးရှိလျက်နဲ့နောက်ထပ်တရားဝင်အိမ်အောင်ပြုနိုင်ခွင့်ရှိတဲ့မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့်ဤပုံမှ495ကိုကျိုးလွန်မရောက်ခြင်းကြောင့်ဒေါက်တာစိုးညွန့်တရက်သေးလွတ်သွားရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီအမှုဟာအယုံလွယ်အညာလွယ်သောမိန်းကလေးများအတွက်ဘဝသင်ခန်းစာအထူးယူတတ်ကြစေရန်မိမောင်းထိုးပြလိုက်ခြင်းဖြစ်တယ်လို့စိုးမမမျိုးတယောက်အပြေအဝခံယူခဲ့တယ်။စိုးမမမျိုးဟာထိုရက်ပိုင်းတွင်ကိုယ်တိုင်ဆောင်ရွက်မှုဖြစ်တဲ့အမှုရုံးချိန်များစုပြုံကြလာလို့အလုပ်ပြနေလို့ဥက္ကမောင်ညွန့်ထံမှရလာတဲ့ငွေကြောက်ကလေးပါမနာစေးတောက်ပြဲဒိတ်တံဝင်ခြင်းကို၎င်းထမှန်ရှာဝန်တော်ဖွင့်ရအောင်မဲ့မတိစေးတောက်ကိစ္စကို၎င်းတည်ငါအဖြစ်မိမိပြောက်ပြောက်ပင်မိနေခဲ့ပါတယ်။တနေ့ညစဉ်ဝတ်ပြုနေကြအတိုင်းဘုရားရှိခိုးပတိစိတ်ကပရိတ်တော်များရွတ်ပတ်တဲ့ဆဲပြီးအိပ်ပျော်သွားစဉ်အလွန်ထူးဆန်းတဲ့အိမ်မက်ကြီးတစ်ခုကြောင့်လှန်နိုးခဲ့တယ်။အိမ်မက်ထဲမှာကိုရဲကြီးမာတဲ့ငှက်ကြီးတအုပ်မိမိတံပြန်ဝဲလာနေတာတွေ့ရတယ်။ထိုငှက်များရဲ့နှုတ်သီးတွေကငှက်ကြီးဝင်ဖို့ဖြစ်ပေမဲ့လေအဲ့ဒါလိုမရှိဘဲနဲ့ခက်ကောက်ကောက်နှစ်ထပ်ကြီးဖြစ်နေကနှုတ်သီးပေါ်မှာလဲနှာရောင်ခက်ပြက်ပြက်တစ်ခုကက်လျက်ရှိနေတယ်။ခနာကိုကြီးမကအမိရှိကြီးများပါလို့အမင်းများမှာဥတောင်းလိုဖြန့်ကားနိုင်ကြောင်းတွေ့ရတယ်။မြည်သီးငှက်များလဲလို့ရုတ်တရက်စဉ်းစားလို့မရပါဘူး။ထိုငှက်အုပ်ထဲမှာငှက်ကြီးတစ်ကောင်ကသူမထံကိုပြုံးကနေထိုးဆိုင်ပြီးသူမရဲ့လက်နှစ်ဖက်ကိုခြေသေးများပြကုတ်ချီသွားရာသူမမှလေထဲကိုတန်းလန်းလွင့်ပါသွားတယ်။ငှက်အုပ်ကြီးဟာသူမကိုမိုင်ပေါင်းများစွာအမြန်တုပ်ချီသွားပြီးတောင်ကုန်းများတလိမ့်လေဝေးနေတဲ့တောင်ကြီးမှာမြို့ကိုတိမ်မြင်အုပ်ဆိုင်မှိုင်းနေတဲ့နေရာတစ်ခုရောက်မှငှက်အုပ်ကြီးကခက်နေနေဝဲပြန်လာကြပြီးသူမကိုလွတ်ချလိုက်တယ်။
စိုးမမမျိုးရဲ့အလန့်တကြားအော်ဟစ်လိုက်တဲ့ကြောင့်သူနှစ်ဘေးကအိတ်နေတဲ့ကြီးမေပင်လန့်နိုးသွားတယ်။ကြီးမေကလှုပ်နိုးလိုက်မှလန့်နိုးသွားကအိမ်မက်မက်နေမှသိရော်တယ်။ကြီးမေကရေမန်းတစ်ခွက်တိုက်ပြီးနောက်အိမ်မက်ချောင်းကိုမေးတယ်။သူမကငှက်အုပ်ကြီးချီသွားပြီးလွတ်ချလိုက်လို့အော်မိပုံကိုပြောပြတယ်။ကြီးမေကတန်ကြာစဉ်းစားပြီးမှမှတ်ချက်ပြတယ်။ငါတို့မကြီးတော့အလွန်ဝေးလံတဲ့ခီးရှည်ကြီးတစ်ခုကိုတွားရလိမ့်မယ်ထင်ပါတယ်ကွယ်။စိုးမမကမျက်လုံးများကြောင်ကရုတ်တရက်ပြန်လဲအိတ်မပြောနိုင်ဖြစ်သွားတယ်။ဒါကြောင့်အိယာမထကဖះเจ้าဆောင်အောက်ဘက်အန်ဆွဲထဲမှာတောခတ်သိမ်းထားတဲ့ရုံးဘူးကိုထုတ်ယူလိုက်တယ်။ရုံးဘူးထဲမှာကျင်းညိုပြားကိုမိအောင်အောင်မှထောင်ကြည့်လိုက်တယ်။ကျင်းညိုပြားပေါ်မှာရေးထွင်းထားတဲ့စက်လုံးများမှာရှေးရိုးဆန်လာတဲ့အစွဲငင်အတွန့်အကွေးများဖြစ်တဲ့အပြင်စက်လုံးများကလည်းတင်းငယ်လွန်းလာတယ်။အချိန်ကာလအဖြစ်လည်းနှစ်ပေါင်းများစွာလက်ဆင့်ကမ်းဖြတ်တန်းလာခဲ့ပြီးဖြစ်လို့တချို့စလုံးများကိုပြပြတသားမမြင်ရတော့ဘူး။စိုးမမမျိုးကကျင်းညိုပြားကိုမိအောင်နဲ့ပို့ပြီးနီးကပ်စွာတိုးကပ်ကြည့်လိုက်တယ်။ရွာသားကြီးဦးသူတို့ရဲ့သား၃ယောက်စရင်ထိုသား၃ယောက်မှထပ်မံပေါက်ဖွားလာတဲ့မြင်းများမှမြင့်များတဲ့အမီနာမနေရလိပ်စာများကိုစနစ်တကျရေးထိုးထားတာကိုတွေ့ရတယ်။စိုးမမမျိုးရဲ့ဘိုးဘိုးမှာဦးသူတော်ရဲ့မြစ်ဖြစ်ပြီးမအိုစေးတာကိုလက်ဆင့်ကမ်းယူလာသူလည်းဖြစ်တယ်။ဒုတိယမြစ်ဖြစ်တဲ့ဒေါ်ညာနာစာရိခေါ်ဒေါ်ငိမ့်ရှင်ကလည်းမနာစေးတာကိုမျိုးဆက်၄ဆက်တိုင်အောင်ထိမ့်သိမ်းထားနိုင်ခဲ့သူဖြစ်တယ်။စိုးမမမျိုးကတတိယမြစ်တော်သူမသေးစေးတာကိုလက်ဆင့်ကမ်းသေးဆောင်လာသူရဲ့စရင်ကိုကြည့်လိုက်တယ်။ဟာစိုးမမမျိုးရဲ့နှုတ်မှအာမေရိတ်တန်ထွက်ကြသွားတယ်။တတိယမြစ်ဖြစ်သူရဲ့နေရလက်စာကကြီးမင်မှန်းဆလိုက်တယ်လို့အလွန်ဝေးလံခေါင်သေးလာပါလား။ကြီးညိုပြားလေးပေါ်မှာလိပ်စာမှာဒေါ်သူစာရွှေလောင်ပန်းရက်ကွက်မတူပင်မြို့ချင်းပြည်နယ်တောင်ပိုင်းတန်းကျယ်မြေရှိရန်ကုန်ပခုတ်ကိုအမြန်ဟိနိုကာကြီးအင်းစိန်စောဝါကြီးကုံအဝေးပြေးဂိတ်မှာစတင်ထွက်ခွာချိန်မှာမနက်8:15ရှိနေပြီစိုးမမမျိုးနဲ့ကိုကျော်စရာတို့မှာကားရိပ်ရှိပိုင်းခုံနံပါတ်96မှာလိုက်ပါလာပါတော့တယ်။စောင်းပေါက်တစားမုံလာဖြစ်လို့ကားထွက်တာနဲ့အတားအဆီးမဲ့မိမိမျက်နှာစီကိုပြေးဝင်လာတဲ့အေးဆက်တဲ့လေးနုအေးကြောင့်စိုးမမမျိုးကသူမရဲ့နဘေးမှာမှန်တကားကိုဆွဲပိတ်လိုက်ပါတယ်။တဘာဝလေအပြေးအဝရှုပ်ရှိုက်ခွင့်ရတဲ့ခီးရှည်ထွက်လာရတာကိုတော့စိုးမမမျိုးနှစ်ချိုက်မိတယ်လို့ခံစားရတယ်။လိပ်စာတူကအမှုတွဲများငင်းခုန်တမ်းများအချုပ်ခန်းများငိုရှိုက်တမ်းများဒေါသတမ်းများစတဲ့အနိဋ္ဌာယုံများမှာခိတ္တခဏကင်းလွတ်ခွင့်ရပြီးမိမိဖို့ထိုးတာဝင်များမှာကင်းဝေးတဲ့နေရာစိမ့်စိမ့်များစီကိုခြေချဖူးတော့မှာဖြစ်လို့လဲစိုးမမမျိုးရဲ့ရှင်ထဲမှာပေါ်ပါရွှန်လန်းနေမိတယ်။ကျင်းညိုပြားလေးပေါ်မှာဒေါ်သူစာရွှေဆိုသူမှာရွာသားကြီးဦးသူတော်ရဲ့အငယ်ဆုံးသားမှာဆင်းသက်လာတဲ့တတိယမြစ်တော်သူဖြစ်တယ်။သူမရဲ့လက်ထဲမှာတော့မျိုးရိုးစင်စင်လက်ဆင့်ကမ်းလာတဲ့ကြေးကြောက်ကလေးဖြစ်ထည့်သွင်းထားတဲ့မသေးစေးတောက်ရှိတယ်။အငယ်ဆုံးမြစ်ဖြစ်လို့ဘိုးဘိုးတို့ထက်အသက်ငယ်မဲလို့ယူဆရပေမဲ့လေအသက်82ထက်တော့ငယ်လိမ့်မယ်မထင်ပါဘူး။သူမရဲ့ဖိုးဖိုးမှာမအိုစေးတောက်လက်ဝဲရှိခဲ့သည့်တိုင်အောင်အနာရောဂါနဲ့တည်ခြင်းတရားတို့မှရှောင်လဲလို့မရနိုင်ခဲ့ပါဘူး။ဒေါ်ညာနာစာရီထံမှာလည်းမနာစေးတောက်ရှိခဲ့လို့အနာရောဂါဗျာကင်းရှင်းနိုင်ခဲ့တော့လေအိုမင်းရင်ရော်ခြင်းနဲ့တည်ခြင်းတရားတို့ကိုမှန်တားနိုင်ခဲ့ဦး။ယခုဒေါ်သူစာရွှေမာကမသေးစေးတောက်လက်ဝဲရှိနေသူဖြစ်ရာဘလို့ပင်အိုမင်းမစွမ်းဖြစ်လို့ယောဂါထူပြောနေစေကမူအသက်ကတော့ရှည်မြဲနေအောင်မယ်လို့ယူဆရတယ်။ဒါကြောင့်လဲစိုးမမမျိုးအနေနဲ့ဒေါ်သူစာရွှေကိုလူကိုယ်တိုင်ဓာတ်ရိုက်တွေ့နိုင်လိမ့်မယ်လို့မျှော်လင့်နေမိတယ်။တန်းကျဟီနိုကာကြီးဟာရန်ကုန်ပြည်လမ်းမကြီးတိုင်းတရွာဝင်တရွာထွက်တမြို့ဝင်တမြို့ထွက်နဲ့အချိန်နဲ့တပြေးညီမောင်းနှင်လာပါတယ်။ကားတစ်စီးလုံးထိုင်ကုန်များအောက်မှာငပိငချောက်အိမ်များဖြစ်ပြည့်ကျက်နေတယ်။များသောအားဖြင့်မကွေးရေနံချောင်းစတဲ့မြို့များကိုသွားကြမဲ့သူတွေဖြစ်တယ်။ပခုတ်ကူမှာတဆင်ချင်းပြည်နယ်ကိုခရီးရှည်ဆက်မဲ့သူမှာတော့မိမိတို့နှစ်ဦးသာဖြစ်ပါတယ်။ကဲမမမင်းလာကိုရောက်ပြီးတဲ့ထမင်းစားကြမယ်လေ။ကိုကျော်စရာရဲ့အတန်ကြောင့်စိုးမမမျိုးနိုင်ကိုမြှောက်ကြည့်မိတယ်။နေ့လယ်12:30ရှိနေပြီ။ကားအကိုဆင်းပြီးတော့ထမင်းဆိုင်နောက်ဘက်မှာကိုလက်တုပ်တင်ကြပြီးနောက်စက်သားဟင်းဖြစ်ထမင်းမှာလိုက်ကြတယ်။ထမင်းဆိုင်မှာအတော်တန်ကျဲဝန်းပြီးကားပေါ်ပါခီးတယ်များအလုံးစားနိုင်လောက်တော့နေရာထိုင်ခင်းများစီစဉ်ပေးထားတယ်။ထိုဆိုင်နီးမှာလည်းတခြားထမင်းဆိုင်2ဆိုင်3ဆိုင်ခန့်ရှိနေပါတယ်။ထိုဆိုင်များမှာကစားသုံးသူမရှိသလောက်ဖြစ်တယ်။မိမိတို့တန်းကျဟီနိုကာကြီးရက်လိုက်တဲ့ထိုဆိုင်မှာသာစားသုံးသူများဖြစ်စီကားနေတယ်။ထိုစီပြည်ဘက်မှလာတဲ့ဟီနိုကာကြီးတစ်စီးနှစ်ဘေးကဆိုင်မှာထိုးရက်လိုက်ပါတယ်။စောစောက6 ချက်ဖြစ်နေတဲ့ထမင်းဆိုင်မှာချက်ချင်းလက်ငင်းစားသုံးသူများဖြစ်ပြားပန်းခတ်များအသက်ဝင်လှုပ်ရှားသွားတယ်။ကဲခီးတဲ့များကားပေါ်တက်ကြပါ။မင်းကထမင်းဆိုင်မှာတနားခန့်ရပ်နာပြီးနောက်ကားစပေယာကလှုပ်ဆော်လိုက်တယ်။ရန်ကုန်ပခုတ်ကိုဟီနိုကာကြီးကရန်ကုန်ကထွက်လာတဲ့အရှိန်နှုန်းထက်မလျှော့ဘဲနဲ့ပေါင်းတီရွှေတောင်ပြည်မျိုးတို့မှာခိတ္တရပ်နာပြီးခီးတဲ့များအတင်းချလုပ်ခဲ့ပြီးနောက်
ပြလို့အရောက်မှာညနေစာစားရင်ရှင်းနာပြန်နေညနေ9နာရီခွဲနေပြီဒီမှာတော့စိတ်ကလေးစားကနာမည်ကြီးပေတဲ့အဲ့ဒါပဲမှားလိုက်မယ်နော်ကိုကျော်စီကပြောတယ်စိုးမမမျိုးကလည်းခေါင်းကြီးပြမိတယ်ပထမဆိုင်နဲ့ဒုတိယဆိုင်ကဟင်းအမေချင်းမတူတော့လေချက်ပြုတ်ထားပေါ်ရတာချင်းကတိတ်မထူးလာဘူးလို့စိုးမမမျိုးထင်တယ်သူမစိတ်ထဲမှာကပခုတ်ကိုအမြန်ရောက်ရေးကိုသာစိတ်ဆောနေမိတယ်ထို့မှမကွေရင်းနှန်းချောင်းတို့ကိုကြောဖြတ်ရန်နာပြီးတဲ့နောက်ကားကဘယ်မှမရက်တော့ပဲတညလုံးမောင်းတော့တယ်နောက်တနေ့မနက်6:30မှာတော့ညောင်စိတ်ကန်းကိုရောက်တယ်မနက်9နာရီမှာတော့ဇက်ဖြစ်ကူးပြီးနောက်ကျွန်းချောင်းဆက်ရုံကိုဖြတ်ကျော်လာကမနက်9:45မှာတော့ပခုတ်ကိုမြို့ကိုရောက်တယ်အဲ့ဒီမှာတစ်စင်မင်းတက်ကိုတက်မဲ့ကားဂိတ်ကိုစုံစမ်းကြရာမြို့အထွက်နားမှာတွေ့ရတယ်မင်းတက်ကားလက်မှတ်2ဆောင်ဖြတ်ပြီးဂျားစကတ်တဲခိုပြီးတော့ကားဆောင်ရတယ်ပေါ့လွန်မှာတာပေါင်ပြက်နေလို့ကားတွေမထွက်နိုင်သေးဘူးလို့သိရတယ်ဒီကနေမင်းတက်ကိုတက်မဲ့ကားတွေက3တန်ကုန်တင်ကားပက်လက်ကြီးတွေတဲ့နောက်ကမိုးကလည်းမပါဘူးတဲ့မမရဲ့တခြားကမရှိဘူးတဲ့လားကိုကျော်စီရဲ့လိုင်းကားဆိုရင်ဒီမှာတော့ဒလိုကားတွေနဲ့ပဲလူရောကုန်ပစ္စည်းတွေပါအပြည့်သိမ့်တင်ပြီးခရီးသွားကြတာတဲ့တီးတန့်ချက်ကားတို့ဘာတော့ငှားသွားဖို့ဆိုရင်လည်းကုန်ကြစိတ်ကတအားများပါတဲ့ပကုတ်ကူနဲ့မင်းတက်က68မိုင်တောင်ဝေးပြီးကားလမ်းတွေကလည်းအရန်ပြတ်နေလို့အပြင်ပုဂ္ဂလိကကားတွေကလည်းမလိုက်ချင်ကြဘူးတဲ့မမစိုးမမမျိုးကတပြင်းတစ်ချက်ရှိုက်ထုတ်လိုက်တယ်မမတို့နှစ်ယောက်ကတော့ကားကောင်းကလိုက်ရမှာမဟုတ်လားဟုတ်တယ်လေဒါဆိုရင်လည်းဒီတိုင်းပဲလိုက်သွားကြတာပေါ့ရှင်ဘယ်တက်နိုင်မလဲနောက်တနေ့မနက်မှာမင်းတက်ကိုသွားမယ်ပက်လက်ကုန်ကားတစ်စင်းဈားစခန်းကိုရောက်လာတယ်တောင်ပေါ်ကိုပို့မဲ့ကုန်ပစ္စည်းများတင်လိုက်ကြတာကကားတစ်စီးလုံးခြေချစရာပဲမရှိတော့ဘူးခီးတဲ့တွေကထိုးကုန်များပေါ်မှာထိုင်ပြီးလိုက်ကြမှာဖြစ်တယ်စိုးမမမျိုးနဲ့ကိုကျော်စီရတို့ကားကောင်းခန်းမှာနေရာယူလိုက်ကြတယ်စိုးမမမျိုးရဲ့မျက်နှာကမကောင်းလာဘူးညကဖျားရှိခိုးစင်ကခါတိုင်းလိုစိတ်ပုတ်ပုတ်ပါမရှိဘူးခက်လေးလေးဖြစ်နေတယ်မိမိခီးပန်းလာလို့ဖြစ်မဲလို့ပင်သဘောထားလိုက်မိတယ်စိတ်ထဲကတော့တထင်းထင်းတခုခုများဖြစ်နေမလားထင်းတဲ့အတိုင်းပင်စိုးမမမျိုးတို့တွေးလိုက်လွဲခဲ့တယ်နေ့လယ်12နာရီခွဲမှာပခုတ်ကူကြားစခန်းကထွက်လာတဲ့3တန်ကားကြီးကနေ့လယ်1:30မိုင်တိုင်း164မိုင်ကမ္မရွာကုန်းမြင့်တစ်ခုကိုအတက်မှာကုန်းနဲ့လူလေးချိန်ကိုမနိုင်တော့ပဲလက်ဝဲဘက်ကိုစောင်းပြီးတော့တိမ်မောက်ပါလီတော့တယ်ကားကောင်းကန်းရဲ့ညာဘက်မှာရမောင်းရှိပြီးစိုးမမမျိုးကဘဲဘက်ဘေးမှာနေရယူကကိုကျော်စရာကအလေကဖြစ်ပါတယ်ကားမှာလက်ဝဲဘက်ကိုရုတ်တရက်တိမ်မောက်ပြီးတုံးလုံးလဲခြင်းဖြစ်ရာရင်မောင်းရဲ့ခန္ဓာကိုယ်ကကိုကျော်စရာအပေါ်ပိကျလာပြီးကိုကျော်စရာမှလည်းစိုးမမမျိုးရဲ့ခန္ဓာကိုယ်ပေါ်ဘေးတိုက်ဖိကျသွားမိတယ်စိုးမမမျိုးမှာအယက်မောင်းကောင်းပြီးကိုလုံးကိုတဲ့အတော်အသင့်တောင်တင်းကြက်ခိုင်သူဖြစ်တော်လေယောက်ျားသား2ဦးရဲ့ခန္ဓာကိုယ်အလေးချိန်ဖြင့်ရုတ်တရက်စောင့်ကြလာတဲ့တန်းကြောင့်သူမရဲ့လက်ဝဲဘက်လက်မောင်းမှာကားတကားဘောင်ပေါ်မှာဖိညက်ခံလိုက်ရရာလက်ပြင်တစ်ခုလုံးချင်းကနေခံစားလိုက်မိတယ်ကားမှာဘဲဘက်ကိုတစောင်းတုံးလုံးလဲနေပြီးကားရှိမှန်ကြီးတစ်ခုလုံးကွက်အပ်ကြေးမွသွားတယ်ရင်မောင်းလို့သူကချက်ချင်းတရိယာကထိုမှန်မရှိတော့တဲ့တကားပေါက်တစ်ဖွဲထောင်နေတဲ့ရှေ့မှန်ပေါက်ကထွက်သွားတယ်ရင်မောင်းရဲ့နှစ်ဖူးပြန်မှာကသွေးတန်ရဲတွေ့လိုက်တယ်ကိုကျော်စီကလည်းထပြီးတော့ထိုမှန်မရှိတော့တဲ့အပေါက်ကလှမ်းထွက်လိုက်ကဘဲလက်တကားပေါင်နာမှာကက်လျက်ငိမ့်နေတဲ့စိုးမမမျိုးအားလှမ်းမိလိုက်တယ်ကိုကျော်စီရဲ့ညာဘက်နှစ်ထင်မှာသွေးစာနေငယ်မြင်ရတယ်မမဘာဖြစ်သွားသေးလဲယင်စိုးမမမျိုးကဘာမှမပြောဘဲနဲ့သူ့လက်ကန်အိတ်ကိုသာကိုကျော်စီထန်လှမ်းပေးတယ်ပြီးမှအသားရက်ကမှန်ပေါက်ကထွက်ရန်ပြင်တယ်ကိုကျော်စီကလက်ကမ်းပေးလိုက်လို့တဖြည်းဖြည်းအပြင်ဘက်ကိုထွက်လာနိုင်တယ်ဒါပေမဲ့စိုးမမမျိုးကလက်နှစ်ဖက်ဖြင့်ဘဲဘက်ရုံပေါ်ကိုဖိကတ်ထားတယ်ကိုကျော်စီကစိုးရင်တကြီးနဲ့မေးတယ်မမဘလို့နေသေးလဲယင်တိတ်နာနေသလားစိုးမမမျိုးကအပေါ်နှက်ခမ်းများကိုအောက်သွားများဖြင့်ခတ်တင်းတင်းဖိလိုက်ရင်အသက်ကိုမြင်းမြင်းရှူကြည့်တယ်အသက်ရှူလိုက်တိုင်းရင်ဘက်ကအောင့်လာတယ်လူနှစ်ယောက်မိမိပေါ်ပြုတ်ကျတဲ့တန်းကြောင်လားဒါမှမဟုတ်ကဲဒီကတန်ရာရတဲ့ခီးသည်တွေကျွန်တော်တို့နဲ့စိတ်ယုံကိုလိုက်ခဲ့ကြပါရဲရရှိတဦးနဲ့တာဝန်ရှိသူတွေကတန်ရာရသူတွေကိုမလန့်မကန်ရှိကံမတိုက်နေစိတ်ယုံကိုခေါ်သွားတယ်လူ20လောက်ရှိမယ်ကားနဲ့ပါလာတဲ့ခီးသည်တဝက်မြစိတ်ယုံမှာပြတာစစ်စစ်ရတယ်ကိုကျော်စီရဲ့ခေါင်းကတန်ရာမှာမပြောပါလောက်လို့ဆေးထည့်ပြီးပလတ်စတာကတ်လိုက်တာနဲ့ပြီးသွားတယ်စိုးမမမျိုးကရင်ဘက်ကအောက်နေဆိုလို့ဆရာဝန်တဦးကတွင်းကန်းလေးခေါ်ကစစ်ဆေးစမ်းသပ်လိုက်ပါတယ်ကျမစိတ်ထင်တော့ရုတ်တရက်ထိခိုက်မိလို့အရှိန်နဲ့အောင့်နေရပါဒါပေမဲ့စိတ်ချရအောင်ပခုတ်ကူစိတ်ယုံမှာဆက်ပြပါကျမစာရေးပေးလိုက်မယ်ထို့ကြောင့်ကားကြုံဖြစ်ပခုတ်ကူကိုပြန်လိုက်သွားကပခုတ်ကူစိတ်ယုံကြီးမှာဆက်ပြရပါတယ်ဒေါ်စိုးမမမျိုးကစိတ်ယုံတက်ပြီးကုသခံရင်ပိုကောင်းလိမ့်မယ်ဗျာဟုတ်လားဆရာကျမတို့ကရန်ကုန်ကလာတာပါ
မင်းတက်မတူပြီးထိအောင်အရေးကြီးကိစ္စတခုနဲ့ခရီးဆက်ရအောင်မှမလို့ပါဖြစ်နိုင်တော့ကျမစီးရုံမတက်ချင်ဘူးဆရာဒေါက်တာရဲလွင်ကခဏစဉ်းစားတယ်ဒါဖြစ်ဒီလိုလုပ်ပါမိမိသဘောလျောက်စီးရုံမတက်တာပါလို့လက်မှတ်တော်ထိုးပေးရမယ်နော်ဟုတ်ကဲ့ထိုးပေးပါမယ်ကောင်းပြီစီးရုံပေးမှာဇီဝကားဆိုတဲ့စီကံတစ်ခုရှိတယ်အဲ့ဒီမှာချက်ချင်းဓမှန်သွားရိုက်ပြီးကျွန်တော်လာပြပါစိုးမမမျိုးကထိုဇီဝကစီကံမှာဓမှန်သွားရိုက်တယ်တနာရီတွင်းရတယ်ဓမှန်ကိုဒေါက်တာရဲလွင်ထံပြန်ပြတယ်ကြည့်ရတာအယိုးတွေဘာမှတော့မဖြစ်ဘူးထင်ပါရဲ့ဒါပေမဲ့ဒေါက်တာခင်မောင်လေးနဲ့တွေ့လိုက်ပါဦးဒေါက်တာရဲလွင်ကနက်စမတူကိုဒေါက်တာခင်မောင်လေးတန်းပုတ်ခိုင်းလိုက်တယ်ဒေါက်တာခင်မောင်လေးမှာအယိုးကျော်ထုကိုဆရာဝန်ကြီးဖြစ်တယ်ခမရတက်မှန်ရတော့အယိုးထိခိုက်မှုတော့မတွေ့ရဘူးစေးစားပြီးလေးချိန်ကန်လှုပ်သွားရင်တဖြည်းဖြည်းချင်းပျောက်သွားပါလိမ့်မယ်ဒေါက်တာခင်မောင်လေးကစမ်းသက်စစ်ဆေးပြီးစေးစာရေးပေးလိုက်တယ်တော်သေးရပါမမရဲ့တခုခုဖြစ်လို့စေးရုံတက်ရရင်တော့ဒုက္ခနော်ကဲကျွန်တော်တို့ဘာဆက်လုပ်ကြမှာလဲမမဒီတရားကြီးနဲ့တော့ခီးဆက်လို့မဖြစ်လာဘူးခီးကဝေးတယ်ကြမ်းလေးကြမ်းတယ်မမခံနိုင်မှာမဟုတ်ဘူးနော်ကျမတို့ခီးဆက်သွားကြမယ်ကိုကျော်စေရဟင်ဖြစ်ပါမလားမမရဲ့တော့ကြသူများရက်ရွာကိုလာပြီးတော့တော်ရဲတောင်ထဲကြမှာတခုခုဖြစ်နေဘလို့လုပ်မလဲဒါမှမဟုတ်ဒဏ်ရာတက်တာသွားမှာတစ်ခေါက်ပြန်လာကြတာပေါ့စိုးမမမျိုးကခေါင်းခါပြတယ်မမရဲ့ဒဏ်ရာကဘာမှမဖြစ်နိုင်ပါဘူးလူကြားတဲ့အချိန်နဲ့နားနေရပါစေးစားပြီးတရက်နှစ်ရက်နေကောင်းသွားမှာပါမင်းတက်မဲ့ကားကလည်းချက်ချင်းထွက်ပြေးအောင်မဟုတ်ဘူးလေအဲ့ဒါကိုစောင့်ရင်ဖြည်းဖြည်းခီးဆက်ကြတာပေါ့နောက်တစ်ခေါက်ဆိုရင်အချိန်တွေတိတ်ကြသွားလိမ့်မယ်ရောက်လက်စားနဲ့ခီးဆက်ကြမယ်ကိုကျော်စီရကိုကျော်စီရကဘာမှမပြောတော့ဘူးစိုးမမမျိုးဆုံးဖြတ်ချက်တစ်ခုချပြီးရင်ပြန်မပြန်တက်မှန်သူကောင်းကောင်းသိတယ်အလွန်ကောင်းမာတဲ့မိန်းမဖြစ်တယ်တခါတရံဒီလိုမိန်းမမျိုးမှဆွဲဆွဲလန်းလန်းဖြစ်မိတဲ့သူကိုသူလဲမကြည်မနဲ့ဖြစ်ဘူးတယ်ဒါပေမဲ့အချက်ဆိုတာကအခက်သားမဟုတ်လားစိုးမမမျိုးနဲ့ပတ်သက်ပြီးတော့ကိုကျော်စီရအစာမကြေတာတခုတောင်ရှိတယ်စကိုင်းတောင်ရိုးကိုခေါ်သွားခဲ့တာကယခုချင်းတောင်ကိုတက်လာတဲ့ထိယခုသွားနေတဲ့ခီးစဉ်အဓိကအကြောင်းကိုအတိမပေးခြင်းပင်ဖြစ်ပါတယ်။သူမမိမိအားစကိုင်းတောင်ရိုးမှာပြောပြခဲ့မှုတဲ့မိသားစုအမွေကိစ္စမဟုတ်မှန်းရိပ်မိတယ်။ဒီကိစ္စအစိုးမမမျိုးဒေါ်ညာနာစာရီကိုတွားရောက်စုံစမ်းခဲ့တဲ့အထိမတိတာသေးတော့လေအင်းစိန်ထောင်ထဲဝင်ပြီးသူမတယောက်တည်းဥက္ကမောင်ညွန့်ဆိုသူနဲ့တွေ့လိုက်တော့မိသားစုအမွေကိစ္စမဖြစ်နိုင်တော့ဘူးလို့မိမိယူဆမိတယ်။ဘာလို့လဲဆိုတော့မိမိရရှိနေတူပါဥပဒေပညာသင်ကြားတက်မြောက်ထားတဲ့သူမနဲ့အရင်နှီးဆုံးပုံကိုလည်းဖြစ်တယ်။မိသားစုအမွေမှုသာဆိုပါကအနည်းနဲ့မြန်မိမိနဲ့တေးကြပေါက်တိုင်ပင်ညှိနှိုင်းလာရမှာဖြစ်တယ်။အခုတော့မဟုတ်ဘူး။ယခုမှလာပြီးဒီကိစ္စကိုမိမိအပေါ်လျှို့ဝှက်ထားနေခြင်းမှာသူမမှာထူးခြားတဲ့အကြောင်းအရာတစ်ခုရှိလိမ့်မယ်။ဥပမာအားဖြင့်သူ့ရဲ့ဘိုးဘိုးထံမှမိသားစုအရေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီးဒီတသက်ရင်ကုန်နှုတ်ပိတ်နေပါမယ်ဆိုတဲ့ဂတိစကားမျိုးသစ္စာရေးတောက်ပြီးဂတိထားခဲ့ရဟန်ပေါ်တယ်။ဒါကြောင့်လည်းမိမိကိုအသိပေးလို့စိတ်ရှိတော်လဲဂတိသစ္စာကိုမဖောက်ဖျက်နိုင်လို့တိတိကြီးနဲ့လျှို့ဝှက်ထားခဲ့ရဟန်တူတယ်။မိမိအနေနဲ့ထိုအချက်ကိုထောက်ထားစာနာတော့ကြောင့်ပင်မတိလိုက်မတိပါသာနေပြီးခွန့်လွန်စောင့်ကြည့်နေခဲ့ရခြင်းပဲ။ယခုပခုတ်ကူမှာကောင်းမောက်ပြီးမှထိုကိစ္စကပို့ပြီးတော့ရုံလုံးပေါ်လာတယ်။ဆရာဝန်ကိုရိုင်းစေးရုံတက်ခိုင်းတာကိုလစ်လျူရှုကဒီလောက်ကြမ်းတဲ့နဲ့ခီးရှည်ကိုဆက်သွားရင်ဆုံးဖြတ်ခြင်းကတော်ရုံကိစ္စမဟုတ်တော့မှထင်ရှားပြီးပြန်လာတယ်။ထူးခြားတဲ့အကြောင်းအရာထပ်ပိုးတဲ့အလွန်လျှို့ဝှက်နေနေတဲ့ဖြစ်ရစမ်းတစ်ခုနဲ့ပတ်သက်ဆက်နွယ်နေမယ်လို့ကိုကျော်စီရမှတ်ချက်ချမိလာတယ်။ဘလို့ပင်ဆိုစေဒီချင်းနဲ့ရောက်မှတော့မိမိရဲ့အသေးနှလုံးတစ်စုံလုံးကိုပြည့်ရထားပြီးတော့စိုးမမမျိုးအားဆက်လက်စောင့်ရှောက်ပြီးသူ့ရဲ့ဆန္ဒပန်းနိုင်ရအောင်ကူညီပေးသွားရတော့မှာဖြစ်ပါတယ်။မိသည့်နည်းနဲ့မဆိုနောက်ဆုံးတစ်နေ့မှာတော့သူမလျှို့ဝှက်ချက်ကိုမိမိသိရှိလာရမယ်လို့ယုံကြည်ထားမိတယ်။ကောင်းတာကကျမတို့စေးကန်းနဲ့အနည်းဆုံးတဲကိုကန်တစ်ခုမှနေကြပါလား။ကျမဟာသူနာပြုဆရာမတယောက်လှုပ်ပြီးတော့ကူညီနိုင်တာပေါ့။ပကောက်ကိုစေးရုံကြီးမှအပြန်ဓမှန်ရိုက်ခဲ့တဲ့ဇီဝကစေးကန်းမှာပြန်ပြပြီးတာဝန်ခံဆရာဝန်မကဒီလိုအကြံပြုတယ်။သူမရဲ့အကြံပြုချက်အတိုင်းစေးကန်းနဲ့မလတ်မကန်ရှိတဲကိုကန်တစ်ခုမှတဲကိုရင်းနဲ့စေးထိုးစေးစားလှုပ်ကညပိုင်းမှာသူနာပြုဆရာမတအူလာရောက်ပြီးစေးလိမ့်ကပြုစုပေးတယ်။ဒီလိုနဲ့3ရက်မြကြတဲ့အခါရင်ပတ်မှနာကျင်အောင်ကျင်တိတိတတ်တာလာတယ်။ဒီကြားထဲမှာရောက်တော့ရောက်ခိုင်ရွှေမုံတော်ဖျားတီဟိုရှင်ဖျားနဲ့ပခုတ်ကူမြတ်စာဖျားကိုတန်ကဲဖျားတွေကိုတွားရောက်ကြည့်ညိုခဲ့ကြသေးတယ်။ဖျားကအပြန်ကြားစကန်းကိုဝင်ကမင်းတက်ကားလက်မဲ့ဝဲစဉ်မင်းတက်မျိုးမှနှစ်ချင်းအသင်းတော်မှတိတ်ခါတော်ရဆရာတော်ဦးထန်းငိုင်းအောင်ဆိုသူနဲ့တွေ့ဆုံရင်းနှီးခဲ့ပါတယ်။မင်းတက်ရောက်ရင်ဝင်လာရန်လဲဖိတ်မှန်တကာပြုသွားသေးတယ်။နောက်တဲ့2ရက်ကကြာမှမင်းတက်မျိုးကိုဒုတိယကြိမ်တက်ခဲ့ကြပြန်ပါတယ်။ဒီတစ်ချိန်မှာလဲ3တန်ကုန်ကပက်လက်ပင်ဖြစ်ပါတယ်။
ဒါပေမဲ့ဒီတစ်ခါရင်မောင်းကိုအောင်တုတ်ဆိုသူကအလွန်စိစက်သေးကြပြီးအာမနာတတ်သူဖြစ်တယ်။သူကားပေါ်မှာအန်ဒီရဖြစ်စေလောက်တဲ့အထိကုန်ပစ္စည်းတွေကိုအတင်မခံပါဘူး။တောင်ပေါ်ခီးဖြစ်လို့သူနိုင်တဲ့လောက်သာတင်ပြီးကျန်နာတွေကိုထားပစ်ခဲ့တယ်။ဂျားစခန်းမှာနေ့လေတနာရီခန့်ထွက်လာတဲ့ကားကညနေ3နာရီခန့်ပင်ပေါင်းမြုပ်အဝင်မှာရက်ပြီးထမင်းစားကြတယ်။လမ်းမှာကြောချောင်းအရောက်ကားပေါ်ကဆင်းပြီးလူတက်တက်ကားတက်တက်ကူးခဲ့ရပါတယ်။ကားဝိတ်များရဲ့နွန်နဲ့မှာဆိုလို့ဖြစ်ရန်တူပါတယ်။ချောင်းငယ်လေး3ခုကိုတော့ကားနဲ့ပင်ဖြတ်ကူးခဲ့ကြတယ်။ဒီလိုနဲ့ည7နာရီခွဲမှာစောမျိုးနေတဲ့ရှိဂုံဘူချောင်းကိုရောချောင်းဆက်ကိုရောက်လာတယ်။ရင်မောင်းကိုအောင်တုတ်ကကားရှိမီးနှလုံးကိုဖွင့်ထားကကားပေါ်မှာဆင်းသွားပြီးချောင်းထဲကိုရှောက်သွားကြည့်တယ်။ချောင်းရီမှာသူ့ခါးလေလောက်သာရှိတော့လဲညချင်းရေစီးတန်နေလို့စိတ်ချပုံမရဘူး။ကားနဲ့ဖြတ်ကူးစဉ်ချောင်းလေရောက်မှကားဆက်ချိုးရင်းသွားပါကရေစီးနောက်ကိုမျောပါသွားနိုင်တယ်။ညချင်းကုန်ပစ္စည်းများအမျိုးသမီးနဲ့ကလေးများပါနေလို့အန်ဒီရများလာတယ်လို့ဆိုတယ်။ရောချောင်းမှာအကျဲကဂိုင်းနေရကန်ရှိပြီးတော့တစ်ဖက်ကန်းဆိုရင်ကြောက်ထုကိုရောက်ပြီးကြောက်ထုပြန်မဲ့သူ20ခန့်မကြောက်မရော့မောင်မဲမဲကြီးတဲ့ဆင်းပြီးဖြတ်ကူးသွားကြတယ်။ဒေသကျွမ်းရေကျွမ်းသောချင်းတိုင်းသားများဖြစ်ပါတယ်။ကိုအောင်တုတ်ကကားကိုနောက်ပြန်ဆုတ်ခါနီးရှိပန်းစန်းရွာတွေကိုမောင်းဝင်လိုက်ကရွာထိပ်ရှိဇရက်တစ်ခုနှစ်ဘေးမှာထိုးရက်လိုက်တယ်။ဇရက်ကအမိုးရှိတော်လဲအကာမရှိဘူး။ဒီညဒီမှာပဲညအိတ်ကြမယ်လို့ပြောတယ်။ညနေ3နာရီခန့်ပအဝင်ဝမှာထမင်းစားလာကြတယ်။ခရီးသည်20ခန့်မှာယခုည9နာရီကျော်မှာတော့ဘိုက်စားလာကြပြီ။ဒါကြောင့်ခရီးသည်တချို့ကိုအောင်တုတ်နဲ့အတူရွာထဲဝင်ကစားစရာရှာကြရတယ်။စိုးမမမျိုးတို့လည်းလိုက်ပါသွားကြတယ်။ပန်းစန်းရွာမှာဂုံဘိုရွာနဲ့တရက်ချင်းရွာကြားမှာရှိပြီးစောမြို့နေတဲ့ပါဝင်ပါတယ်။တချိန်ကလူအများကိုကိုစားပြုထားတယ်လို့ကြားဘူးတဲ့ရောနယ်လည်းဖြစ်တယ်။ဖြစ်ပါမလားကိုအောင်တုတ်တော့ကြမနဲ့မိုးလင်းဒီအိမ်တွေပြောက်ကွယ်တော့ပြဿနာပဲနော်။ရွာထဲဝင်ပြီးအိမ်တိမ်မှာမွေးငါစနေစဉ်ကိုကျော်စီရကကိုအောင်တုတ်ကိုခတ်တူတူမေးလိုက်မိတယ်။စိုးမမကမပြောရင်လက်တို့တယ်။ဘာမှမစိုးရိမ်ပါနဲ့ဆရာရဲ့ဒီရွာမကကျွန်တော်မကြခဏအိတ်နေကြပါထူးထူးဆန်းဆန်းမရှိပါဘူး။ကိုအောင်တုတ်ကအေးဆေးဆေးပြန်ပြောမှစိုးမမမျိုးလဲစိတ်အေးသွားတယ်။ဒါပေမဲ့ရွာထိပ်စရက်ကိုပြန်ရောက်မှအရေးတက်ကလွန်ကဲလာတယ်။အနှွေးတင်နဲ့မလုံလောက်လို့ပါလာတဲ့ဆောင်းများထုတ်ကခရီးသည်များတယောက်ကျော်တယောက်မှီပြီးတော့တညတာဖြတ်တန်းခဲ့ရပါတော့တယ်။ဒီကြားတဲ့အေးလာလေးနာကျင်လာလေးဖြစ်လာတဲ့ရင်ဘက်ကတန်းရကြောင်းဆရာဝန်ပေးလိုက်တဲ့လိမ့်စည်းများဖြင့်နှွေးထွေးအောင်ကြိုးစားခဲ့တယ်။ကိုကျော်စီရကယောက်ျားပေပြီးအနှွေးတဲ့တထင်းနဲ့လုံလောက်သူဖြစ်တယ်။နောက်တနေ့မနက်9နာရီခန့်မှာကိုအောင်တုတ်ရောချောင်းကိုအရှိန်နဲ့ဖြတ်ကူးတယ်။ဖြတ်ကူးစဉ်ဆက်ကားကိုအလုံးပိတ်ပြီးပန်းကားကျိုးကိုဖြုတ်ထားခဲ့တယ်။10မိနစ်အတွင်းတစ်ဖက်ကန်းကြောက်ထုကိုရောက်သွားတယ်။လမ်းမှာပုံတောင်တက်မှာကားပွက်နေလို့လူများစင်းကရှင်းမှနေပြီးတန်ကျိုးများပြဝိုင်းဆွဲတင်ခဲ့ရသေးတယ်။ကြောက်ထုမှာလက်ဖက်ရည်တောက်ပြီးခဏနားကြတယ်။ပခုတ်ကူမှာမင်းတပ်တီ68မိုင်ရှိရာကြောက်ထုအထိဆိုပါက89မိုင်ခန့်ခရီးပေါက်ခဲ့ပြီးဖြစ်ပါတယ်။မင်းတပ်ကိုရောက်ဖို့18မိုင်ခန့်သာလူတော့တယ်။ဒါပေမဲ့တောင်တက်လမ်းမှာပို့ပြီးမဆောက်လာလို့တတိထားပြီးတော့မောင်းနေရပါတယ်။တခါတရံတောင်ကပယံခွေများမှာလမ်းချော်နေလို့ခီးတဲ့တွေလည်းဆဲမီတွန်းကြရတယ်။တန်ကျိုးများဖြင့်ရှေ့ကလူအားဖြင့်ဆွဲသလိုဆက်ကိုလည်းမြင့်တင်ပြီးတပင်တပန်းတက်ခဲ့ကြပါတယ်။ဒါကြောင့်မနက်9နာရီခွဲကကြောက်ထုမှထွက်လာတဲ့ကားက10:30ကျော်မှမင်းတပ်မြို့ပေါ်ကိုရောက်တော့တယ်။ကိုကျော်စီရရဲ့ကျောင်းနေပတ်တငယ်ချင်းဥပဒေအရာရှိကိုလားမြင့်နဲ့တွားရောက်တွေ့ဆုံပြီးသူစီစဉ်ပေးတဲ့မြို့လယ်နာကအိမ်တလုံးမှာခက်တာတိတ်ကိုရင်မတူပီကိုတက်မဲ့ကားကြုံကိုစောင့်လိုက်ပါတော့တယ်။အခုရက်ပိုင်းတော့မိုင်40လောက်မှတောင်ပြိုနေလို့လိုင်းကားတွေမထွက်ရဲကြသေးဘူး။ဒီကြားထဲမိုးပါရွာလိုက်တော့ကားလေးတွေလမ်းချော်လို့မတက်ကြသေးဘူးဖြစ်နေတယ်။2ရက်3ရက်တော့အချိန်ကိုစောင့်ကြည့်ပါအောင်။ကားကိစ္စတော့ကိုစီစဉ်ပေးပါမယ်။ဥပဒေအရာရှိကိုလားမြင့်ကရှင်းပြတယ်။လမ်းဆောင်ရှိရွှေဖလားလက်ဖက်ဆိုင်မှာဖြစ်တယ်။ဒါနဲ့ကိုလားမြင့်ကဒီမှာဘလောက်ကိုကြာနေပြီလဲ။ရှီလာကိုရင်တော့2နှစ်ပြည့်ပြီလေပြန်ပြောင်းရတော့မယ်ဗျ။မိသားစုပါသလား။ပါရာပေါ်ကိုကျော်စရာရကလေးတွေကအလဲတန်းတယောက်မူလာတန်းတယောက်လေပြန်ပြောင်းမှနဲ့အကြီးကောင်ထက်တန်းတက်မှနဲ့အတော်ပဲပေါ့ဗျာ။ကိုလားမြင့်ကအိမ်အောင်ပြူတာစောတော့သားသမီးတွေအတော်ကြီးနေကြပြီပဲ။ဟာကိုအိမ်အောင်ပြူတာမစောပါဘူး။လူသားမှန်ပြူနေကြ20ကျော်အစိပ်ပိုင်းမှာပါ။ကဲသူများတွေကိုပြောမနေနဲ့ခမရတို့အခုတည်းလက်မတက်သေးဘူးလား။အသက်30ဆိုတာနည်းနည်းတော့နောက်ကျနေပြီ။ဒါတော့မမကိုသာမေးကြည့်ပြီးတော့ကိုလားမြင့်ရေကျွန်တော်ကတော့တခဲပဲဗျ။ဟာကိုကျော်စီရကတော့ထုံးစံတိုင်းဘေးရီတွေလုံနေပြန်ပြီရှင်းရှင်းပြောမှာပေါ့တကယ်ဆိုတာ ever ready လေးဗျာကျွန်တော်ကအမြဲအစင်သစ်ဖြစ်နေရကြပြီလေအနည်းရှိစိုးမမမျိုးကကိုကျော်စီရလက်မောင်းကိုလိန်ပြီးဆွဲစိတ်လိုက်ပါတော့တယ်